ရှိတဲ့မြတ်လူစားတဲ့ဘယ်မြတ်ကိုစိုက်ကြမှာနော်အဲ့စိုက်တဲ့မြတ်တွေမှာလည်းကျွန်တော်ကဘယ်နေရာမှာမှာမလဲပေါ့ပြင်ဈေးဘယ်လောက်ကြာအဲ့ကိုတိုင်းမှားတယ်ဆိုရင်ဟိုဘက်ဒီလာစီကနေမှားတဲ့ဈေးက那叫那牛的，那他比，你看我这好不都比他的对不对？哎，也没比人家大用。那是。以前那个路那个，路不在一场，路我本哪里嘛，太近，比较大。啊，第一个刚才，路当夜路方便。一根这的。ဒီကောင်အတွက်ရယ်ကျန်းကင်းတွေအတွက်ရယ်ဒီရောစိတ်အတွက်ဒီကောင်များပါသွားတယ်နော်အဲ့မှာစင်းထဲမှာခုနကပြတ်တော့ပြတ်တယ်ကျွန်တော်အဲ့ထဲမှာဟိုမပါသေးဘူးဒီလက်တွေပါမပါသေးဘူးဒီလက်ပါတယ်နော်ဟောဒီလက်ဆက်တော့ပါ30တော့ပါနော်အဲ့ဒီပါတော့အဲ့ဒါကျွန်တော်တို့ကဒီဘက် raw ဆေးကတော့အကုန်စုံသွားပြီနော်စုံသွားပြီဆိုတော့အစီအမံထဲမှာကျွန်တော်ဘာလို့စဉ်းစားမလဲဆိုတော့ပင်ဘက်ကိုပြန်စဉ်းစားရအောင်နော်ပင်စဉ်းစားမယ်ဆိုကျွန်တော်ပင်ရဲ့ space ကိုချက်ကြည့်ကြည့်မယ်ကျွန်တော်ယူထားတဲ့ပုံစံ20-30ပါပဲကျွန်တော်ဒီဘက်မှာဒီကောင်အတွက်ယူထားတယ်ဒီမှာဒီခံအတွက်ယူထားတယ်ဆိုရင်ကျွန်တော်ကဒီမှာချောင်းလာတယ်ဒီဘက်ချမ်းကကျွန်တော်ထိုင်မဲ့ area ပေါ့နော်အဲ့တော့ဒီဘက်ချမ်းမှာကျွန်တော်ကအပင်တွေထည့်ဖို့ပါဘူးစဉ်းစားလို့ရတယ်เนาะအဲ့တော့အပင်ထဲမှာကျွန်တော်ဒီရေတကုံအပင်ကိုရင်စပြီးစဉ်းစားလိုက်မယ်เนาะဘို့နောက်ကြရင်ကျွန်တော် list လေးတွေပြီးပါမယ်เนาะအကြရင်မျိုးစားမျိုးတွေထပ်ပြီးတော့ပုံနဲ့တွဲပြီးပါမယ်เนาะအခုကတော့ကျွန်တော်ဒီမှာနာမည်နဲ့ဒီမှာပြောထားတဲ့ဟာကို list တွေမှာမြင်မှလည်းမြင်ပါမယ်เนาะအဲ့ဒါတော့ဒီကနေ့ကြည့်နောက်ကြရင်ကျွန်တော် list ရ list နဲ့ပတ်သက်ပြီးเนาะအဲဒီပုံမျိုးမှာကျွန်တော်တို့ကပထမဆုံးကပ်ပါပဲကပ်ပါပဲမှာဆိုရင်တော့ကပ်ပါပဲမျိုးစားလေးတွေအများကြီးထည့်လို့ရတယ်เนาะဒီမှာကျွန်တော်တို့ဘယ်နှမျိုးလောက်ထည့်နေလဲပေါ့အဲ့ဒီမှာတော့ဝယ်ရတဲ့ဟာလည်းရှိတယ်တခါတည်းညရင်ကိုယ့်အတာကိုရှားတယ်နော်ကိုယ့်အတာကိုရှာနိုင်ရင်တော့ကျိုးကလည်းပိုကောင်းတယ်နော်ဟိုချောင်းလေးတွေမှာသဘာဝအလေးကျပေါက်တဲ့ဟာလေးတွေမှာတို့မိုးလေးတွေမှာရှာပြီးတော့ကျွန်တော်တို့ကကိုယ်တိုင်လည်းကိုယ့်ကိုမွေးထားတာလေးရှိတယ်နော်အဲ့မိုးလေးရရင်တော့ပိုကောင်းတယ်အဲ့မိုးလေးတွေကတော့သဘာဝပိုဆက်ဝယ်ရတဲ့ဟာတွေရှိဝယ်ရတဲ့ဟာတွေကလှတယ်တို့မျိုးလို့သဘာဝထဲမှာတခါတည်းခိုင်းနေတာမျိုးလေးဖြစ်တယ်နော်ဒီမှာတော့ဝယ်လို့ရတဲ့ဟာလေးကျွန်တော်ဒီမှာရေးတဲ့ဟာလေးနော်ဒါပြီးတော့ဒါပြီးတော့ဟုတ်ဖြစ်တယ်ဘာပဲနေမှာအင်ဒိုလေးပါထည့်ပြီးတော့ထည့်ခွက်ထားပါနော်အင်ဒိုလေးပါကျွန်တော်တွဲရေးပြီးတော့ဒါတော့သူကကားလေးတော့ကားလေးဒါရီကဟောတော့ဒေတာခေါ်တယ်ဒေတာခေါ်တယ်ဟိုပန်းချန်ဒီမှာအများတော့အဖြစ်သုံးတဲ့အလုံးခေါ်တယ်ပေါ့နော်ဒီမှာ side effect တွေမပါဘူးဟိုလိုပေါ့နော်ကျွန်တော်နာမည်သူ့ရဲ့နာမည်မူရင်းနာမည်တွေမပါဘူးဒီနာမည်ခေါ်ဝေတယ်ခေါ်တဲ့နာမည်တွေရတယ်ပေါ့နော်ဒါကျွန်တော်ဒီမှာ reality ထည့်သုံးမဲ့ဟာကိုဘယ်လိုစဉ်းစားလို့ရအောင်စဉ်းစားလို့ရမယ့်တရားကိုထည့်ပြီးစဉ်းစားပေးရရွေးပြီးတာပေါ့နော်အဲ့မှာကျွန်တော်9ရိုးဆိုတဲ့အပြင်ပါတယ်9ရိုးဆိုတဲ့အပြင်ကဘယ်လိုပုံစံမျိုးလဲဆိုတော့ကျွန်တော်ရေကြလေးတွေမှာပေါက်တဲ့ဒီမို့လက်လေးတွေနော်လက်လေးလေးတွေအဲ့ဒီလက်လေးတွေမှာတော့ဒီကလေးတွေဒီစစ်စစ်လေးတွေမှာပါဒီစစ်စစ်လေးတွေတော့ငိုက်ကြတယ်လို့ပါတယ်ဒီမှာဟိုဒီစစ်လေးတွေဒီလေးနှစ်ဖက်ကိုဘေးနှစ်ဖက်ကိုဖြာထွက်နေတဲ့ပုံလေးပေါ့နော်ပြောရင်တော့ချုပ်ပုတ်ပင်လို့ပုတ်ပင်လို့ဆိုတာလည်းညက်တယ်လို့ပြောတာ
နော်ဒီလိုငါးရုပ်ပင်လေးတွေပဲကျွန်တော်တို့ကဒီလိုကြည့်ကြနေမှာထည့်လို့ရတယ်ပြီးရင်သူကအသုံးလေးဝင်တယ်ညာတော့ပြင်လိုက်ဖက်မှုလည်းအများဆုံးရှိတယ်နော်ညာဆုံးသုံးရတယ်ပြီးရင်ဒါငါးရုပ်ကအဲ့လိုပုံစံရှိတယ်ပြီးရင်နောက်တစ်ခုကဘရာဇီးနားရွက်ပြော့ဆိုတာတော့သူကပုံမှန်လို့ဆိုရင်သူကအတိုင်အုံးမင်လိုမျိုးပုံစံမျိုးဆက်ဆံရှိတယ်အတိုင်ကတစ်တိုင်နဲ့ပဲကျွန်တော်တို့လက်ကြီးကမုံလိုပေါင်းနဲ့သွားပြီးဆင်တယ်နော်အတိုင်နဲ့ပဲအတိုင်နဲ့မှာသူကဒီကနေတိုင်ကနေမှာအရွက်အချွန်လေးဖြာပြတယ်အရွက်အချွန်လေးတွေဖြာပြတယ်သူကသူ့ပင်ကြီးကတော့ပင်ကြီးတိုင်ကြီးတက်လာပြီးတော့ရွက်ချွန်လေးဖြာပြတယ်ဒီအချို့အဲ့ဒါမို့ဒီတိုင်နဲ့လည်းရှိတယ်နှစ်တိုင်သုံးတိုင်တွေထည့်ကြတယ်ပေါ့နော်အပူလေးနဲ့အနေလေးနဲ့ရောပြီးတော့ထည့်ဒါကတော့ဘရာဇီးနားပြောဆိုတဲ့ပုံစံမျိုးခေါင်းကတော့ပစ္စည်းကောင်းတယ်နည်းလည်းရှားတယ်ဒီဘက်မှာလည်းနည်းဈေးရှိတယ်နော်ထိုက်တဲ့တိုင်လေးတစ်ခုရှိတယ်နော်အနည်းဆုံးသူ့အောက်ထက်ကကျွန်တော်တို့ဟိုကတော့ရှိတယ်ဈေးလုံးကဟိုအပင်ကောင်းအပင်ငယ်ဆိုရင်2000ပဲ3000နဲ့စပြီးတော့3-5သိန်းချိုးရတယ်ဆို10ကနန်းရောက်ပြီးသုံးပြီးတော့ရောင်းကြရရှိနော်အဲဒါကကျွန်တော်တို့မိန်းပလန်နေနဲ့ခုနပြောပြီးတော့ထည့်ပြရနော်ဒါဟိုပင်ကြီးလက်ရတယ်မိန်းပလန်နေနဲ့ထည့်ပြရနော်ဒီဘရာဇီးနားရွှတ်နဲ့ဆင်းတဲ့ဟာကိုသုံးတဲ့ဟာကြီးဒီမှာသူ့ပြီးသုံးတဲ့ဟာကြီးရှိတယ်အခုဒီတော့ဖြာကြဘာပေါ်ပါလဲဒန်ဒလက်နော်ဒန်ဒလက်ဆိုတာအလေးကြပါတော့သူကဒီဘရာဇီးနားရွှတ်နဲ့ဆင်းနေတာကဒီမျိုးတော့မဟုတ်ဘူးရွက်ပုံစံတိကျပုံကိုကွာတယ်ဒါပေမဲ့လို့ဟိုသူကကျတော့ဒီမှာဒေတာမျိုးဖြစ်တဲ့အတွက်ပစ္စည်းပေါ်တယ်ဝယ်ရလွယ်တယ်ပြီးတော့ရှာလို့လည်းလွယ်တာပေါ့နော်ရေသိမ့်မကြိုက်ဘူးရေစက်တွေမှာရေကိုမကြိုက်ဘူးသူကတော့အချောက်နေရတော့နော်ကောင်းကြောက်တွေမှာပေါက်တာနော်ဟုတ်တယ်ဒါပေမဲ့သူကထည့်လို့တော့ရတယ်ဒါကအဲ့လိုရေကုန်ဘေးကိုမှသူကအဲ့လိုရေလွတ်တဲ့နေရာမှာပေါ့နော်ဒီမထိတဲ့နေရာမှာသူ့ကိုတိကျထည့်ပြီးတော့တည်ထားလို့ရတယ်ဟုတ်တယ်သူကလည်းဒီကောင်တွေတွဲသုံးလို့ကောင်းအဲ့လိုမျိုးရွက်ဒီဘရာဇီးနားရွက်တော့လေကျွန်တော်ရေသားကြတဲ့နေရာမှာပေါ့ပုံမှန်တော့လောက်ပြီးရတယ်နော်ကျွန်တော်တို့ဒီမှာဒီကောင်လေးလည်းဟိုပေါ့နော်ဒီနေ့လေးတွဲထည့်ပြီးလုပ်ပြီးတာနော်ဒီနောက်တစ်ခုကငါးရုပ်ကတော့အပေပူမျိုးပဲသူကဆယ်လက်မလောက်ကနေနှစ်ပေလောက်ပြီးလည်းသူ့ရဲ့အမြင့်ကတက်တယ်ပေါ့နော်ဒီအုံကတော့ကြီးရတယ်တော့ကြီးတယ်ပွားလို့ရတော့ပွားတယ်ပေါ့နော်ဒီကောင်လေးကတော့ဈေးပေါ်ပါတယ်ဟိုချို့ဆိုအရင်ပွားလို့လက်ကားလာတော့ပြီးတော့ပေးကြတယ်နော်ကိုယ့်အကူဝင်နေဆိုရင်တော့သူကတစ်ထုပ်ကို1500 2000အစပြီးတော့ချို့လည်း3-4တော့ပြီးလောင်းကြရရှိတယ်နော်ငါးရုပ်မှာအဲ့လိုငါးရုပ်နဲ့တူတဲ့ fan တွေအများကြီးရှိတယ်ငါးရုပ်တရံတူတဲ့ငါးရုပ်တရံဓာတ်ရင်ကောက်ပြီးလာရအများကြီးရှိတယ်နော်အဲ့ဒီအပူလဲလာတယ်အမြင့်လဲလာအရှိလဲလာတယ်ငွေမိုးလဲလာအဲ့ကောင်တွေကျတော့ယူရီးယားဝင်နေဆိုမှဒါတွေလက်တကယ်တော့ဒေတာမျိုးတွေများတယ်ကျွန်တော်တို့ဒီတော့တောင်နေတာဟို tropical forest တွေပါတွေ့ရတယ်နော်တောင်ကြောက်ကြားတွေမှာအဲ့လို fan ကပ်ပါနေတွေ့ရတယ်နော်အဲ့ဒီတော့သူကပညာခွဲပြီးတော့မှပြုလုပ်ပြီးတော့ဖတ်တယ်မပြတ်ထည့်ပြီးရောင်းတာအဲ့ဒါမျိုးကြီးကျတော့ဒီကမာငါးရုံးနဲ့မတူတော့ဈေးတော့နည်းပေါ့သွားနော်ထည့်နေတယ်ဆိုအဲ့လိုထည့်ပေးရဒီနောက်တစ်ခုက spider ပေါ့နော် spider ဆိုတော့ညောကမျက်ပင်ပါပဲမျက်ပူလေးပဲနော်မျက်ပူမှာအင်းနဲ့အစိမ်းလေးဒီလိုဆို spider မှာသူကနှစ်မျိုးသုံးမျိုးရှိသူက spider မှာ spider ကျွန်တော် spider လို့ခေါ်တဲ့ဟာမှာလည်းသူကအပွင့်ထွက်လာပြီးတော့အပွင့်ထွက်ရိုးတဲ့နေမှာအမြင့်ထပ်ပွားပြီးတော့ထပ်ပေါက်တယ်နော်ဟိုကျဲကျဲပေါက်တယ်အဲ့ဒါ spider ပြီးတော့အဲ့ဒါမှမှာညက်ကြားဆိုပြီးတော့ရိုးလာတာသူ spider နဲ့ပုံနဲ့တူတယ်ဒီကလည်းဆင်တယ်ဒါပေမဲ့သူကဥတည်တယ်ဥကနေပွားတယ်နော်အဲ့ဒါမျိုး spider အုပ်စုလေးတွေဟိုထည့်လို့ရတယ်နော်ပြီးရင်ညက်ကြားဆိုတာဒီမှာထည့်ပြီးညက်ကြားဆိုတာကြားချင်လို့ကြားလို့ရတယ်ညက်တယ်မျိုးစုံဆိုတော့မျက်ဘူးကျွန်တော်ဘွာကြားနဲ့လာမလားအမျိုးကြားနဲ့လာမလားစိမ်းကြားလာမလားနော်ပြီးရင်နောက်ထပ်ဟောတို့ဒီစက်တွေမှာပေါက်တဲ့မျက်မြင်လေးတွေရှိပြီးအမုံလေးအပွင့်ပွင့်နဲ့မျက်လေးတွေနော်အမုံလေးထည့်နေတာပေါ့အဲဒီမျက်အုပ်စုကတော့အစင်ပြေလို့ရရှိနေတဲ့ဟာကိုကျွန်တော်ရှာပြီးတော့ထည့်လို့ရတယ်နော်ဒါဒီမှာရေဒီကုန်းမှာ3မဲ့အတင်ပြီးတော့အခြေခံပြောတော့ရေကြီးပေါ့ရေကြီးကတော့ရောင်းတဲ့လူဒီမှာမရှိသေးဘူးနော်အဲ့တော့ကိုယ့်ဘာသာကိုခွာပြီးတော့ထည့်ကြတယ်နော်ရေကြီးဆိုရင်ကျွန်တော်ရေကြီးရှိတဲ့နေရာလေးမှာခွာပြီးတော့ပြန်မွေးပြီးတော့ထည့်ရတယ်တခါတည်းကိုယ့်ဘာကိုရေဒီကုန်းတစ်ခုစိုက်တစ်ခုလက်ခံတော့မယ်အဲ့မှာရေကြီး3မဲ့လို့သတ်မှတ်ထားလို့ဆိုကိုကကြိုပြီးတော့ရေကြီးကိုရှာထားတယ်ရှာပြီးတော့ကိုယ့်ဘာကိုမော့ဆိုပြန်ပြီးတော့ပွားအောင်ပြန်မွေးယူတာနော်မွေးယူတာလို့ပြောနေတယ်ဒီချာရီတို့ဆိုရင်ကျွန်တော်ကဘလို့လက်ဆောင်ပေးတဲ့နေပါပါလိမ့်ဆိုတာလေဟိုတော့ခက်လေးပါဒီထဲမှာပေါက်တယ်အဲ့ကလိုပါဝါဒကလိုပါလေနော်ဝါဒကလိုပါဆိုသူကမျိုးတစ်တယ်နော်ကိုဘာကနှစ်မျိုးရှိရပေါ့ဒီကုန်းကိုဘာကြောင့်နေရာထဲမှာတွေ့သုံးပွင့်တော့ဝါဒကလိုပါကြောင့်ပိုးလေးပေါ့လေးရွက်ကိုကဟိုဒီကြံကောင်းစီတယ်ဆိုတော့အဲ့လေးရှားတယ်ကျွန်တော်ဆိုလဲရှားနေတယ်ဟိုတော့အဲ့နှစ်ကျုံးကိုသွားလိုက်တဲ့အဲ့ကဟိုရေထဲမှာပေါက်ပြီးတော့လာပြီးတော့ပိုးလိုက်တော့အဲ့လေးရဲ့ကိုတွေ့တဲ့သူကကန်ကောင်းတယ်ဆိုတော့အဲ့ဒါဆိုင်မှာအဲ့ဒါလေးကျူးထားအဲ့တော့ကြောက်ရေထဲမှာဒီမှာပေါက်တယ်နော်
သူကအဲ့ global တွေကသူကဒီ lead ကဒီလိုလေးပေါ့လေသူကရွက်လေးခိုင်လေးကနေမှရွက်လေးကဘောလေးထွက်လာပြီးတော့ဟို3ခက်တယ်ပါတယ်ရှိတယ်အဲ့လို4ခက်ပါတယ်ရှိတယ်အဲ့ဒီလိုတော့ဒီလိုပုံစံနော်သူကအဲ့ဒါမှမဟုတ်တကယ်4ခက်နော်ဒီမှာသူကဒီဘက်မှာတစ်ခက်3ခက်ကကုန်းကလို့နော်ဟုတ်တယ်ဆိုတော့ဒီလို global လေးတွေဆိုတော့ကျွန်တော်တို့အဲ့ဒီကုန်းဒီကလေးခြိုက်လေးတွေမှာဒီအိုင်နေတဲ့နေရာလေးမှာဘောလေးထည့်ပြီးရတယ်နော်အဲ့ဒါမျိုးလေးသူ့ကိုအဲ့ကြတော့သူကလိုဘိုရင်ကြီးအုပ်စုလိုမျိုးတွေမှာသွားတာပေါ့နော်သူကဖမ်းမယ်ကဘာပဲပေါ့နော်အဲ့လိုမျိုးလေးတွေမှာတွဲပြီးတော့သုံးသွားလို့ရတယ်ပြီးရင်ဒါစလူရွက်ဝိုင်းရဲ့ကျွန်တော်ဒီမှာအကြားတွေရဲ့စလူရွက်ကြားပေါ့နော်သူကစလူမှာကျတော့စလူပင်တွေကသူကဟိုထမ်းမင်လိုမျိုးတက်တာမျိုးပဲဒါမှမဟုတ်သူကအဲ့မှာအပင်စီမှာအဲ့လိုရစ်လေးနဲ့အမွှေးလေးနဲ့တက်ပြီးတော့မှပင်စီဖြောင်းလာတယ်ပေါ့နော်ပင်စီဖြောင်းလာပြီးအဲ့ပင်စီရဲ့နေမှာသူကစလူရွက်ဝိုင်းဆိုရင်သူကရွက်ကြီးကကျွန်တော်အဝိုင်းလိုက်ပြီးထွက်တယ်ပြီးတော့အဝိုင်းထိပ်မှာမှတွန်းလေးပြီးတော့အဝိုင်းလိုက်ပြီးမှတွန်းလေးနော်ဒါကျွန်တော်စလူရွက်ဝိုင်းဆိုလို့အဲ့မျိုးကကျတော့သူကဟိုဂျပန်ရက်တောင်လို့လည်းတချို့ကခေါ်တယ်ဂျပန်တောင်လို့ပဲရွက်ကြီးကအဝိုင်းနော်သူကအင်ဒိုအရှိပဲရတယ်နော်သူကနေရောင်နေလုံးဝမရှိတဲ့အမောင်ကလည်းမသက်ခိုင်းလေမဖြစ်ဘူးလင်းအောင်ရရမယ်နေတဲ့လည်းပူအောင်နော်နေတဲ့ပူရင်ဘာဖြစ်တော့ခံတော့ခံနိုင်တယ်ကျင့်ပေးလို့ကြာသွားရင်တော့ခံနိုင်ရှိပါတယ်အပေချက်လုံးနှေးသွားတယ်ပြီးရွက်တွေ6တယ်ဝါကြတယ်အဲ့လိုမျိုးဖြစ်တယ်နော်ဒါဆိုလူမှုကြီးမွာချာများတဲ့နေရာအရှိရတဲ့နေရာတော့ထားလို့ဖြစ်တယ်နော်စလူရွက်ဝိုင်းတစ်မျိုးရှိတယ်ဒီနောက်စလူအကြားပေါ့စလူအကြားဆိုတာကျွန်တော်ဒီလိုမျိုးပေးပြီးပုံစံပေါ်ပြီးတော့တိတ်မပေါ်ဘူးဒီလိုပဲအဲ့လိုတက်လာပြီးဒီမိုးလေးတွေပါတယ်ဒီမှာကျတော့ဆောင်းရက်ထွက်ပြီးတော့မှကြားလေးဖြစ်တယ်နော်ဒီကအဲ့လိုမျိုးကြားလေးဒါမိုးလေးထွက်ပြီးတော့အဲ့ဒါမှတော့ကြားလေးအဲ့တော့ကျွန်တော်စလူကြားပေါ့သူကကျတော့မြုံလိုက်ပေါက်တဲ့သူရှိမှာတော့မိုးလေးစက်တိုင်းလုံးတိုင်းအများကြီးပွားတော့ပြီးအားလုံးကရွက်လေးကြားလေးသူလည်းကြည့်ရတာလားသူလည်းအရှိတယ်သူလည်းတော့လာကြတယ်တော့မျိုးရင်းတူရတော့နော်ဒါအကျော်ဝိုင်းနဲ့အကျော်ကြားအဲ့လိုပြောသွားအဲ့ဒီကြားမှာနောက်ပိုင်းယူရီးယားဖက်လာတာဘာလို့ပါလဲအကြောင်းဆက်ရတယ်ပေါ့နော်ဟုတ်အဲ့ဒါမျိုးဝိုင်းအောင်ဆက်တာလို့ပါဖြူအောင်ဆက်တာမျိုးလို့မရှိအဲ့ဒါရတော့ဒီရန်ကြီးရချို့ရတယ်ဆိုရင်တပ်ပေါ်တော့3-3-4-5ဒီပေးရတယ်ပေါ့နော်ဒီအမိုးတွေကဒီမှာသိသုံးပါအောင်ဒါတော့အစိမ့်နဲ့သုံးတာမလားနော်ဒါသူတို့ကြားရှိနေဒီလိုဝိုင်းရှိနေအမိုးဆက်သုံးလို့ရတယ်ပြီးရင်ကြားတော့တော့ကျွန်တော်များတွေ့ကြမှာပါဟိုတယ်ကြီးမှာလည်းစိုက်ကြတယ်။တော့သူကတင်စီကနွယ်လိုပဲတင်စီတုတ်ကြီးနဲ့တက်လာတယ်။တုတ်တက်လာပြီးတော့မှအဲ့တင်စီဘောကနေသူကရွက်ကြီးထွက်တယ်နော်။ရွက်ကြီးကသူကအဲ့လိုပထမမှာဒီလိုရွက်ကအကြားကြီးလာ။လာပြီးတော့မှနောက်ပိုင်းရွက်ကကြီးလို့မကကြီးသွားပြီဆိုရင်အဲ့လိုအကြားကြီးကနေမှဒါလေးဖြစ်လာတယ်ဆိုဒီအကြားကြီးကမှသူကဟိုလေးဆွစ်ချစ်ပေါ့နော်အပေါက်လေးအဲဒီမှာအဲ့လိုအပေါက်လေးတွေပါလာ။ပေါ့ပြီးတော့ဒါလည်းသူကအဲ့လိုပဲကပ်ပါပဲသူကနွယ်နဲ့ကပ်ပြီးတော့တက်တယ်နော်။ပထမမှာသူကပေါက်လေးသေးလေးပဲပါတယ်မသိတာသူ့လည်းပါလည်းမပါကြီးတာတော့မှသူကပေါက်လေးဖြစ်လာတယ်သူ့ကိုတော့ကြားလောက်သွားလို့ပေါ့ဆိုတော့ switch ဆိုတော့ဒီလိုတင်နေပုံစံလေးပေါက်လေးတော့ဒါဘိုးပင်နေတယ်ကျွန်တော်တို့ကထည့်ပြီးသုံးလို့ရဒီကောင်ကတော့ဒီကြားလောက်သွားတဲ့ဒီကောင်လေးကိုကျွန်တော်တို့က main plan နေနဲ့သုံးလို့ရတယ်နှစ်ခုလုံးတစ်မျိုးလုံးထည့်သုံးနေတယ်သုံးလို့ရတယ်ကိုပတ်စံပေါ်လို့ပေါ့နော်ကိုဒေါသချင်းစီးစုကိုသုံးလို့ရတယ်ဒါရီဈေးဟိုနည်းနည်းများတယ်မှာပါတယ်နော်ဒီလိုပင်နေဆိုတော့ပင်တော်ကြီးရဲ့ပင်နေဆိုရင်တချို့တွေဟို online ဟိုဒီမှာ plan ရောင်းနေပြီပါလေနှစ်သိန်းခွဲသုံးသိန်းရောင်းတာပေါ့နော်ဒါပေမဲ့ဖောက်တဲ့ကြီးရဲ့ဒီမှာတော့ဒီမှာဆိုရင်သူက9000 6000နဲ့ရတာမျိုးလည်းရှိတယ်တချို့လည်းကင်း2000 3000နဲ့ပြန်ပေးရတယ်ရှိတယ်နော်ဘောလို့လည်းကောင်းတယ်ရတယ်သူကဒီလိုအစ်စ်ကနေလည်းဖြစ်ဖြစ်ပြီးတော့ခွာယူလို့ရတယ်နော်ဟုတ်တယ်ဆက်ရတာပဲပြီးတော့လည်းဘေးအိမ်ကလူနေလို့ဆန်နေမှာအဲ့ဒါပို့ပြီးတော့ဒီကောင်လေးသူကမျိုးရင်းတွေကကျွန်တော်ရှိပါရှိတယ်ဟိုတောတွေထဲမှာဒီဗမာကြားလက်ဝါရှိတယ်သူကဒီလိုရွက်တော့မကြည့်ဘူးရွက်တော့မတန်ဘူးပေါ့နော်ဒါတော့မလောက်ဒါပေမဲ့ပုံစံတွေကတော့ရှိတယ်နော်ဒီကောင်လေးဒါတွေကတော့ modify လုပ်တဲ့မျိုးတွေဖြစ်အောင်ဖြစ်အောင်ကျွန်တော်လည်းအကြည့်ကြတော့မပြောနိုင်ဘူးနော်သူအလားဆိုင်ဖို့တော့ပြီးတတ်တယ်ပါကြားလက်ဝါပြီးတော့ဒီဟယ်ရီကိုနီယာဆိုတော့ဒီမှာဒေတာမျိုးတွေလည်းရှိပါတယ်သူကစီဆက်တွေမှာပေါက်တဲ့အပြင်မျိုးပဲသူကရွက်ကဒီလိုချင်းချင်းရှည်လေးထွက်တယ်ချင်းရှည်လေးထွက်တယ်ပြီးတော့သူမှာအပွင့်တယ်နော်အပွင့်ရတဲ့တော့ရဲထွက်လာပြီးတော့အပွင့်အဝါရောင်လေးတွေလေပုံရောင်လေးတွေအဲ့လိုမျိုးတွေပွင့်လာအဲ့ဒါမျက်ပင်ရွယ်ရင်းနေရတယ်နော်ဒီဟယ်ရီကိုနီယာဆိုတဲ့မျိုးလေးတွေလည်းကျွန်တော်တို့ဒီစက်တွေမှာစိုက်လို့ရတယ်နော်ဒီဟယ်ရီကိုနီယာရဲ့ပြီးတော့နောက်တစ်ကျွန်တော်တို့ဒီမှာဗမာမျိုးရင်းတော့ဒီမျိုးကကျွန်တော်ဗုဒ္ဓဘာသာနဲ့ခေါ်တာပေါ့သူကရွက်နည်းနည်းဝိုင်းသွားတယ်ရွက်နည်းနည်းဝိုင်းသူ့အပွင့်ပုံစံနည်းနည်းကွဲတယ်နော်အဲရောင်လေးဒီရောင်လေးရောင်နေမှာရတယ်သူလည်းဒီစက်တွေမှာစိုက်လို့ရတယ်ဒီနောက်တစ်ခုချက်တူရဲ့ဒီမျိုးရင်းနဲ့တိတ်ဟိုချက်တူရဲ့မျိုးရင်းတူတယ်ချက်တူရဲ့ဒီထဲမှာကိုပြင်လို့ရှိတယ်သူကရွက်ပူကြီးရဲ့ပင်ကိုရှိတယ်ပင်ကိုမြင့်တယ်နော်ပင်သူ့မှာကျတော့ချက်တူရဲ့နှုတ်ပြီးလို့မို့လို့ပွင့်ရင်ဝက်ခက်လေးကနှုတ်ပြီးလို့မို့လို့ပွင့်လေးနေရေးပေါ့အမိုးလေးသုံးလို့ရပြီးရင်ပိန်းနော်ပိန်းကတော့
ပိန်းမျိုးစုံပိန်းတွေကကျွန်တော်တို့အဲ့ဟိုဟာတွေမှာဒီဇက်တွေမှာပေါက်တဲ့ပိန်းတွေကအများကြီးရှိတယ်ဒေတာမျိုးရင်းပိန်းတွေလည်းကျွန်တော်တို့ကစုထားမယ်ဆိုရင်အများကြီးလာတယ်ရှိတယ်နော်ကျွန်တော်တို့လည်းလက်ရှိတော့မိုးနေတယ်တော့မပါသေးဘူးဒီတော့ဆိုကျွန်တော်စုစုပြီးတော့မိုးရဒေတာမျိုးရင်းပိန်းဒါပေမဲ့ကိုလည်းအဲ့လိုပဲဒီမဆိုင်နိုင်တဲ့ခါတည်းရောသွားရင်အပြင်ကြားနဲ့ရက်ပြီးတော့ပျောက်သွားတယ်ပြေသွားတယ်ပေါ့နော်ရိုးပြက်သွားတယ်အဲ့တော့နောက်ပိုင်းကတော့ဒီကနိုင်ငံပိန်းတွေလည်းအများကြီးဝင်လာပြီနိုင်ငံပိန်းတွေမှာ black magic တို့ coffee cat တို့နော်ဒီကြီးတွေနဲ့ကမိုးတွေ coffee cat ဒီမှာစိုက်တဲ့ပိန်းတွေပေါ့နော်ဒီလိုပိန်းတွေမျိုးလည်းကိုကဆက်တုံးနေသုံးလို့ရတယ်အဲ့ဒီမှာကိုကသုံးမဲ့ဒီကောင်ကလုံးဝအဲ့လိုပေါ့နော်ဟိုခက်ကြီးတဲ့နေရာ space တွေမှာသုံးမယ်ပြီးရင်တကယ်ဟိုလိုပေါ့နော်စနေနေ့တွေလည်းသုံးပေးနေတယ်အဲ့လိုမျိုးဒါအပင်တွေတမိုးကြီးတဲ့ဟာတွေအများကြီးကိုကျွန်တော်တို့ကထည့်ပြီးတော့စနစ်ကြသုံးပေးရတယ်နော်အဲ့လိုမဟုတ်ဘဲနဲ့ပုံမှန်ကိုလိုတယ်မှာပဲဒီလိုနဲ့ဒီရေလုံးလေးကိုသိအောင်လုပ်မယ်ဆိုလည်းလောက်အောင်ခံပြီးလို့ရရရှိတယ်ပေါ့နော်အဲ့ဒီခံပြီးကြတဲ့အနေနဲ့လက်ရတစ်ခုဟာဟိုလူပညာတက်ဝင်မှုရှိမရှိဆိုတာလုပ်တဲ့သူတွေမှာပဲမူတည်တယ်ဈေးလုံးတွေအပင်တန်မိုးတွေအပင်မျိုးစားတွေပေါ်မှာတော့အများကြီးပူတည်နေတယ်နော်သုံးမယ်ဆိုရင်တော့ကိုကြီးရဲ့ခန္ဓာလုပ်ဖြစ်နေလို့လုပ်ရအောင်နော်ဒါကတော့ဒီလိုနဲ့ပတ်သက်တဲ့ပြင်လို့ပေါ့ဒါကိုလည်းကျွန်တော်တို့က cost အတွက်နော်အဲ့တခါလေးမှတ်လိုက်တယ်ကျွန်တော်ဒါဒီမှာတော့10မျိုးထွက်တာဆိုကျွန်တော်ဈေးနှုန်းလေးအကျဉ်းချင်းလေးဒီမှာတခါလေးချပြီးတော့မှတ်ပြလိုက်နော်၅ရိုးကျတော့ကျွန်တော်တို့ကအမှကျောင်းစီခုကဝယ်ပဲသုံးမယ်လို့ပဲစိတ်ကူးထားပြီးထွက်လာတယ်နော်အမှ2500ကနေ9000ကျတာရှိတယ်ဒီကောင်နော်ဒါသူ့ရဲ့ဈေးနှုန်းပဲကျွန်တော်ပြောတယ်နော်အရေးကြောပြောသေးဘူးဘရာဇီးနာပြောကြတော့ခုနပြောသလို8000ကနေ3သိန်းကြားတော့မှာကျွန်တော်တို့ကထည့်ပြီးစဉ်းစားလို့ရတယ်သုံးရင်တော့2သိန်းလောက်ထိထည့်ဆွဲထားပါပြီးရင် spider ဆိုရင် spider ကျတော့မျက်ပုပင်သေးလေးတွေအများကြီးပေါ့နော်သူကတော့များများသုံးရနေတယ်အကောင်ကတော့တပင်ကို1500နဲ့3000ကြားပါပဲရှိတယ်ဒါအနေလုံးလေးနဲ့အမြင့်ဆုံးလေးကိုရေးပြတာအနေလုံးလေးကဒီတက်လည်းနေချိုးဆိုင်မှာကိုရှာနိုင်လို့ဒီတက်တမိုးနေတဲ့ဟာတွေရတယ်နော်ပြီးမြကြားလည်းဒီဝင်းနေပါလေသူ့တော့ကျွန်တော်1500နဲ့ range က7000 1000ထိထည့်လာလို့ရတယ်ဟုတ်တော့အဲ့ဒါကျတော့ကိုစိတ်ထဲမှာရှိလို့နိုင်ငံမျိုးရင်းဖြစ်တဲ့မြက်လေးတွေအစမ်းလေးတွေဝင်ပြီးထည့်မယ်လို့လည်းဈေးတွေကမြင့်သွားတယ်နော်ဒီရင်းကြီးကတော့ကျွန်တော် cost မတွက်ထားပါဘူးဒါပေမဲ့ကျွန်တော်တို့ဒီမှာထားပါတော့3000လောက်တော့ပေါင်းထားတယ်နော်အဲ့တော့ရေတွက်ဘယ်လောက်လို့လည်းမှန်းမထားဘူး3000ဘိုးလောက်လို့စိတ်ထဲမှာမှန်းထားတယ်နော်ဒါကြောင့်လို့ဆိုတော့ကိုကတော့ခွာနေပေါ်နေတနည်းနေရာချနော်အဲ့ချို့ဟိုဟာတွေမှာတော့9ဆိုင်တွေပါတော့ရှိတယ်နော်9ကန်လည်းရှိတယ်စလူရဝိုင်းတို့စလူရကြားလို့ကြတော့ကျွန်တော်တို့ကဟိုဟာရှိတယ်3000ခွဲကနေ3သိန်းလောက်ထိဆိုလို့ရတယ်ဒါလည်းအပင်လှရင်လှသလိုအပင်ကြီးရင်ကြီးသလိုအုံများရင်များသလိုဈေးပေးရတာပေါ့နော်ဇက်လက်ဝါဆိုလည်းကျွန်တော်တို့က8000လောက်ကနေ3သိန်းလောက်ထိသွားလို့ရတယ်ဒီဟယ်လီကိုရီးယား2500ကနေ8000ဒီချက်တူကြီး9000နဲ့1000ကြားဒီပိန်းမျိုးတော့9000ကနေ3000ကြားပါရှိဒါသူတို့တပင်ချင်းစီရဲ့ခံမှန်းကြီးဈေးနှုန်းတွေပေါ့ခံမှန်းကြီးကော့စီနော်ဒီရဲ့ကျွန်တော်တို့အောက်ကလည်းအများကြီးမရောက်နိုင်ဘူးဒီရဲ့အပေါ်မှာလည်းအများကြီးပို့တော့ရအောင်မရှိဘူးနော်ပို့ချင်တယ်ဆိုတော့ဒီကောင်လေးပို့လို့ရတယ်။နိုင်ငံရွက်တွေပို့လို့ရတယ်။သူတို့ရောကြားလေးမှာပို့လို့ရတယ်။ပြီးရင်ခုနကြားလောက်ဝါးမှာပို့လို့ရတယ်။အဲဒီတော့9သိန်း6သိန်းနဲ့ဒီလိုဒီပို့ဝယ်ထည့်နေထည့်လို့ရတယ်နော်။ဒါလေးကအကျဉ်းချင်းဟုတ်ပြီကျွန်တော်ဈေးနှုန်းအကျဉ်းချင်းသိပြီဆိုတော့သူ့ရဲ့အရေးအတွက်ကိုကျွန်တော်တွက်ကြည့်အောင်နော်။ခုနကျွန်တော်ဒီကိုလုပ်မဲ့ပြည်ထဲမှာ main plan ကိုတို့ပါတော့နေတယ်။ဒါစီနဲ့ဆက်တော့နေတာကြားလောက်ဝါးတော့အဲ့ဒီမျိုးတစ်မျိုးကိုယူပြီးထုတ်လိုက်။အဲ့ဒါအဲ့ဒီမျိုးတွေတစ်မျိုးတော့ကျွန်တော်တို့ကအနည်းဆုံးအပင်ကဟိုပေါ့နော်ကျွန်တော်တို့ဒီ2ပေခွဲလောက်စိုက်သူထည့်မယ်ဆိုပြီးတင့်တော်တယ်ဆိုရင်စိုက်ကချိန်ဆိုင်တော့ဆက်တော့တယ်ဒီတော့အနေနဲ့6000လောက်မှရှိတယ်။6000လောက်ကလည်းကျွန်တော်တို့ကကောင်းကောင်းအစင်လေးတစ်စင်းလောက်ကိုရအောင်သုံးနေတယ်ဆိုရင်3သိန်းခွဲလောက်3သိန်း2000ဝန်းကျင်လောက်ပြီးကျွန်တော်သုံးလို့ရတယ်။မဟုတ်ဘူးတားကြီးကိုကောင်းနေတယ်ဆိုရင်3သိန်း5သိန်းလောက်ပြီးသုံးလို့ရတယ်။ဟုတ်။အဲကျွန်တော်အလေလက်သုံးလောက်နဲ့ထောင်းတယ်ဒီကောင်ကိုကျွန်တော်က3သိန်းခွဲလောက်ပြီးမှတ်ထားလိုက်။နော်။ဒါဒီကပြောအတွက်ကိုmain plan ပေါ့နော် main plan တော့ကိုကျွန်တော်တို့က3သိန်းခွဲသုံးမယ်ပေါ့အဲ့ဒါတပင်ပဲနဲ့ပါဟုတ်ပြီနော်3သိန်းခွဲသုံးမယ်အဲ့ဒါတခုရပါအန်တီတို့ပဲဆိုပါမယ်နော် main plan ပြင်တော့ကဖမ်းတွေပေါ့ကပားရည်နဲ့ပတ်သက်တယ်ဖမ်းတွေကိုကျွန်တော်တို့ကဒီမှာ9ရိုးထည့်မယ်ဗျာပြီး spider ထည့်မယ်ဗျာမြက်ကြားထည့်မယ်ဗျာရင်းကြီးထည့်မယ်ကိန်းနဲ့ထည့်လိုက်မယ်ဗျာဟုတ်ပါ
ကျွန်တော်ဒါဖန်အုပ်စုလို့ကျွန်တော်ပြောချင်တာမဟုတ်နော်ဒီကအဲ့ခဲကိုကျွန်တော်ဖွင့်ထည့်ဘောလုံးဒီဥစ္စာတွေကိုပေါင်းနေအဲ့လေးတွေဘယ်နှပေလောက်ထည့်ရငါးရုပ်ဆိုရင်ကျွန်တော်တို့က2005နဲ့9000ကြားပဲရှိတယ်ကိုကဒီလုပ်တဲ့ဆိုရင်ဒီလိုမျိုးကတစ်ခုလေးကိုလုံးမှာမဟုတ်ဘူးအများနဲ့လဲဆက်သွားနေဦးမယ်ပြီးရင်နောက်ချိန်မှာလည်းဆက်သုံးမယ်ဆိုရင်ဒါမို့ကျွန်တော်တို့အများယူထားလို့ရတယ်နော်အမအပင်ကိုသုံးပါတော့7လောက်ပဲသုံးမယ်ဟုတ်ပြီဒါပေမဲ့အပင်50လောက်တစ်ခါလေးယူထားလိုက်ပြဿနာမရှိ50လောက်ယူထားပြီးကိုရှိမှာပြန်ပြီးတော့မွေးထားလို့ရတယ်နောက်ချိန်နောက်တစ်ထပ်လုပ်မယ်ဆိုရင်ထပ်ပြီးပြန်သုံးလို့ရတယ်နော်မဟုတ်ဘူးကျွန်တော်ဒီတစ်ခုလေးပဲသုံးပါဆိုထပ်လည်းမလုပ်တော့ဘူးဆိုရင်7လို့7လောက်ဝယ်တော့တက်တာနော်အဲ့ကျွန်တော်ကဒီတော့တပေကို1500လောက်တော့မဆက်မယ်ဆိုရင်7ဆိုရင်ကျွန်တော်2000ဝယ်ကြပြီအဲ့ဒါအပင်20ဆိုရင်ကျွန်တော်5000ကြနော်အပင်30လောက်ကျွန်တော်တို့ခံမှန်းနေမှတ်ထားတယ်နော်အဲ့ဒါကိုလည်းအဲ့တော့ကျွန်တော်က9000 8000လောက်ကုန်စည်တွေကိုဖြတ်ထားလိုက်ဒါပေမဲ့ဒီမျိုးပဲကျွန်တော်က9000 8000ရှိတယ်နောက်တစ်စပိုက်တာသူလည်းအလားတူပဲဒီငါတော့ပေါင်းပါနော်သူလည်းဒီငါတော့ပေါင်းပါအဲ့တော့အားလုံးပေါင်းကိုမျှပြီးကျွန်တော်မျှပြီးထွက်လာတယ်ဒီနေ့ဆိုလည်းဒီနေ့ကလည်း3-4တောင်းပေါင်းပါပြီးရင်ဒီမှာပိန်းနေဆိုပိန်းပါတော့ကျွန်တော်လည်းများတယ်ပိန်းကတော့60လေးတွေမှာလည်းစိုက်ချင်သေးတယ်ဒီကနောက်တစ်ဝက်မှာလည်းစိုက်ချင်သေးတယ်နော်ဒီကောင်နောက်မှာလည်းထည့်ပြီးအဲ့တော့ဒီအတွက်နဲ့ပို့ထည့်အဲ့လိုပို့ထည့်မှလို့တွေးတဲ့ပြင်လို့ကျွန်တော်ကအပြင်3-40လောက်ရှိတယ်3-40လောက်ယူတဲ့အခါမှာလည်းမျိုးမတူတာတွေပါဈေးပေါ်တဲ့ဟာလေးတွေရှိလို့ဈေးနည်းနည်းများတဲ့ဟာတွေတန်တဲ့ပို့ပြီးတော့တာရဟာမျိုးပါလာတယ်နော်အဲ့လိုဆိုအဲ့ကောင်ကိုကျွန်တော်တို့ကနည်းပို့သုံးလိုက်တယ်တော့သူကတော့တပင်9000နဲ့3000ကျားမှာပဲရှိတယ်ဆိုတော့ခံမန်းကြီးဒီကောင်ကိုကျွန်တော်တို့က7တင်းနဲ့တော့သုံးမယ်ဆိုရင်တသိန်းခွဲ2သိန်းလောက်မှန်တယ်နော်ဟိုဟာတွေကအဲ့ဒါဒီမျိုးကဒီမျိုးက9000လောက်နဲ့ဆိုရင်ကျွန်တော်9သိန်း30သိန်း2သိန်းဆိုတာဒါ3သိန်းခွဲလောက်ဆိုရင်3သိန်း4သိန်း3000လောက်ကြာပါနော်တော့အားလုံးပေါင်းဒီတန်းအုပ်စုကျွန်တော်4သိန်းလောက်နဲ့ဆက်ဖြစ်ပါဖြစ်တယ်ဒီနေ့ဆက်ဖြစ်တယ်ပါဖြစ်တယ်ကျွန်တော်တို့ဟိုဟာရရင်တကယ် discussion သွားဝယ်တဲ့ခါကျရင်တွေ့ရတယ်နော်နောက်ကျတကယ်ဆံသွားပြီးတကယ်သွားဝယ်ကြသွားဝယ်တဲ့ခါကျအဲ့ကဈေးနှုန်းတွေနဲ့ကိုရမယ့်ခိုင်နဲ့ကိုချိန်ကြည့်ပြီးတော့စဉ်းစားကြတယ်နော်အဲ့မှာနည်းသွားတာများသွားတာဖြစ်နေတယ်နော်ပြန်တွက်ကြတာပေါ့နော်ဟုတ်ပြီဒါကကျွန်တော်တို့ကတတိလိုပြောတော့မှာမလို့ကျွန်တော် estimate တွက်တာလေဟုတ်ပြီနော်ဒီဇိုင်းကအခြေခံထားကျွန်တော်ပြီးတယ်ဟုတ်ပြီအဲ့တော့ fan ရတာရတယ်ဘရာဇီးနဲ့ပြောရလဲခုနပြောရင်ကျွန်တော်ဟိုဟာဘရာဇီးနဲ့ပြောသုံးမယ်ဆိုရင်သုံးပေါ့ကျန်တော့သုံးမယ်ဆိုရင်သုံးပေါ့ပါသွားပြီနော်အဲ့တော့စလူရောဝိုင်းနဲ့စလူရောကြားကဝိုင်းနဲ့ထည့်သုံးလို့ရတယ်အကြားနဲ့ထည့်သုံးလို့ရတယ်ကျွန်တော်ဖြစ်နိုင်2မျိုးစလုံးကိုသုံးစီပေါ့2မျိုးစလုံးသုံးရင်ပို့ပြီးတော့ကြည့်ရတယ်နည်းနည်းဆိုင်ရှိတယ်နော်ပုံစံလေးကွဲတယ်လေပုံစံလေးကွဲတယ်အဲ့တော့ပုံစံလေးတွေကိုအဲ့လိုပြရတယ်2မျိုးလုံးသုံးတယ်သူကဈေးနှုန်းကဘယ်လောက်ရှိလဲဆိုတော့3000ခွဲနဲ့3သိန်းကျမှရှိတယ်ဘယ်လိုလုံးမထည့်ဘူးဆိုရင်ကျွန်တော်တို့ကဒီမှာကျွန်တော်တို့အရန်အနေနဲ့ကျွန်တော်9ဘိန်းလောက်ပဲယူထားတယ်ဟုတ်လားဒီမှာလည်း9ဘိန်းလုံးကုန်ရင်ကုန်တော့မကုန်လို့2ဘိန်းလုံးဝင်ကုန်ရင်လည်းနောက်တက်မှာပြန်လုပ်နော်အဲ့တော့ကျွန်တော်အနည်းဆုံးတော့9ဘိန်းလောက်ထည့်ပြီးထွက်တာလေဝိုင်း2ဘိန်းလောက်ဟို3ဘိန်းလောက်ဆို9ဘိန်းလောက်ဖြစ်အဲ့ဒီ9ဘိန်းဆိုရင်ကျွန်တော်တို့ကဒီကောင်းလေးဒီတော့3000ခွဲလောက်နဲ့ပဲရအောင်ဒါတဘိန်းကို1000ခွဲ2000လောက်နဲ့ရအောင်တသိန်းခွဲလောက်ပြီနော်9ဘိန်းလောက်ယူလို့တသိန်းခွဲလောက်အနည်းဆုံးထားတွေ့အဲ့ရှာလို့ရအောင်ပါလားရှာလို့မရရင်အစည်းနဲ့မရရင်ကိုယ်ကစိုက်ရမယ်အဲ့တော့သူက main plan ထဲမှာဒုတိယတန်းကလိုက်တဲ့အချိန်လေးပေါ့နော်ဒုတိယတန်းကသူကလားပေါ့ကိုလည်းဆွဲဆောင်ပေးတယ်ဒီရေပုံဆန်းချောင်းနဲ့ပတ်သက်တဲ့သဘောကိုလည်းဆွဲဆောင်ပေးတယ်မသိတော့တော့လားနော်လို့ဒီလိုအဲ့ဒါဆိုလို့ဒီပါပြီအဲဒီကိုနေရာတက်တူရေဒါတွေကတော့ကျွန်တော်တို့ကဘယ်နေရာမှာသုံးလဲဆိုတော့ဒီလို partition လုပ်တဲ့နေရာတွေမှာလည်းသုံးလို့ရတယ်။နောက်ဒီရေပုံရဲ့ဘေးမှာချက်ထားတဲ့ partition ညောင်းရှိတယ်။အဲဒီညောင်းလေးမှာလို့ဟာဒီကိုနေရာပြင်လာလို့တွေကိုဒီကနေထည့်ပြီးစိုက်တယ်။ဆက်စိုက်ပါလို့လားနော်။ဟိုဘက်တစ်ဖက်ကိုလည်းကာပြီးသားဖြစ်လို့သူကpartition တစ်ခုလည်းဖြစ်တယ်။အဲဒီပါနေထည့်စိုက်တာလည်းမဟုတ်ဘူး။အဲ့လိုမျိုးမျိုးတွေဒီလိုကြားတွေမှာဟောက်တကယ်လေးလိုက်ချထားတာလေ။လား။အဲဆိုတော့သူကတော့အပြင်ကြီးတော့များလို့နော်။အဲဒီဘက်ကကျွန်တော်ယူထားတာခုနဒီကောင်ကဒီဘက်9ပေကျရှိတယ်လိုအပ်ချက်တွေကျရှိတယ်ဒီမှာက9ပေဒီဘက်မှာထပ်ပြီးတော့ space ရှိအောင်ပဲ3လေးပေတော့ပို့မယ်10ပေဒါတော့တွေ့10ပေ12ပေတော့တွေ့12ပေတော့လေတော့တစ်ထုပ်ကိုသူကပြင်တစ်ထုပ်ကို10လက်မလောက်ရှိ10လက်မလောက်ရှိတဲ့ဟာကိုတပေပဲထားပါအောင်နော်တစ်ထုပ်ကိုတစ်ပင်ဆိုရင်ဒီက12ပေဆိုရင်12ပေအဲ့ဒါကျွန်တော်ပို့လို့15ပေတွေ့15ပေဒီဘက်မှာထိတ်နေပြီပေ20လောက်တွေ့နော်ပေ20လောက်တော့ပေ20လောက်တော့ဈေးကိုကျွန်တော်တက်ပြီဒီကောင်ကနည်းနည်းတော့3500တော့နဲ့ထွက်ကြည့်တယ်7ဆိုရင်3000ဝယ်20ကို9000နော်အဲ့တော့သိန်းလောက်တော့တက်တယ်လို့ရအဲ့တော့ဟက်ဒီကိုရီးယားရဲ့ချက်တွေတို့အုပ်စုတွေကျွန်တော်တို့ကတခြားပင်အုပ်စုတွေမှာသိန်းလောက်ထပ်ပါတာဒီလိုလောက်ရှိပါမယ်ဒီ7သိန်းဝယ်
ဆိုရင်ကျွန်တော်ရေဒီကိုနားမှာစိုက်မဲ့အချိန်နဲ့လေကျွန်တော်တို့ကပစံရှင်းသိန်းခွဲလောက်သုံးရမယ့်နေရာဖြစ်တယ်နော်အဲ့ဒါကျွန်တော်တို့တော့ရှာတဲ့ဈေးတွေမပါသေးဘူးတွေ့ချင်းမတွေ့ချင်းတွေပုံမှာမူတည်သေးတယ်ဒီမလာချင်းလာချင်းတွေပုံမှာလည်းမူတည်သေးတယ်နော်အဲ့ဒီ risk အားလုံးထည့်ပေါင်းလို့ကျွန်တော်တို့အပြင်ကဒီရေဒီကိုတစ်ခုနဲ့ဒီချက်ပါဖို့တတပတ်တာအလဲလက်အဆင့်လောက်ကိုပဲသုံးမယ်ဆိုတာတော့10သိန်းလောက်ကိုသုံးရတယ်နော်ဟုတ်ပြီအဲ့ဒီတော့10သိန်းနဲ့ဆက်လိုက်ဟုတ်မနက်ကဟိုရေးထားရတာပါလိမ့်မယ်ဟိုဟာလေးချက်ကျွန်တော်တို့ကျန်တဲ့ဒီခါလေးပဲချက်ပြကြည့်လိုက်နော်ဆိုတော့ကြောက်ကြီးတွေကြောက်မချင်းအတွက်ကအဲ့ကောင်ကကျွန်တော်တို့ယူနေကြပုံစံဆိုရင်သူကအလားကြောက်တွေကအစုံပေါ့နော်အစုံကိုကြိုက်တဲ့ပုံစံတွေတွားပြီးရွေးယူလို့ရတယ်ဒါထည့်ပေးလို့ပြောယူလို့ရတယ်ဟောဘူးဖြစ်တော့ထည့်ပေးလိုက်ဆိုပြောယူလို့ရတယ်ဟုတ်လားကျင်းပြက်ဝင်မယ်ဆိုရင်အဲ့ဒါမျိုးကိုကျွန်တော်တခြင်းကိုဟိုလာပေးရတယ်တသိန်းခွဲလောက်ပေးရတယ်နော်ဒီသိန်းခွဲကိုနှစ်ကျင်းလောက်ထည့်နေတယ်အဲ့ဒါ3သိန်းကျော်ပါပြေနောက်တော့ပါလေနော် အားလုံးကြောက် အကြောင်းပဲ69နဲ့တက်ပတ်နေ ဟုတ်တယ်အာလူကြီးပေါ့နော် အားလုံးကြီးရတဲ့ချင်း အဲ့ကောင်ကလည်းတသိန်းခွဲရှိတယ် ချင်း အားလုံးလက်စံ အာလူအလက်ကစကားကတအိတ်ကိုအဲ့ကောင်က1000လောက်ရှိတယ်စကားကြီးဆိုတသိန်းခွဲပဲနော် အားလုံးသေးစေ ပေးဆိုင်က10 ၄ရက်8000လောက်ရှိတယ်8000 အားလုံးအမုံငန်း နော်ဟာ9000ပြဒီပါပါလေးတော့ ဒီလည်းမီ လမ်းခင်းတစီလမ်းခင်းကြောက်တစီကြောက် လမ်းခင်းကြောက်က 69เนาะအကြီးเนาะ69တစည်းကခုဆိုရင်တသိန်း လက်ကဆဲလုံးလုံးဝနှစ်သိန်း3လောက် တသိန်းဝယ်လောက်တော့တယ်ကျွတ်ရတယ်2000လောက်ရှိဒီထောင်းဘာလို့ ဟောလုံးဆဲလုံး ထောင်းက9000ပေါ့ပြီးတော့ အဲဒီချင်းအဲဒီကအဲဒီတော့ဒီသိန်းကို နော်တသိန်း2000ပြင်လောက်ရှိတယ်ပြီးရင် မတ်ကြောက် မကြောက် အကြောက်တဲ့ချင်း ကြောက်လည်းတသိန်းလောက်ရှိတယ် အကြောက်သိန်းရအောင် ရအောင်လား သိန်းကို သိန်းဝယ်လားမဈေးမကြည့်ရဘူးသိန်းဝယ် အောက်က900 ဟုတ်ပါရဲ့ ဟုတ်900နဲ့သိန်းလောက်ရှိတယ် လုံး350 ဟုတ်တယ်သိန်း9500သိန်း9000 2သိန်းပေါ့ဟုတ်ပါနော်ဒီကခုန3သိန်းနော် 4သိန်းခွဲ6သိန်း 6သိန်း 6သိန်း 9သိန်း10သိန်း 15ကျော်လောက်ရှိနော်15သိန်းကျော်လောက်ရှိ 6သိန်းကတ် ဟုတ်တယ်နော်ကျွန်တော်ကတ်တော့ဆိုတော့ကျွန်တော်တို့ကအဲ့ကောင်ကိုကျန်တဲ့ accessory ထည့်အောင်မယ်ကျွန်တော်တို့16လောက်ပဲထားလိုက်16 plus ဟိုမှာခုနက30ပေါ့နော်ဟုတ်ဒါကကျွန်တော်တို့ဘာပါဝါးကိုကြောက်တွေတဲတွေပါပုံစံကုန်ပါပါပြီအပင်ကရေတကွန်သားလေးကအပင်ပါပါပြီညက်ခင်းပါပါပြီ ဒီကင်းပါပြီဒီရ အပင်ကြီးတွေပါပါပြီပုတ်ပင်တွေပါပြီလမ်းလျှောက်ပင်တွေပါပြီနော်အဲ့ဒါဆက်တော့မယ်ဟုတ်ပြီညက်ခင်းကကျွန်တော်ဂျပန်နဲ့လည်းပဲသုံးပြတာနော်အဲ့တော့ဂျပန်နဲ့ကိုကျွန်တော်ဈေးထွက်လိုက်ဂျပန်နဲ့ကခုကအများခွာတဲ့ရှိဒီမှာအများနဲ့ကိုယ့်ကိုသွားပြီးတော့ဝယ်မယ်ဆိုရင်ကျွန်တော်ကတခြင်းကို2000နဲ့3000ဝယ်ကြမှာရှိတယ်နော်2000ဝယ်ကြတာအဲ့ဒါသူတို့ရှိမှာသူတို့ရှိကရောင်းတဲ့ဈေးပဲရှိတယ်ကျွန်တော်ရှိကိုအရောက်ပို့တဲ့ဈေးမဟုတ်ဘူးကျွန်တော်ရှိကိုပို့တဲ့ transport ဈေးရှိတယ်ကားနဲ့ပို့ရမယ်ဆိုကားနဲ့တည်တဲ့ဈေးရှိတယ်နော်နေပြည်တော်မှာလည်းနေပြည်တော်လာတဲ့ဈေးရန်ကုန်မှာရန်ကုန်မှာလည်းဈေးမန္တလေးကနေပဲခေါ်တယ်မန္တလေးခေါ်တဲ့ဈေးအနေရှိတယ်နော်ဒီမှာနေမြို့မှာလုံးဝဖြစ်တဲ့အတွက်ကျွန်တော် cost ကိုတက်ပြီးတော့မြေဈေးကိုကျွန်တော်တို့ကဟိုဒီရောက်ဆိုရင်ကျွန်တော်တို့အချင်းကိုဘာလို့တော့3000ခွဲလောက်နဲ့ရရင်တော့ကျွန်တော်တို့က6000 9000လောက်ပြန်ရတယ် ကျွန်တော်တို့ကျွန်တော်တို့လို့6000ခွဲ ကျွန်တော်ရန်ကုန်မှာကြောက်ပြီးတောင်းခွဲ အခုတော့ရောက်ပြီးတော့ပဲ တောင်းခွဲ အဲ့ဒါရန်ကုန်မှာပဲရ ရန်ကုန် အခုတော့ site PC ကို 6000ခွဲ လုံးဝ လုံးဝကြတော့အကွက်ကိုချပါ ဟိုဘက်ကဝယ်ပေးရမှာလား ဟုတ်တယ်ဘက်ကဝင်နေ ခင်ဗျားတို့မြက်တစ်မျိုးလေးပဲလာကပ်ပြီ တယ်မျိုးပဲ အဲ့ဒါကို6ခွဲ6ခွဲဆိုတာအခုတို့ယူတဲ့ဈေးနော်ဆိုတော့ကျွန်တော်ရမယ့်ဈေးကျွန်တော်ထွက်လိုက်မယ်ဆိုရင်မြက်တစ်ချင်းကိုကျွန်တော်ကထားပါတော့ကျွန်တော်ဝယ်မယ်ဆိုရင်များကိုယ့်ကိုယ်ပဲကားနဲ့သွားတက်တယ်ဟဲ့လားနေရပဲလမ်းမှာမှာအနည်းဆုံးကျွန်တော်က9000နဲ့6000ကျလာရှိတယ်နော် 6ခွဲက2ကျင်းလဲဆိုရင်တော့မလုံးနိုင် ဟုတ်တယ်ချင်းနဲ့တော့မလုပ်နိုင်ဘူးချင်းနဲ့တော့မလုပ်နိုင်ဟုတ်တယ် ဘိုးဆိုလုံးတယ် ဟုတ်တယ် ဘာလို့ဆိုတော့ ဆိုတော့ကျွန်တော်က ရှိသေးတယ် ဟိုမြက်ကိုဝယ်ရတဲ့ဈေးကိုပဲအရင်တွက်ကြည့်လိုက်ပါနော်မြက်ကိုဝယ်ရတဲ့ဈေးနဲ့ကျွန်တော်လုံးမဲ့ဈေးကိုမတွက်သေးဘူးမြက်ကိုကျွန်တော်ဝယ်ပြီးရင်းရမယ့်ရင်းဈေးကြီး ဝယ်ပြီး transportation အဲ cost ကျွန်တော်တို့ချင်း cost ပေါင်းမယ်ဆို6000လောက်ရှိတယ်နော်ဟုတ်နော်6000လောက်ရှိမယ်ဆိုအဲ့ဒါကျွန်တော်တို့ဒီမှာအနည်းဆုံးဒီမှာမ3အောင်ဆိုကျွန်တော်တို့က3ချင်း4ချင်းလောက်တော့နော်ဒီ20 30မှာ speed ကကြောက်ခင်းမဲ့ speed ကနည်းနည်းပါတယ်ဒီကောင် speed ပါတယ် can speed ပါတယ် sound speed လို့
အဲ့ဒါကျွန်တော်ကအနည်းဆုံး၄ချင်းလောက်ရှိမှကျွန်တော်ကလုပ်လို့ဘယ်လောက်ငါတုံးလို့ရနော်၄ချင်းဆိုရင်9လေး6လေး24လေးနော်အဲ့မှာ2သိန်း4တောင်ပြည့်တယ်ညက်ကရပြီပြီးတော့နောက်တစ်ပါရှိဟုတ်တယ်အပင်နေရှိဟုတ်ပဲနော်အပင်ကြီးနော်အပင်ကြီးဖြစ်လာနော်ဟုတ်ပြီအပင်ကြီးကဒီ space လောက်မှာဆိုရင်ကျွန်တော်အများဆုံး3မိနစ်ထည့်လို့ရတယ်နော်ဒီမှာကတော့ကျွန်တော်ကဒီတောက်မှာအပင်ကြီးကိုကျွန်တော်ခိုးထတာရှိတယ်သူကဒီ original ဘားတဲ့နှစ်ပင်ခိုးထတာရှိတယ်ကျွန်တော်တပင်လောက်ပဲထည့်တာနော်အပင်ကြီးတပင်လောက်ပဲထည့်အဲ့တော့အပင်ကြီးတပင်ကိုဘာလို့လဲဆိုတော့အဲ့လည်းကိုဒေါ်လာချင်းဆောက်စီးသွားလို့ရအဲ့ဒီပင်ကြီးကဘာမျိုးစားတဲ့နော်အဲ့တော့ဖမ်းမင်းထည့်မလားရေးရတဲ့ပင်ထည့်မလားစားလို့ရတဲ့ပင်ထည့်မလားအဲ့ဒါဒီကနေ့ live မဲ့ match ပြမဲ့အားချားတစ်ခုပြောစမ်းကျွန်တော်တို့ကတော့ဒီလိုမျိုးစိန်ခံမှုအတွက်ကိုဒါစဉ်းစားတဲ့ landscape ဆိုတော့စဉ်းစားမှလို့ဒါကြီးကျွန်တော်တို့ကပွင့်တဲ့နေရာနော် data နဲ့ကိုက်ပြီးရပြီးတော့ data ကိုကိုစားပြီးတဲ့အချိန်မျိုးကျွန်တော်ပို့ပြီးတော့ဦးစားပေးတယ်နော်အဲ့မှာကိုကစိတ်ကကြီးရတကယ်မျိုးရင်းစစ်ကိုလည်းကြိုက်တယ်ပြီးတော့အပင်ဒီပေါ်မှာလည်းကိုကချစ်တဲ့တယ်ဆိုဒီဘယ်လိုဟာမျိုးထင်တယ်ဟုတ်လားဒီဘယ်ဆိုရင်အပင်ကကျွန်တော်တရက်လောက်ဆိုရင်အနည်းဆုံး9သိန်း7သိန်းရပါရှိနော်အဲ့ဒါကြီးလာဖို့စောင့်ဖို့လည်းအများကြီးလိုတယ်နော်တန်းလည်းကြီးပါဟုတ်ပြီအဲ့တော့ဒီဘယ်ကြီးကျွန်တော်တို့ကမတုံးနိုင်ဒီစားပြောတော့လို့ဆိုရင်အမျိုးမျိုးလည်းကိုက်နေတယ်ကြာအဲ့ဒါများတို့ cherry လေးသုံးမလား cherry လေးစိုက်တာဒီကြတော့အရင်ကြီးကြတော့အရင်မရအောင်ရွက်ကပြီးရင်သူအမြဲတမ်းမလောက်ဟုတ်နော်ပို့တဲ့ချိန်လေးတစ်ချက်ပဲဟုတ်ကြတော့ တောက်ခက်တော့မရအောင်နော်ဟိုက ဒါကတော့စိုက်ပြက်နေတယ် ချိန်ပဲ ဒီလိုရတယ်ကောင်းတယ်ဒီရအပေါ်လည်းပေါ်သူကလည်းအပွင့်ဆောင်ရတယ်ကြာသူ့ပွင့်ဖို့ဆောင်ရတာကျွန်တော်တို့ကအနည်းဆုံးမဆောင်အောင်လို့ဟိုဟာ၄-၅-6နှစ်ဆောင်ရတယ်ဒါပေမဲ့ ဆွဲတော့သုံးတာ ကြီးပြီးသားပင်ကိုယူသုံးမယ်ဆိုတော့ပါတော့ ဒီကြပဲ ကြီးပြီးသားပင် ဆွဲ ကို တော့ခင်းရတော့ပါတော့ ဆွဲတော့ပေါ့လေကောင်းတယ်ဒါပေမဲ့ဆွဲတော့ကျတော့အပူပိုင်းပူကြိုက် ဟုတ်တယ် ဒီဘက်မှာစိတ်ပြီးတယ်ပွင့်နဲ့အားအဲ့လောက်ရှိမှမရှိဘူးပြောလို့နော်အဲ့တော့အရေးလေးရမယ်ပွင့်ပင်ကြီးလေးဖြစ်ရဘူးလည်းမင်းကောင်းလားဒီနေ့နေ ရဲလဲလဲ ဒီမှာအရေးတော်မျိုးရတယ်ဒီခက်တဲ့လောက်ရတယ် ဒါကတော့ အဲ့ဒါအမိုက်ရှုပ်တယ်အဲ့ဒီကနေကိုသူ့မှကြီးကြာတယ်ဘယ်လိုကြောက်လဲ စက်တဲ့စိမ့်လို့ပါလို့ရအောင် ကောင်းနေတာစကားပြောတော့ကောင်းတာ သူကပြီးတော့အစိမ့်ကြတော့ဘီးထွက်တယ်တော့လက်ခံနေတာ ဒီကိုရပါလိမ့်မယ်တော့ကောင်းတယ် တော့ကျတော့ဘုရားက တောက်ကတစ်ချီပဲတန်းပွင့်မှာ တော့ကဆက်နေရဒီတော့ဆက်နေရဒီတော့ ဟိုကတော့ကြောက် တူကတော့တော့ချက်ပေါ့ တကယ်သူစကားဝါဆိုတော့အနေနဲ့ကောင်းတယ်အနေနဲ့မွေးတယ်အဲ့တော့လည်းကိုနော်ဟုတ်ပြီအဲ့ကျွန်တော်စကားဝါနဲ့ပဲနော်ဒါအများကြီးစဉ်းစားလို့ရတယ်နော်ဒါကျွန်တော်ကတပင်နဲ့ပဲထည့်စဉ်းစားတာနော်စကားဝါအပင်ကြီးတပင်ပဲထည့်တယ်တော့အပင်ကြီးတပင်ဆိုရင်ကျွန်တော်တို့ကအဲ့လိုရောင်းတယ်လို့ပြီးတော့ကြည့်တယ်တိတ်တုံတော့ဟုတ်ပြီနော် တီးကြတယ်နော်တော့ပါ heavy ဟဲ့ တီးနေတယ် ဟုတ်အဲ့ဒါနဲ့ဘယ်လောင်းနေပို့လဲ တီးတယ်လားပို့ ဆိုင်လေးတော့ 3သိန်းလောက်နဲ့တက်လာတယ်နော် ဟိုအခြားပင်နေနဲ့ပေါင်းဖို့မှာတော့ တီး အဲ့ဒါရောက်တော့မှအပင်နာသွားတယ်ပြောတော့ကိုအာမခံ တို့လည်းပြင်တယ် ဒီနေ့တကယ်စားလို့ တောင်းဝင်ကျိုးရည်နဲ့ တော့ဝင်ပြီး landscape မှာတော့လုပ်ငန်းချဲတော့မှာဟုတ်ပြီအဲ့ဒါကြီးကတော့အပင်ကြီးတွေသုံးတဲ့အတွက်တယ်နော်တကယ်လို့အဲ့အမို့အဲ့နေရာမှာကျွန်တော်ထည့်ကြလေးရနော်တခြားနေရာတွေမှာဆိုရင်နှစ်ပင်ထည့်မယ်သုံးပင်ထည့်မယ်ခြားချက်ပေါင်းလို့ရနော်ဒီမှာကျွန်တော်အများကြီးမပေါင်းတော့နော်ဟုတ်ပြီအဲ့ဒီမှာသုံးလို့ရအောင်နောက်ထပ်အပင်လက်တွေရှိတယ်နော်အပင်လက်ဆိုတာ wine line နဲ့စိတ်ကူးပြီးတော့ပြောကြတယ်မှာအပင်ရှာရင်လည်းဒါလေးကငါလုပ်ပဲဆိုတော့ဆက်လို့သိနေဟာဒါလေးလှလဲဆိုလေပေါ်လာအောင်ပါဟုတ်လားအဲ့မို့လို့စိတ်ကူးပေါ်လာအဲ့ဒီကျရင်ကိုကတတိယအကျမှတော့ပြောလို့မရဘူးအဲ့တဲ့ကျလို့ကဗျာတော့တက်ပြီးပါမရဘူးဆိုတော့အဲ့ဒီကိုရှင်းလုပ်မဲ့ကိစ္စကိုမလုပ်ဘူးဆိုရင်ကိုကအပင်လက်ကိုကကျစဉ်းစားတာနော်အပင်ကလေးကသွားလိုက်ပြီးလို့ဝယ်ထည့်ပေးလိုက်ခြင်းပဲအဲ့မို့လို့စိတ်ကူးပေါ်ဝယ်ထည့်မှမှန်းထားတယ်ဆိုတော့အဲ့ဒါကို2သိန်းလောက်ထပ်ပြီးတော့ပြတ်သွားတယ်နော်အဲ့ဒါတကယ်နေတော့နေပြီနော်တကယ်စိတ်တင်းကြလို့အဲ့ဒါမကောက်ဒါကကျွန်တော်ကဟိုအရေးတွေကိုပဲတွက်နေရတယ်နော်ကိုယ့်အတွက်ဘာမှမပါဘူးစာပေချက်ဘာမှမပါဘူးနော်ပြီးရင်ကျွန်တော်လမ်းလျှောက်ပင်တွေပေါ့နော်အပင်သေးတွေပေါ့အပင်သေးတွေခုနပြောသလိုကျွန်တော်တို့အဲ့မှာအပင်သေးလို့ဆိုတော့ယူဇနာတို့ဇလက်ပူတို့နော်ပြီးရင်အဲ့လို Star Wars လေးတွေတို့ပြီးပုံမြင်လေးတွေတို့ဒီပေါ့ပြီးရင်ဟိုဟာကျက်စာအလုံးလေးတွေတို့ဟုတ်လားပြီးရင်ဟိုဘုံစင်လေးတွေဘုံကွက်ပင်လေးတွေအစုံအလားထည့်လို့ရမယ်လမ်းလျှောက်ပင်သေးလေးအများကြီးရှိတယ်နော်အဲ့မို့လေးတွေကျွန်တော်ဒီ6လမ်းပေးလေးတွေမှာဆန်းချောင်းပေးလေးတွေမှာညက်ခါနဲ့ထည့်သွားလို့ရတယ်နော်အဲ့ဒီမှာခုနကျွန်တော်မနက်ကပြောလို့မို့ဒါကျွန်တော်ခန်းစားချက်ကိုပြောတာပါဦးတို့တဲ့ခါကျချက်တူလို့ရပါတယ်နော်ကျွန်တော်ခန်းစားချက်လို့ကတော့ကျွန်တော်အဲ့လမ်းပေးတစ်ဖက်မှာဒီဘက်ကလည်းပုံပြီးဒီဘက်ကလည်းပုံပြီးမျိုးမျိုးအမွေးတန်းပြီးဆက်တာကိုကျွန်တော်မကြိုက်ဘူး
နော်အဲ့လိုပုံစံတူကြီးစင်တူကြီးတို့ပဲကျွန်တော်ကြိုက်တော့ကြတော့အဲ့လိုမျိုးဆိုတိတ်မသုံးဘူးကျွန်တော်ဒီ6လမ်းမှာကျွန်တော်သုံးမယ်ဆိုတော့ကျွန်တော်ကြတော့ဓာတ်တွေပါပြင်ပြတ်တယ်အခက်လီကိုနီယာတို့ဘာလို့ညာလို့အဲ့လိုမျိုးထည့်တယ်ပြီးအဲ့ဒါမှရွက်လာနေတယ်ထည့်ပြီးတခြားအယောင်ကွဲမဲ့ပြင်နဲ့ထည့်အနီရောင်ရွက်ရှိတဲ့ပြင်ညာအဝါရောင်ရွက်ရှိတဲ့ပြင်စိမ်းရောင်ရွက်ရှိတဲ့ပြင်ဟုတ်လားပြီးအဲ့ဒါမှအပွင့်ပွင့်တဲ့ပြင်ပွင့်ပွင့်တဲ့ပြင်အကုန်ပါအဲ့လိုမျိုးစုံနေအောင်ကျွန်တော်ကထိုက်တဲ့လိုလေးထည့်သွားတယ်အဲ့လိုမျိုးထည့်သုံးတဲ့အတွက်ဒါကိုပြင်လေးဥစွဲတဲ့တော့အများကြီးထည့်စင်တော့တယ်နော်အဲ့ကိုတို့နောက်ရဲ့ list တွေပေးတယ်မှာလဲအဲ့ဒီစင်းတွေပါလာတယ်နော်အဲ့ဒါပြန်ပြီးပို့လေးတာလေးရအောင်နော်ဆောင်းနေရှိတယ်နောက်ရဲ့ဒီကလိုမျိုးလည်းဟိုဖြစ်နေတာဒီပညာသားလို့ဒီကမှာပေါက်ချင်နေရတယ်နော်ခုဆိုမြန်မာလိုတော့ရှာလို့ရတယ်ဟုတ်တယ်ဒီမှာပုံနေဆိုပုံနေလို့ရှာရင်ပုံနေနဲ့ပတ်သက်တဲ့အပြင်ကြာလာတာနော်ဒီလက်ဆိုဒီလက်နဲ့ပတ်သက်တဲ့အပြင်ကြာလာတာဒါပေမဲ့ကိုတွေ့နေတဲ့ဒီလက်ဟုတ်မဟုတ်တာလွဲတယ်ပါနော်ဟောဒီလက်ဆိုတာဗမာပေါ်ဗျဗမာပေါ်ဒီလက်ပေါ်နော်ဒီလက်ထဲမှာဒီလက်ကအများကြီးရှိတယ်ဒီလက်အပူရှိတယ်ဒီလက်အမြင့်ရှိတယ်တရုတ်ဒီလက်ရှိတယ်ဗမာဒီလက်ရှိတယ်မွေးအနက်မွေးတဲ့ဒီလက်ရှိတယ်အနက်မမွေးတဲ့ဒီလက်ရှိတာမွေးလာအဲ့တော့ကွဲတဲ့ဟာတွေအများကြီးဒါတွေကတော့ဖြည်းဖြည်းလေးလာနော်ဒီအပင်သေးတွေအားလုံးကိုကျွန်တော်တို့ကအနည်းဆုံးမတွက်ဘူးဆိုရင်3သိန်းနဲ့5သိန်းကျလောက်ကိုတွက်ရတယ်နော်အဲ့ဒါကျွန်တော်3သိန်းလောက်ဒီမှာ plus ထားအဲ့ဒါကျွန်တော်19နဲ့30 29နဲ့3နဲ့ဆိုတော့30 35 35ဆိုတော့35နဲ့30ဆို55 55ရဲ့4သိန်းရဲ့ဆို59 60ပြီးသွားတယ်အဲ့တော့ပြီး20 30လောက်လုံးမဲ့ရေတကွန်ရဲ့စမ်းချောင်းရဲ့ရေကန်ရဲ့အရင်ဒီဆိုတာဒီဘာကမပါသေးဘူးနော်ပစ္စည်းကိုပတ်နေပါသေး ပတ်နေပါပါသေးဒီ material ဟွာ raw ကုန်များမရှိဘူး60လောက်ရှိတယ်နော်အဲ့တော့ဒါ360ရှိပြီဟုတ်ပြီအဲ့တော့ကျွန်တော်ပတ်သုံးမယ်ဗျာဒီချောင်းရဲ့အားနဲ့ကျွန်တော်တကယ်သုံးနေတဲ့ပတ်လို့နှစ်ကောင်ပတ်လာမှာလို့နှစ်ကောင်ပတ်လောက်ဆိုရင်ကျွန်တော်ဈေးကအခုချိန်ဆိုရင်ဟာပါ3သိန်းနဲ့5သိန်းကျော်ရှိတယ် ဆိုလာပါတော့ခေါ်နေတယ် ဆိုလားလေနှစ်ကောင်ပတ်သုံးလို့နှစ်ကောင်ပတ်လုံးနဲ့သုံးမယ်လို့မေးတာ လူတွေတော့မောင်နေနေတန်းချင်အောင်ဆိုလာတက်ပေးတာ နှစ်ကောင်ပတ်လုံးနဲ့ဆိုလားတိတက်သုံးနေတယ်ဆိုဟိုဟာဘယ်နှနာရီနိတုဝနီဘလောက်သုံးနေတယ်ဆိုတော့ဟိုဟာ120လောက်နေဆုံးကြအဲ့တော့မှတကောင်အားတော့ပဲသူတို့ပေးတယ်တကောင်အားတော့နှစ်ကောင်ပတ်အတွက်ဆိုရင်ဆိုလာနဲ့က200ထက်လောက်မှသွားပါ200ထက်လောက်ကအဲ့ဒါအချိန်ပြည့်မရဘူး4နိုင်5နိုင်တော့ပဲရနေပူရင်တော့ရတယ်နေပူရင်တော့ဗီဒီယိုထဲမှာ store ထားတဲ့ဟာနဲ့သုံးမယ်ဆိုတော့အချိန်ပြည့်မရတာဗီဒီယိုထဲမှာ store ထားတဲ့ဟာနဲ့သုံးမယ်ဆိုတော့3နိုင်လောက်ပဲသူက recommend ပေးတယ်အဲ့ဒီအထက်ကိုမသုံးသေးဘူးဖြစ်နေတာမှာ1နိုင်2နိုင်လောက်သုံးပြန်နာပြီးတော့ပြန်သုံးလို့မဟုတ်ဘူးဆိုတော့ကျွန်တော်ဒီမှာကိုတို့စမ်းပြမှာကျွန်တော်2မျိုးရှိတယ်ဟိုကအပေါ်တင်ထားတဲ့ပန်မျိုးရှိတယ်အပေါ်တင်ထားတဲ့ရေမျိုးမော်တာရေအောင်ရေမော်တာပေါ့နော်ရေမော်တာတစ်လုံးရေမော်တာတစ်ကောင်ရေမော်တာပြီးတော့အဲ့မှာတစ်ကောင်ဝဲရေမျိုးပတ်တစ်လုံးရှိတယ်ပြီးနောက်တစ်ခုကကျတော့ကျွန်တော် DC ဟိုဟာငါးမှု DC ငါးမှုရေမျိုးတစ်လုံးရှိအဲ့ကောင်ကအရန်အသုံးတဲ့အဲ့ဒီ DC ငါးမှုရေမော်တာလေးက3သိန်း1000လောက်ပဲပေးတာပြီးရင်သူ့ကိုနိုင်တဲ့ဆိုလာတစ်ချက်က160ဝက်လောက်ဆိုနိုင်တယ်အဲ့ကောင်ကဘယ်လောက်ရှိသူ2သိန်းကျော်လောက်ရှိတယ်2သိန်းကျော်ဆိုပစ္စည်းနည်းနည်းတမိုးတရုတ် brand နဲ့ရတယ်နော်တမိုးတင်တယ်ရတယ်2သိန်းကျော်လောက်ရှိရပြီးရင်သူ့ကိုဘတ်တီနဲ့ပါတွဲသုံးနေတယ်ဆိုဘတ်တီကဟိုတရုတ်တရားဦးတရားဦးဝင်နေဆို3သိန်း4သိန်းလောက်ရှိဆိုတော့အဲ့ကောင်ကအဲ့3သိန်းရဲ့ဟိုကောင်2သိန်းကျော်ရဲ့ပတ်ရင်ဆိုအားလုံး PC မှာ10သိန်းမပြည့်တဲ့အပေါင်းတွေရတယ်10သိန်းလောက်နဲ့ဒီကောင်ကငါးမှုမို့တာတနေကုန်လွှမ်းနေလို့ရနေပူနေတနေကုန်လွှမ်းနေလို့ရအခုဆိုကျွန်တော်တရားလေးနဲ့ရေဖြန်းတာလည်းအဲ့ဒါလို့ဆိုဒီမှာစမ်းပြတယ်အဲ့ဒါလေးနဲ့ပထမဆုံးစမ်းပြတယ်ဒါပေမဲ့ရေကျတဲ့အားမကြိုက်ဘူးဆိုကျွန်တော်မော်တာအကြီးပြောင်းပြီးစမ်းတယ်နော်ရေကျတဲ့အားကိုသွားတဲ့ချောင်းရဲ့အခြေပေါ့အနက်ပေါ်ပြီးသွားချောင်းလက်ကြီးကကျွန်တော်တပီတော်ကြီးလောက်ထားပြီးတော့တပီကျတပီလက်ကြီးလောက်ထားပြီးအဲ့ဒါကိုရေကျတဲ့အားပြီးနှလုံးသားပိုက်တော့ကဒီဟောထွက်နေမှာဒီကောင်းကောင်းစီးတယ်အဲ့တော့မှအပြည့်စီးနေမှာပေါ့ပင်ကလေးပဲစီးတယ်အဲ့ဒါကျွန်တော်အဲ့ချောင်းကိုကျွန်တော်ကမလုပ်ရမယ်ဆိုတော့ကျန်ရမှာဥတော့ကကျန်ရကြောက်တယ်လည်းများပြီးတော့ချောင်းယူတိမ်သွားပေးသွားကျုပ်မှကျင်းသွားတယ်အဲ့ဒီမှာအကြီးကြီးဘာဝတယ်လေကြာလာတယ်ရှိတယ်ညအဲ့တော့ဒီဒါအကျန်းမြင့်ပေါ့60ရှိပြီ60ရှိပြီ60ကိုမှကျွန်တော်တို့ရဲ့လုံအားကကျွန်တော်ဒီမှာဒေတာကလေးတွေပုံပြီးတော့သုံးမယ်ဆိုရင်အနည်းဆုံး4ရက်လောက်သုံးပါ4ရက်လောက်ကအကျန်းလောက်တဲ့လူပေါ့နော်အဲ့ဒါရေကြီးရှင်းမယ်သူ့မြင်နေရရှင်းပြီးသားလားမရှင်းပြီးသားလားကိုမသိဘူးရေရှင်းရမယ်ဟလာကျင်းတူးရမယ်လွယ်နိုင်ချင်းတွေတူးရမယ်ပြီးရင်ကျွန်တော်အဲ့ဒီကိုပြင်ရမယ်ပြီးရင်ကိုယ့်ဘာကိုနှုံးတွေပါလေထပ်ပြီးတော့သိထည့်ရပါလိမ့်ရှိလို့အဲ့နှုံးဈေးကနောက်တစ်ခါပြန်တော့မယ်ဒီဘာကောက်တော့မှတော့ဒီဘာ4ရက်ဒီဘာ4ရက်ကအကျန်းသုံးမဲ့ရက်တွေကကျွန်တော်ဘယ်လောက်တော့မှာလဲအနည်းဆုံး3ရက်လောက်တော့နော်ပထမရက်ကိုမြေရှင်းပလက်ချချင်းတူဖောင်ဒေးရှင်းတူနောက်တစ်ရက်ကိုအမှအဲ့ကြောက်တွေပါပြန်စီကြလားဒါကတော့ကိုခိုင်းတဲ့လူလေဘာရဲ့ capacity ရှိတယ်လို့ကိုတို့လူ short သွားလို့ရတယ်အချိန်ခိုးသွားလို့ရတယ်နော်ကိုတို့ခိုင်းတာကျွန်တော်လည်းကြည့်ပြထားခဲ့ပြီးတော့ကိုတို့လောက်ချလိုက်ပါပြန်သွားလို့ဆိုရင်အဲ့ဒီပါကြာနေမှာပဲခိုးနေပါပဲအဲ့ကြရင် cost တက်လာမှာအဲ့တော့ကျွန်တော် average ကတော့3ရက်လောက်ကတော့လည်းတော့3ရက်ကို3ရက်သုံးမယ်ဆိုတော့မှကျွန်တော်ဒီသူတို့ရဲ့နှုံးကတယောက်ကို7000လောက်နဲ့အတွက်ရက်6000 3000 2သိန်းကြီးပါဖြစ်ပါတော့သူတို့ကျွေးရတယ်ကိုယ်နေတပိတွေမပါသေးဘူး
2သိန်းလောက်ဖြစ်သွားတယ်2သိန်းလောက်ဖြစ်သွားတဲ့အပြင်ကိုကျွန်တော်အဲ့2သိန်းလောက်ပြင်မှာအဲ့3ယောက်3ယောက်နဲ့ပြီးအောင်ပါလားနောက်ရအပြင်တူးစိုက်တဲ့ဟာတွေမှာကိုယ်ကိုယ်တိုင်လုံးပါလားကိုယ်မလုပ်ဘူးလူ9အောင်မှဆိုရင်2ယောက်လောက်ခက်9အောင်ပဲ1ယောက်လောက်ခက်9အောင်ရှိလာအောင်ပေါ့ပြင်ကိုမြက်ကတဲ့လူရှိမယ်မြက်ကတဲ့လူပညာရှင်ကြီးတွေတော့ရှိလာအောင်ပြေးရတာဟုတ်လားအဲ့ဒီပါကြီးအားလုံးခုနကပြတ်မယ်ဆိုရင်ခုနကပြတ်တာက2သိန်းလောက်ရှိတယ်အားလုံးကျွန်တော်3သိန်း5သိန်းလောက်ဖြစ်သွားတာနော်5သိန်းလောက်ခံမလို့ပြတ်တော့အောင်အဲ့65ဖြစ်တယ်65မှာကျွန်တော်တို့ကအဲ့ပေါ်နေဘယ်လောက်ယူဒီဒီကူလုံးကိုကြည့်ကြတာဒါဗနည်းနဲ့ပြီးတယ်တကယ်ပစ္စည်းစုံနေအပင်လည်းစုံနေကိုမှကျွမ်းကျင်လေးပါလည်းရှိရဆိုတော့ဒီ30လုံးရဲ့လောက်ကပြည့်နှက်ပြီးအောင်လုပ်လို့ရတယ်ခုတန်းလို့ခုတန်းပြီးတော့လုပ်လို့ရတယ်လူစုံမို့လို့နော်မလည်းကြောက်စီလူကစီနေတဲ့လူကကတ်နေဟောအပိဆိုင်တဲ့လူကစိုက်နေတဲ့လူကကတ်နေချင်းပြီးလို့ပြီးတော့မဟုတ်တော့ပါဘူးဒီကနေ့တော့ပြည့်နှက်ပြီးအောင်လုပ်ရအဲ့တော့ပြည့်နှက်ပြီးအောင်လုပ်နိုင်ရင်ကျွန်တော်တို့ကကျွန်တော်ဒီမှာ plus 7 plus ဆိုကျွန်တော်ပြည့်နှက်7ရပါနော်ကျွန်တော်3ရက်ကြာအောင်လုပ်မယ်ဆိုရင်အဲ့မှာကျွန်တော်တရက်ကို3သိန်းခွဲနှုန်းပဲရပါဟုတ်ပြီနော်အဲ့တော့ကျွန်တော်သွားလာသေးတယ်ရှိမယ်ကျွန်တော်စားတော့သေးတယ်ရှိတယ်ဟုတ်လားအားမလို့တော့ဖြစ်တယ်အဲ့ဒါဒီကျွန်တော်65လေးပြီးရင်ခုနကပြောနုံးလို့အားစီးလို့ဟုတ်လားနောက်ပိုင်းလိုက်ပေးရတဲ့အပင်တူးပြီးလောက်တာလေးလို့ကျန်သေးတယ် finish လုပ်ပေးရတာလေးအဲ့ဒါလေးက cost ကလည်း3သိန်း5သိန်းပေါ့အဲ့တော့အနည်းဆုံးဒီကောင်ကြီးကျွန်တော်တို့က80တရားတော့ကြာနော်80နဲ့လုပ်ပေးနိုင်မယ်ဆိုရင်တော်တော်တက်တာလေးပြောဟုတ်နော်အဲ့တော့ဒီ course တစ်ခုကိုကျွန်တော်တို့ကဒါတစ်ခုကိုတင်တော့ဒါကြောင့်ကျွန်တော်ဒါကိုကျွန်တော်တို့ဒီဈေးကွက်မှာအပြိုင်ဆိုင်လုပ်ရပြီဆိုကျွန်တော်တို့ကအများကြီးစဉ်းစားနော်ဈေးကွက်မှာတကယ်အပြိုင်ဆိုင်လုပ်ရပြီကျွန်တော်တို့ကလက်ရကောင်းဖို့ဦးစားပေးပါလားဈေးသက်သာဖို့ဦးစားပေးပါလားနော်ပြီးရင် customer အကြိုက်ကိုအဓိကထားပြီးလိုက်ပါနော်ဘယ်ဟာတွေနဲ့ဘယ်အချက်နဲ့ကိုကဆွဲဆောင်မှုယူနေလဲဘယ်ချက်နဲ့ဖန်ဆားမှုယူလဲဈေးကွက်ကိုဘယ်ချက်နဲ့ဝင်လဲအဲ့ဒီပုံမှာအရင်စဉ်းစားဖို့လိုတယ်အဲ့တော့ကျွန်တော်တို့ကဒီဟာကိုကျွန်တော်လုပ်မယ်ဆိုရင်ကျွန်တော်100နဲ့ကျွန်တော်မလုပ်ပေးနိုင်ဘူးဒီသားဆိုမလုပ်ပေးနိုင်လို့ဆိုတော့လုပ်ပေးနိုင်တဲ့လူတွေကအများကြီးရှိတယ်ဟုတ်လား60နဲ့လုပ်ပေးနိုင်တဲ့လူတွေရှိတယ်50နဲ့လုပ်ပေးနိုင်တဲ့လူတွေရှိတယ်အဲ့သူတို့ကဘယ်လိုတွေလုပ်လဲဆိုတော့ခုနကပြောဒီထဲမှာအပင်တွေရှိတယ်အဲ့ဒီအပင်တွေအားလုံးကိုအများကြီး short တယ် short ပြတယ်ဆိုတော့အပင်တွေကို short ပြတာမဟုတ်ဘူးသူက rate တွေကလည်း short တယ်ဥပမာကျွန်တော်တို့ကဟိုစလူရကြားဗျာဟုတ်ပြီပင်က9တဲ့6တဲ့9တဲ့လောက်ပါတယ်ကိုလိုချင်တဲ့အပင်အောင်ဖြစ်တယ်ပင်လည်းလှတယ်ကျွန်တော်က3000ပဲပေးဝယ်ကျွန်တော်မနှမျိုးလှတဲ့အောင်ကျွန်တော်တင်ပြီးစိုက်ပေးချင်ဟိုကိုကကြတော့60လောက်နဲ့လက်ခံထားလို့ဒါမို့မရှာတော့ဟိုးကြောင်ထဲမှာသွားပြီးတော့1000လောက်နဲ့8000လောက်နဲ့ရနာပြီးလိုက်ရှာလာမယ်ပြီးအဲ့မို့လို့စုဆက်ပြီးတော့ထည့်ပြီးစိုက်မယ်ဟုတ်လားအဲ့တော့မျိုးစုံရှိတယ်ဒါဈေးကွက်ကိုဘယ်ကိုသွားနေလဲဆိုတော့ပုံမှန်မကြည့်ဘူးကိုကအမြင့်ကိုသွားနေတာလားအလဲလက်ကိုသွားနေတာကိုအောက်ထဲကိုဆင်းပြီးလုပ်နေတာဒီပုံမှန်မကြည့်နော်ပြီးတော့သူအဲ့လိုမျိုး60လောက်နဲ့လက်ခံတဲ့လူကဘာရလဲဆိုတော့သူဒီပတ်ရှာတဲ့ဒီရှိနော်ပတ်ရှာတဲ့ဒီရှိတယ်အဲ့ပတ်ရှာပြီးရလာတဲ့ဟာလေးသူ့မှာထင်းရသိရဆက်ရပြီးကိုတိုင်းလုပ်မယ်ပြီးလူသမားကိုလည်း short ချမယ်ကိုတိုင်းလည်းဝင်လုပ်မယ်ဒါမျိုးတွေလုပ်တဲ့အတွက်သူ့မှာနောက်ဆုံးပြန်ထွက်တဲ့တော့သူ့ရဲ့ cost သူ့ရဲ့အမြက်ကလီဘာကတတာပဲပြန်ရတယ်တရက်ကို3000ဝန်းလုံးလောက်တရက်ကို9000လုံးလောက်မယ်သူအလုပ်တစ်ခုရပါလားနော်အဲ့တော့သူ3ရက်4ရက်လောက်လုပ်ခဲ့ဟာဒီသူက2သိန်း3သိန်းလောက်မြင့်သွားတယ်ခါစားမဘကဟိုကြိုက်လားဆိုတော့လေနောက်ဆုံးမကြိုက်ခဲ့ဘူးဆိုရင်သူနဲ့စကားပါများတဲ့အဆင့်ဖြစ်သွားတယ်အဲ့ပြောတာတက်တဲ့အဆင့်ဖြစ်သွားတယ်စကားများတာဖြစ်သွားတယ်ပြီးရင်နောက်တစ်ခါအဲ့ကစားမှာသူ့ကိုမခိုင်းတော့ဘူးဆိုတော့နော်အဲ့တော့ကိုကကျွန်တော်တို့လည်းအကြံပြုချင်တာတော့တက်နိုင်နေတာဒီလိုမျိုးရေဒီကွန်ပန်းဥယျာဉ်တွေဖန်တီးမယ်ဆိုရင် landscape နဲ့ပတ်သက်တဲ့အပြင်ကိုအများနဲ့သုံးမယ်လို့ယူရတဲ့အပြင်ကိုတိုင်းမွေးနိုင်အောင်ကြိုးစားဖို့ကိုတိုင်းဒီနေရာမှာစတိုလုပ်တာတော့ကြိုးစားဖို့ကျွန်တော်ကအကောင်းဆုံးပဲအဲ့ဒါဒီဘာလဲဆိုတော့ကိုလိုလုံးမဲ့လူတွေရှိတယ်လို့ကိုရှိမှလာဝင်တယ်ဆိုကိုကအချင်းချင်းဖောက်တဲ့ဒီနဲ့ပြန်ကြောင်းပေးလို့ရတယ်ပြန်မျှပေးလို့ရတယ်နော်ပြီးရင်ကိုရှိမှလည်းကိုကထိတ်တန်းပင်နေထားတာပဲကိုလုံးမဲ့ဆိုရင်ကိုမျက်နှာမနေရကိုလိုချင်တဲ့ကိုရှိတယ်ဆွဲထုတ်ပြီးတော့ဆက်လိုက်တယ်ဟုတ်နော်အဲ့လိုမှမဟုတ်ဘူးဆိုရင်ကိုကပါတနာတွေများစိတ်ဆက်ထားလို့တိုင်းကျန်သမားတွေလူကျန်သမားတွေခြံကြီးသမားတွေကြီးတွေလုပ်တဲ့လူတူလေးလုပ်တဲ့လူတွတ်တူးတဲ့လူပြီးရင်ရိုင်းကိုပြောခိုးရောင်းလာတဲ့လူသားစားဟုတ်လားမိတ်ဖွဲ့ထားဖို့လုပ်တယ်နော်တခါတည်းကျကိုလိုချင်တဲ့မျိုးကမရဘူးလေမရတဲ့ခါကျအဲ့မျိုးလေးကကိုဘက်ချံမှာစိုက်နေတာတွေ့တယ်ဝယ်လို့ကလည်းမရဘူးသိလားအဲ့ဒါကိုကျလို့ပါအလီကခုပြီးတယ်တော့တော့ဘယ်ရှိတယ်လေတော့ဟုတ်လားမိတ်ဖွဲ့ထားတာလေလားနော်ဟုတ်ပါလားစမိုးရတယ်ကျုံးပြီးရတယ်တော်တော်ပြီးရတယ်ဒီ channel တွေဟုတ်ပါအဲ့လိုနော်ဒါတော့ကိုလုံးရင်လုံးလို့ပေါ့နော်လုံးကြတယ်လို့ဆိုတော့အဲ့တော့ကျွန်တော်တို့ဒီအားလုံးနဲ့မိတ်ပွက်ထားပြီးတော့အကောင်းဆုံးနိုင်အောင်သွားမယ်ဆိုကျွန်တော်တို့အနည်းဆုံးကတော့ဒီဟာကိုကျွန်တော်တို့က80 85လောက်နဲ့ကျွန်တော်လုပ်ပြီးနိုင်အောင်ကြိုးစားရမယ်နော်ကြိုးစားတဲ့အခါမှာဘယ်နေရာဒီမှာကျွန်တော်တို့သွား short လို့ရတယ်ဆိုတော့အဲ့လိုပဲကျွန်တော်တို့ချင်းဆက်ထားတဲ့ partner တွေထဲမှာပါကျွန်တော်တို့တချို့ဟို supplier လုပ်တဲ့ပြင်သွင်းပေးတဲ့60တွေရှိတယ်သူတို့တွေကကျွန်တော်တို့
သူရှိဝင်နေကြဖြစ်သွားသူနဲ့ခင်သွားလို့ရှိရင်ကျွန်တော်တို့မသိမတဲ့စီးတွေပေးရမျိုးရှိလာတယ်အဲ့အမိုးတွေကျွန်တော်အမျက်တွေပြန်ထွက်တာပေါ့နော်ဥမာဟိုကျွန်တော်ပုံမှန်တိုင်းပဲခက်ခက်တွေပဲသွားပြီးတော့ဒီပင်ဘလောက်တော့ဒါတင်လိုက်ပါဘူးဟို9000ဆိုတော့ရောင်းလိုက်ပါဘူးဟိုအဲ့တော့သူနဲ့ကိုယ်နဲ့ဒီဆိုဖြစ်နေတာနားလည်းခဏပဲကိုကြီးမှဆိုယူရလို့သုံးသုံးနဲ့ယူရအဲနောက်ကလေကိုရှိရလို့နေကြလို့ယူရမှာပဲဒါမို့လေးပြန်လည်ရှိသွားတဲ့ဟာမို့လေးကိုကဒီကသက်ပါလားနော်ပေးတာပေါ့ဟာပြောပေးကျွန်တော်ရေးတတ်တာတော့မလေးဟုတ်ပါကျုပ်ပြပါကိုပေးဘယ်မှာကိုပြဒါဒီအကိုလို့ရှိမှဆိုလဲကျွန်တော်တို့သုံးရတယ်လေနော်အများအကိုလို့ရှိတယ်ကျွန်တော်တို့လည်းယူရတယ်ယူသုံးရတယ်ပြီးရင်ယူသုံးရတဲ့အပြင်ကိုအကိုလို့ရှိမှလည်းရှိတယ်တခါတည်းသူများရှိမှလည်းရှိတယ်အဲ့သူများရှိတယ်ကျွန်တော်ယူရတယ်ဒါကြောင့်အကိုလည်းဒီမှာတော့တင်ရင်းနဲ့ကျွန်တော်လက်စားပြောပြတာနော်ကျွန်တော်ကျတော့ဘာလို့ဆိုတော့သုံးရတဲ့ပုံစံတွေမတူဘူးဗျာဥပမာclient ကပေးကြတဲ့ဟာလောက်ပဲပေးတာဒီ budget နဲ့ပဲပေးတာဒီ budget နဲ့ကိုက်ညီတဲ့နေရာကြီးကိုက်ညီတာမျိုးထည့်ပေးရတာရှိတယ်client က budget ကိုအပြည့်ပေးထားပြီးတော့မင်းအဆင်ပြေအောင်အကောင်းဆုံးပြအောင်လုပ်ပေးပါဆိုတော့ဟိုလုံးဝဝဲကားနေတဲ့အမျိုးကြီးမှာသွားပြီးဝယ်ရတာမျိုးလည်းရှိတာပေါ့နော်အဲ့အမျိုးကြီးမျိုးစုံလုပ်ရတယ်နော်အဲ့ပေါ်မှာအများကြီးပူတာဒါတော့ဒီမှာကျွန်တော်တို့ average ဆိုတဲ့နှုန်းမှာဒီနှုန်းကကျွန်တော်ဒါဆိုရင်85လောက်ရှိတယ်လို့ကျွန်တော်မှန်းလို့ရတယ်နော်ဒါကို estimate ကျွန်တော်တွက်ပြီးပါပြီဒါ85မှန်သွားပြီအဲ့85ကိုမှကျွန်တော်တို့ကချက်ထားလိုက်ပြီတစ်ချက်ပြီးရင်မနေ့ကညကိုလို့ကျွန်တော်အလုပ်ပေးတော့နော်ဖုန်းနံပါတ်တွေအကုန်ပေးမယ်နော်နေရာဝယ်လို့ရမယ့်နေရာတွေပေးမယ်ဖုန်းနံပါတ်တွေပေးမယ်ပြီးတော့အဲ့ကိုလမ်းဆက်ပြီးတော့ဆက်သွယ်ပြီးတော့ကိုလိုကကိုလိုကုန်ကြစိတ်အနည်းဆုံးဖြစ်အောင်ဈေးနှုန်းတွေစုံစမ်းလို့ရတယ်စုံစမ်းပြီးပြီဆိုရင်အဲ့လေးကိုပြန်ပြီးတော့ကျွန်တော်ရှိကိုဟိုဟာဘာလို့ကျွန်တော် collection တွေကိုပြန်တင်ပြီးလို့ရတယ်နော် collection တွေဆိုတော့ကျွန်တော်ဈေးနှုန်းတွက်ချက်ပေးရအောင်ဗျာဥပမာတော့ပြောတော့ဒါဘယ်လောက်ကျမယ်ဘယ်လောက်ကျမယ်ဒါပါပဲနော်အဲ့မိုးလေးပြန်တင်ပြီးလို့ရတယ်ဆိုတော့အဲ့မိုးကိုလိုဒီမှာတင်ပေးလိုက်တဲ့ပြည်ရှိပါကိုဒီဟာလေးတွေနဲ့ link လေးတစ်ခုတော့ရပါမယ်ပြီးရင်ဘလို့အနည်းဆုံးဖြစ်အောင်တက်တာအောင်လုပ်အောင်လဲဆိုတော့တွေးပေါ်စဉ်းစားပုံလေးလည်းကိုစဉ်းစားတတ်တယ်နော်အဲ့လေးစဉ်းစားကြည့်အောင်မနက်ဖြန်ကျရင်ကျွန်တော်အဲ့ဒါကိုထပ်ပြီးတော့ဘိုးတို့ရှိက drawing တစ်ခုနဲ့တွက်တဲ့ဟာတစ်ခုနဲ့ကိုကျွန်တော်ပြင်နော်အဲ့မနက်ဖြန်ကျရင်တစ်ခုလို့ကျွန်တော်ကိုပြန်ပြီးတော့လုပ်ပေးနော်နောက်တင်တန်းပြီးတဲ့အချိန်ကျမှအဲ့ပါနော်တင်တန်းအချိန်တွဲမှာလည်းကျွန်တော်အချိန်ပေးမယ်ပြီးတော့အခုညလည်းညလည်းအိမ်မှာစဉ်းစားကြလို့ရအောင်ပြင်ပြပေးရနော်အဲ့တော့ကြောက်တွေကဘလို့တက်တာနိုင်လဲတဲတွေပြီးတဲ့မြေတွေကဘလို့တက်တာနိုင်လဲလေးပါဆိုငါဘလို့တက်တာလဲလူတိုင်းမှာမတူညီတဲ့အားတွေရှိတယ်နော်အားတာကျတော့တချို့ကကြောက်ထုံထုံတဲမှာအုပ်ထုံးကြောက်မှာတက်တာလဲတချို့ကလေးပါမှာတက်တာတချို့အပြင်မှာတက်တာလဲတချို့ကလောအားမှာတက်တာလဲတချို့ကလည်းအစီအစီပတ်စံမလို့တောင်းလို့ဆိုတာဆိုပြီးမှတက်တာတော့ဒီမှာကျွမ်းတယ်လူရှိမယ်ဒါမှမဟုတ်နော်လူလိုရှိကြတာဟုတ်ပြီဒါပေမဲ့ကျွန်တော်က estimate ထွက်တယ်ဆိုတာဒါပါပဲကျွန်တော်ကကျွန်တော်ကိုယ်စားသိထွက်တာပါဒါတော့ဟိုဒါရေပုံရ budget နဲ့ထွက်တာအနည်းဆုံးလို့လည်းပြောလို့မရပါဘူးရေပုံက budget ပါနော်ဒါဆိုရင်60 90ဆိုတော့ကျွန်တော်ကပြင်းအောင်တက်တယ်ဖြစ်အောင်လုပ်လို့ရပါနော်မဟုတ်ဘဲနဲ့ဟိုဒါမှ budget အနည်းဆုံးချွေပြီးလုပ်လို့ဆိုတော့ချွေရည်ကြီးကိုပြင်နေတယ်ဆိုတော့အထူးနဲ့ထပ်ဖွင့်တယ်ဟုတ်တယ်ဟုတ်တယ်ကဲမို့ဝါးပဲလေးကျွန်တော်ဆက်တာအဲ့ဒီဝါးလေးဆိုရင်တော့ကျွန်တော်ယူရီးယားဝင်နေတယ်ကျွန်တော်ဝယ်ရတဲ့ဈေးကမင်းဈေးကဝါးတော့ပဲ6000လောက်ပဲ6000လောက်ကဒီရောက်မှဟို6500တောင်းပေါ့ဗျာလောက်လေးပဲဆက်ကျွန်တော်ဟိုရင်တော့ဆိုရင်ကျွန်တော်ရောက်ပြီးသားလူစီကပြန်ယူလာတော့မှမန်လေးကနေပြန်ယူလာတော့မှ9500ပဲယူရအခုကကျွန်တော်အရင်ဟိုလောက်ကြာသွားတယ်ရင်းကို9500ဆိုဟုတ်ပြီအပင်ဈေးကဟိုလောက်ဖြစ်တယ်17လောက်ဖြစ်သွား17လောက်ကိုဒီဘက်ကိုရောက်တဲ့ဟာ9000ပေါင်းရတယ်ဆက်ကားကအဲ့ဒါ18လောက်ရင်းကြတယ်နော်18လောက်ရင်းကြတော့60ပြန်ပေးနေလို့လည်းနှစ်ခွဲလောက်နဲ့ပေးအဲ့တော့အတေပြောက်ရှိသေးတယ်လေအပင်300မှလိုက်အပင်300ကားတစ်စီးအပင်300လောက်ကိုဒီမှာတင်တာမဟုတ်ဘူးတခါတည်းအခက်မတင်100လောက်ပြေသွားလို့ဖြစ်တယ်အဲ့မို့ဆိုရင်ရှုံးပြီတော့အပင်ချက်စကနှစ်ဆတက်သွားအဲ့တော့တချို့အတေပြောက်များတဲ့လူက3000ခွဲလောက်ရောင်းတယ်ဒီဝါးလေးဟာပုံစံမျိုးတွေကဝါးလေးလားကျွန်တော်ဆိုတဲ့အချိန်ကြီးကျွန်တော်1000ခွဲနဲ့ဝယ်ရတယ်အဲ့ဒီဘူးဟုတ်တယ်အခုကိုမရအောင်ပါဟွာကျန်ကုန်ကကျွန်တော်ယူရီးယားဓာတ်သွင်းနေပြီဩအဲ့ဒါကြဖြစ်နေတယ်ဘာလို့ဆိုတော့ရန်ကုန်ကခီးတဲ့ကြောင့်လည်းနေတယ်ပြီးတော့သူတို့ကတချို့ကအဲ့ဟွာတို့ဘာတို့မှာဒီဘက်မှာတောင်းထားတဲ့လူရှိသေးတယ်အဲ့လိုကနေရကျွန်တော်ကျတော့ဒီရန်ကုန်ဟိုကနေယူရီးယားနေဒီမန်နေဂျာလိုက်ကိုကားကစီးကားနဲ့ဟုတ်တယ်ဟိုင်းလက်တည်းကိုဟိုဟိုဟိုင်းလက်ပိတ်တဲ့တည်းကို18တယ်ဟိုတွင်ကန်တာတည်းဆိုရင်360ကားကအဲ့တော့အပြင်မှာဈေးကကားတက်တယ်သူလမ်းမှာကြာလို့ရှိရင်ပြေးတာလေလမ်းမှာကြာတာဒီနေ့တော့ပြီးခွဲပြီးရောင်းနေတယ်တော့လွယ်ဘူးမျိုးအစ်စ်တွေလူတင်တာဘယ်လိုဖြစ်လဲအစ်စ်ဆန်းလေးလူတင်တာ
ဘယ်ဖြစ်စီကြီးပေးဝယ်ကြ လူတွေအစ်စ်နောက်ပဲလိုက်ကြတယ်အဲ့တော့ကျွန်တော်တို့ကဘာအကြံပြုရမလဲဆိုတော့အခုတို့နဲ့ဒီဖွဲ့ထဲမှာကျွန်တော်တခါတည်းအကြံပြုချင်တာပေါ့နော်အခုတို့နောက်ပိုင်းဟိုတကယ်ပဲဒီ landscape စီးပွားရေးကိုလုပ်ဖြစ်တယ်ပဲဖြစ်ဖြစ်ဟိုဒါမှမဟုတ်ရင်အခြားအဖွဲ့တွေလုပ်ဖြစ်တယ်ပဲဖြစ်အခုတို့နဲ့ကျွန်တော်ကအများနဲ့ဟို link ဖြစ်ပြီးတော့ group ဖြစ်နေရမှာနောက်ပိုင်းကျကျွန်တော်တို့ကဘာလုပ်ရမလဲဆိုကိုယ့်နိုင်ငံမှာပဲဒီမျိုးတွေကိုကိုယ့်ဘာသာကိုထုတ်နိုင်အောင်ကျွန်တော်တို့စူးစမ်းဥပမာဆိုရင်ဟိုအားပါတော့ကျွန်တော်တို့ဇလက်ဆက်ကြလို့ဟာမျိုးဆိုဇလက်ဆက်ကြဟုတ်ပြီဇလက်ဆက်ကြအောင်ကျွန်တော်တို့ကဒါတော့6လက်မလောက်စိုက်ပြီးအပင်ရနေစပြီးတော့10လက်မရှိမယ်1ပေရှိမယ်2ပေရှိမယ်3ပေရှိမယ်အဲ့မျိုးစိုက်ကိုအပင်ရပြုတ်ဖို့ရှိမှာဒိုးလောက်ရဟုတ်လားအဲ့မျိုးလုံးနေတဲ့လူမျိုးဖြစ်အောင်ကိုကကျွန်တော်တို့ကစူးစမ်းဟုတ်ကျွန်တော်တို့ကတစ်ခုတည်းကိုသွားလို့မဟုတ်ဥပမာကျွန်တော်အများကြီးလုံးမဲ့ဟာတစ်ခုပြဥပမာကျွန်တော်မှ channel ကားရှိလို့ဆိုကြပါလို့နော်ကျွန်တော်ဧကဝက်လောက်ကိုကျွန်တော်ကအပင်အစုံလုံးကိုကြိုက်တဲ့အပင်လေးကိုသုံးနေတဲ့ခါကျတော့သုံးအောင်ကျန်တဲ့ဧကဝက်လောက်မှာဧကဝက်လောက်ကဧကဝက်တစ်ဝက်လောက်ကိုကျွန်တော်ကအစာဦးနဲ့ဗာနဲ့ဒီဗာနဲ့ထားမယ်နေထားမယ်ကျန်တဲ့ဥပကဧကလောက်မှာကျွန်တော်တစ်မျိုးလေးကိုပဲတော့နော်တစ်မျိုးလေးကိုပဲဥပမာဟိုဒီဝါလို့မလို့ဒီဝါလေးတစ်မျိုးလေးကိုပဲလို့ဟုတ်လားဒီဝါတစ်မျိုးကဒီလောက် site ကိုဒီလောက်အထုံးနဲ့ဒီလောက် site ကိုရောက်လာလို့အခု2000ရောင်းရတယ်ဆိုရင်ညာအခုကြိုက်နေပြီအဲ့ဒါကိုကနည်းနည်းတော့လောက်မှဆက်ဆိုင်ထားလိုက်ဒီအဲ့နဲ့တူးပြီးတော့မှအေးလေးနဲ့ပြန်ထည့်လိုက်ထည့်ပြီးတော့မှအဲ့ဒါကိုစီးမိနေအောင်တမျိုးလေးဖြစ်နေအောင်တစ်ခါတည်းဖြစ်နေအောင်လုပ်ကြလိုက်အဲ့ဘက်ကနေကျတော့သူကလော့လိုက်ယူတဲ့ခါကျအဲ့ဘက်ကနေဆက်10ခန်းရမယ်ဟုတ်လားရာခန်းရမယ်ဒီဘက်ကနေကိုလုံးမဲ့အားဆိုကိုစိတ်ဝင်စားတဲ့ဟာလေးကျတော့တော့လောက်အချင်းချင်းလေးမှာမျိုးစုံစုမှာပေါ့နော်အဲ့မျိုးစုံတော့ပြန်တွေးပြီးဒုတိယနေ့ကျရင်ငါမလုပ်ဘူးနောက်နေ့ကျရင်မလုပ်ဘူးအဲ့လိုကနေကိုအကျိုးများလို့ချက်နိုင်တယ်ဆိုရင်တို့ group နဲ့တွားမယ်ဆိုရင်ဒီကကြည့်ကြည့်ယူပြီးတော့မှဟုတ်ပြီကွာမင်းကတော့ပါတော့မင်းကတော့ပါလို့မင်းကတော့ပါလို့9ရောက်လောက်ဖွဲ့ပြီး9မျိုးလောက်ထုတ်လာအဲ့9မျိုးထုတ်တာတယောက်ကနေမှ2မျိုးနိုင်9ရောက်ဒီ10မျိုးဖြစ်လာတယောက်က3မျိုးနိုင်မျိုးဟုတ်လား15မျိုးပြ30ဖြစ်လာအဲ့ဒါဆိုကျွန်တော်ကယူရီးယားတွေဘာမှသုံးရမှာဆိုတော့အခုကျကျွန်တော် chicken နဲ့ယူရီးယားပဲနဲ့တရုတ်ကသုံးရင်အဲ့ဒါကြီးကကျွန်တော်တို့ကခံရခက်တာကျွန်တော်လောကခံရပြီဒီစကားချက်တော့နော်တို့ကလေဟုတ်ဟုတ် တို့ပြောပြလာအဲ့မှာအဆင်ပြေ ဟုတ်ပြီလား ဒီပြီးလို့ရှိရင်ကျွန်တော်လည်းဒီနေ့ဒီကကုန်ကုန်ပြီလေ ဟုတ် ကျွန်တော်အဲ့ဒါတွေမျိုးဖြတ်ပြီးတော့အကြောင်းလဲတစ်ခုလုပ်တယ် ဟုတ်ပြီကောင်းပါလေကျွန်တော်ကဒါဟိုအကြံပြုပေးတာဒါပေမဲ့ဆိုတော့အဲ့မှာ risk တွေရှိတယ်နော်ကျွန်တော်တောက်ခံရတဲ့ risk တွေရှိတယ်ဒီတစ်မျိုးလေးကိုကျွန်တော် run ပြီးကျွန်တော်တောက်ခံတော့မရောအောင်မတင်ကျွန်တော်တောက်ခံဒီကောင်စီငြိမ်နေတဲ့မျိုးမဟုတ်အဖေဆိုတဲ့မျိုးကြီးကြီးကျယ်ကြီးမယ်တင်းချင်းတင်းမယ်ဒီလိုလေးပဲကောက်ချင်ကောက်မယ်ရိုးစုံဖြစ်မယ်အဲ့ဒါကိုကျွန်တော်ဒီပုံစံနဲ့ပြအောင်ဟုတ်လားမရောအောင်မတင်ဘူး စိတ်နေရတယ်ကို အဲ့ပုံစံလေးရှိတယ် မနာကြည့်ရယ်အခုပြောတယ်ဒီကရမယ်ကြည့်ရတယ်လို့ပြောတယ် message ကိုလည်းပေးကြတော့အခုလိုရန်ကုန်ဘက်ကဆိုလည်းဒါကျွန်တော်ရဲ့ marketing နဲ့ပါတော့ဗောဗျာကိုလိုတီသွားတယ်ကိုလိုမိတ်ဆွေလည်းတော့ပြပေးလို့ရတာပေါ့ဟုတ်ဆိုတော့အဲ့တော့ fancy လေးပြောင်းဒီမှာမြေကြီးအိမ်လေးလည်းရှိမယ်ပြီးတော့ဝိုင်းလေးလည်းရှိမယ်ပြီးတော့အသားနဲ့ဆောက်တဲ့အိမ်လေးလည်းရှိတယ်ပေါ့နော်ဒီအဲ့ဒီမှာ landscape လုပ်ထားလေးလည်းရှိတယ်ပြီးကိုလိုဒါလေးတွေလည်းကိုယ်တိုင်ပေါဝင်ခံနေကြတာမျိုးလေးတွေဖြစ်တယ်နော်အဲ့မျိုးလေးတွေလည်းဖြစ်စေချင်တဲ့ဆန္ဒနဲ့ဒီမှာလုပ်လိုက်တာပေါ့သွားရေးလာရေးကတော့လည်းခက်ခဲတာပေါ့ဟုတ်ဆိုတော့ဒါမျိုး project မျိုးကိုလည်းကျွန်တော်တို့ကအလားတူပဲလို့ရန်ကုန်မှာလုပ်ဖို့တော့လည်းရှိတယ်ဆိုတော့တကယ်လို့ခက်ကလည်းဒီလိုပဲသွားနေုံပဲမကောင်းနိုင်ဘူးဆိုပဲဒီကြားထဲပဲကျွန်တော်တို့စီစဉ်ရမှာပေါ့နော်။ဒါဆိုတော့ဒါကိုကျွန်တော်အခြေတစ်ခုစောင့်နေတော့ကြာပြီ။ဒါပေမဲ့အဲ့ဒီအချိန်ကိုစောင့်နေတယ်ကျွန်တော်တို့ကခီးရရောက်မှာပေါ့ဗျာ။ဆိုတော့အဲ့မန်လေးမှာလည်းကျွန်တော်လုပ်ဖို့ရှိတယ်။ရန်ကုန်မှာလည်းလုပ်ဖို့ရှိတယ်။အဲ့ရန်ကုန်မှာလေးတက်နေရပါတော့ဆိုတော့အဲ့လိုရတာပေါ့နော်။ပြောလို့ရတာ base ပေါ့။ဒါတော့ base တာပြီးဒီကနေပဲကျွန်တော်တို့ကနောက်ပိုင်းကျွန်တော်တို့ဒီလို training group တွေထဲမှာ group တွေကိုပေါင်းဆက်ပြီးတော့မှအဲ့ group တွေကလုပ်ချင်တဲ့လူတွေလုပ်ငန်းလူဝါဒနာရှင်တွေရှိလာကြလို့ရှိရင်ကျွန်တော်က group တွေဖွဲ့ပြီးတော့ community လေးတွေလုပ်ပေါ့။အဲ့ဒီမှာဟိုဘာလုပ်ရမလဲနော် landscape လုပ်မလားဒီဆောက်မလားဝိုင်းဆောက်မလားဒီလို traditional အတိုင်းလေးဆောက်မလားဒီလိုလိုလေးလုပ်မလားဆိုရင်အားလုံးဒီလူတွေကလည်းပေါင်းသွားလို့ရတယ်ဟုတ် organization လေးတစ်ခုဖြစ်အောင်ဆိုတော့အခုကျွန်တော်တို့ကခုနကပြောရဲဟိုပါနော်အပင်အသေးတွေပါလေကျွန်တော်တို့ပြီးသွားပြီအပင်တွေမှာလည်းအပင် estimate တွေလည်းပြီးသွားပြီပေါ့နော်ကျွန်တော် plan นี้အခုဒီနေ့လုပ်ရမယ့်ဟာမနေ့ကညရင်ကိုလုပ်ရမယ့်ဟာ plan ဆွဲရမယ့်ဟာပေါ့နော်ဒီ drawing plan ကိုဒီအိမ်နဲ့ဒီစာအုပ်နဲ့ဒီ ground နဲ့ဒီချထားတဲ့ format နဲ့ကြည့်ဆွဲရမယ့်အခုတို့မှာရှိသွားပြီရှိတော့အပင် site မဲ့နေရတယ်ကျွန်တော်ဘာမှရမထားသေးဘူးကျွန်တော်ဘာမှစိတ်ကူးမထားသေးဘူးဆိုတော့ဒီမှာထပ်တဲ့အပင်တွေချိုးရတယ်ရှိနေတယ်ရှိတဲ့အပင်တွေကျွန်တော်အမျိုးမြည်နဲ့မျိုးဆိုင်နဲ့ခွဲခြားပြီးတော့တစ်ခါညလေးလာပြီးလုပ်တယ်လုပ်ပြီးသွားလို့ရှိရင်နောက်တစ်ခုကကိုတို့လုံးမဲ့ drawing plan မှာဒီကျွန်တော်ပေးထားတဲ့ဟိုပါတော့ project plan အသေးလေးမှာထည့်မဲ့အပင်တွေကိုကိုတို့ကျွန်တော်တို့အကုန်လုံးဒီစဉ်းစားပြီးထည့်ကြတယ်နော်ထည့်ကြမှာဆိုဘယ်နေမှာဘာပင်ထည့်မလဲဘာဖြစ်တော့လဲဒီမှာရှိကြပင်ကိုဥစားပေးလုပ်တယ်ရှိရပင်ကိုတော့ဝယ်တော့မယ်ဆိုဝယ်မဲ့နေရာမှာလည်းကျွန်တော်အချိန်မှာတော့မယ်အချိန်မရရင်တစ်ချိန်နဲ့3ရက်ချက်နော်ဒါပေမဲ့ဒီပင်ကိုကျွန်တော်ကိုယ်လေးလာမယ်ကိုယ်လေးချက်တယ်ဒီလိုလေးဘယ်လောက်ရှိရဆိုတော့ကိုယ်လေးကြည့်လာတာနော်ဒီအဲ့ဒီမှာပဲတစ်ခါလေးမိတ်ဆက်ခဲ့တယ်မိတ်
ဆက်ခဲ့ပြီးတော့နောက်ချိန်မှာကိုလိုလုပ်မယ်ဆိုရင်တို့လည်းပြန်ပြီးတော့ပိုင်းလို့ရတယ်တို့ချင်အချိန်ကြီးပြန်မှာလို့ရတယ်ဒီကုန်းလို့ရတယ်အဲ့လိုပြန်ပြီးတော့ဟုတ်တယ်ဆိုတော့အဲ့တော့ဒီ plan ကိုဒီဆွဲဖို့ဆွဲပြီးကိုကျွန်တော်ကြောက်ပြန်ပြနော်အဲ့ဒီဘက်ကရဝယ်လို့ဆိုတော့ဒီရဆိုတော့ဘယ်ဒီကောင်ဟိုကဆက်ချက်ထဲမှာထည့်ပြီးဆွဲလို့လည်းရတယ်ပြီးရင် Photoshop ထဲမှာထည့်ပြီးဆွဲလို့လည်းရတယ်ဒါကတော့ computerize လုပ်မယ်ဆိုရင်ကိုပြောင်းနေတဲ့ဟာတွေပေါ့နော်ပြီးရင်ဖုန်းနဲ့ mobile phone နဲ့ပတ်သက်တဲ့ remote drawing application တွေရှိတယ်အဲ့ဒီမှာလည်းထည့်ဆွဲလို့ရတယ်နော်ဒါကိုယ့်ဘက်ကတော့ Android ကိုဆွဲတဲ့အောင်ကျွန်တော်တို့အကြိုးစားနော် Android ဒီနေ့လေး channel လေးဆွဲတဲ့ပြီးတော့အဲ့ဒါကို Photoshop သမားတယောက်နဲ့ပြန်ပြီးတော့ Photoshop သမားကိုဆွဲခိုင်းလို့လည်းရတယ်ပြီးရင် sketch သမားကိုပြန်အဲ့လိုလည်းရတယ်နော်ဟို correction တွေပိုင်းတင်တဲ့ခါမှာ plan ပြရမယ်ဆိုတော့ကိုယ့်ဘက်ကခိုင်းတဲ့ plan လေးတစ်ခုရအောင်ပြလို့ရအောင်ကျွန်တော်အကြမ်းလေးထုတ်ပြပါနော်ဟိုဒါတော့ဟိုပြန်ပြီးတော့ modify လုပ်တဲ့အပိုင်းကတော့ကို application အသုံးပြုတဲ့အပိုင်းတွေတော့ကျွန်တော်မသိဘူးနော်ဒါတွေကချက်တဲ့နေရာမှာတက်လို့ရတယ်ဒီက online တွေတက်လို့လည်းရတယ်ဟုတ်တယ်အဲ့တော့ကျွန်တော်အပင်ရဲ့ဖွဲ့စည်းပုံလေးကိုကြည့်ပါနော်ကျွန်တော်တို့ကအပင်မှာကျွန်တော်လေးရတဲ့အကြီးမျိုးလေးရအကြီးမျိုးအပင်တွေရဲ့ဖွဲ့စည်းပုံကိုကျွန်တော်တို့ကမျက်စိနဲ့မြင်ကြည့်တယ်နော်မြင်ကြည့်တယ်ဆိုတော့သူကပုံမှန်မကြည့်ဆိုလို့ဆိုစစ်ပင်နေတာပြင်စီရှိတော့ပြင်စီပြီးရင်အကိုင်းခက်တွေနော်ကိုင်းခက်တွေပြင်ပြီးတော့ရှိဒါဆိုရင်ဒါသူရဲ့စစ်ပင်ကိုကြည့်ကြနော်ဒါစစ်ပင်ဒီစစ်ပင်ကဘာဖြစ်လို့လဲအေးရမယ်ဆိုအဲ့အေးရမယ်စစ်ပင်တွေမှာတော့သူကဒီလေးရမယ်တန်းလေးပုံမယ်ဆိုတာလည်းရှိတယ်ဒီလေးရမယ်ပြီးတဲ့သိမယ်ဆိုတာရှိတယ်နော်ဒါအရေးပဲတည်တဲ့ပေးတဲ့အပြင်လည်းရှိတယ်အရေးရပြီးရွက်လာတဲ့အပြင်ရှိတယ်ဒါအရေးရအောက်မှာအများကြီးပြောသွားတယ်နော်ဆိုဒါပေမဲ့ပင်တိုင်းရဲ့ဖွဲ့စည်းပုံအရေးရဆိုတဲ့ပုံစံမျိုးတွေပါနော်အဲ့တော့ရွက်အုပ်ရှိတဲ့နေရာမှာရွက်အုပ်မှာသူကချို့ရွက်အုပ်တွေဒီဘက်မှာလည်းရှိတယ်ဒီဘက်မှာလည်းရှိတယ်အစစ်စစ်ရွက်အုပ်တွေရှိတယ်နော်အဲ့တော့ကျွန်တော်တို့ drawing plan ပေးပြီဆိုရင် site plan ပေးတဲ့အခါမှာကျွန်တော်တို့ကဒီလိုမျိုးဘေးတိုက် view 2D view ကိုပေးလို့မရဘူးကျွန်တော်တို့ကအပေါ်ကနေနော် plan view ကိုပေးရမှာပေါ့ plan view ကိုပေးမယ်ဆိုဒီပင်ကြီးကိုကျွန်တော်အပေါ်ကြီးနေနေတယ်ဒီညအဲ့တော့ engineer drawing ထဲမှာဆိုတော့ wine မဲ့ထည့်ကြတာများတယ်အဲ့ wine မှာသူကဟို dotted line နဲ့ပြရတယ်ရှိတယ်ဒီလို wine light နဲ့ပြရတယ်ရှိတယ်ပြီးရင်အဲ့ wine ထဲမှာကျွန်တော်တို့ကဒီလိုပေါ့နော်အုပ်စုလေးပြန်ခွဲပေးထားတဲ့ဟာဒါမို့ wine ဒါမို့ wine အုပ်စုလေးပေးထားတယ်ဒါကိုကျွန်တော်တို့ကအရွက်တွေလည်းပါတယ်အပင်ကြီးမျိုးကြောက်များတဲ့ပင်ကြီးမျိုးလို့သတ်မှတ်ကြတယ်နော်ပြီးရင်ဒါမို့ dotted လေးပေးပေးမှဒီထဲမှာကျွန်တော်တို့ကအမို့ guide လေးတွေဖြတ်ဖွက်တယ်ပြထားတယ်ဒါဆိုရင်ကျွန်တော်တို့ကရိုးရနေတဲ့ကျဲတဲ့ရေးရတယ်မှာဒီမျိုးရိုးရကျဲတဲ့အမျိုးပဲသူကသူကဒါမို့ပိတ်နေပြနော်ပိတ်နေပြပြီးမှနှစ်ဝိုင်းတော့ခွဲပြီးတော့မှတစ်ဝိုင်းမှာရိုးရနေပြပြီးတော့တစ်ဝိုင်းမှာလည်းပြရတယ်ဒါတွေကတော့ဆွဲတဲ့ပုံစံလေးမျိုးစုံရှိတယ်ဒါပေမဲ့ဒါမျိုးဝိုင်းလို့မျိုးတွေကျွန်တော်ဒါရေးရတဲ့အပင်ကြီးဆိုတော့သိရနော်ရေးရတဲ့အပင်ကြီးဆိုတာဒီနောက်ကျွန်တော်တို့ site prep တဲ့မျိုးတွေ site prep တဲ့မျိုးတွေကညောင်တွေတို့ဒါက tissue တွေအပေါ်ရှိတော့ပြီးတော့ပုံရတာတွေ tissue တွေလာရှိတယ် tissue ငါးတွေရှိတယ်ငါးတွေရှိတယ်ညောင်တွေရှိတယ်ဒါလို့ဒီမျိုးအားလုံးပေါ်ချုံပြီးတော့လာတယ်ဒါမို့ site prep ကမှသူကတချို့ site prep ကိုအချောင်းနေရှိတယ်အချောင်းသွားတဲ့ site prep နော်ပေါ်မှာမချုံမဲ့တဲ့သုံးသွားတယ်ဒါတွေကကျွန်တော်တို့ရေးလိုက်မြင်ရတယ်ဒီကောင်ကျတော့ site prep ကိုမြင်ရတဲ့ကြည့်တော့သူကအဝိုင်းပဲပြတယ်ပြပြီးတော့အလဲမှာစုလိုက်တယ်စုပြီးတော့မှဘေးကိုတော့ဖြာထွက်တယ်နော်ဖြာထွက်တဲ့အားလုံးကအခုထဲမှာစိတ်သွားစိတ်သွားပြီးပေါ်မှာသူကနည်းနည်းလေးဖြစ်နေတာဒါဆိုရင်ဒါဒီကျွန်တော်ဒီလိုမျိုးချုံနေဒီလိုမျိုးချုံနေစိုက်ထားတယ်ပြရတယ်နော်ဒါဆိုရင်ကျွန်တော်ဒီမှာအပင်ကြီးလေးရမျိုးတွေဒီမျိုးတွေအပွင့်မျိုးတွေကပါသွားပြီဒီမှာအပင်လက်မျိုးတွေလည်းပါဆက်ပြတ်ဖြစ်တဲ့မျိုးတွေချုံပြတဲ့မျိုးတွေပါသွားပြီဒီပင်လက်ထဲမှာနောက်တစ်ပြ rest လို့ဆိုတာချုံပုတ်ဆိုတာမျိုးရှိတယ်ဒီလက်တွေမတွေ့ရဘူးချုံလို့ပုတ်တယ်ဖြစ်နေတာလို့ရှိတယ်နောက်ဖို့ကြရင်တော့ဝိုင်းကိုထုတ်နေကြတယ်ဝိုင်းကိုထုတ်နေနော်အဲဒီမှာဆိုကြတယ်ခိုင်းလေးကြောက်တယ်ခိုင်းမထက်နဲ့သူကတော့ပဲတစ်ကြိမ်လောက်ကြာဒါကြတော့ကျွန်တော်တို့ပင်တဲ့မှာမှာပြရတယ်ဒါကြတော့ပင်ကြီးကဘေးကိုခြေရမှာဖြစ်တယ်ဝိုင်းကိုကြာနော်ဒါတဲ့အပင်လေးကိုချိန်ငယ်ဒီမှာကျတော့ကျွန်တော်ပါရှိတယ်နော်ဒီလေးအဆုံးဆုံးလေးကိုလည်းပါဒါလည်းဆိုရင် face ပါမယ်သူကပင်လေးမှာတော့မိုးလေးအပမှာလုံးပတ်လေးရှိတယ်နော်အမိုးအပင်လေးဆိုတော့ဒီမိုးဝိုင်းလေးလေးပဲကြာတယ်ပြီးရင်အဲ့ဒီမှာမှယူရကျဲတဲ့ပင်လေးကိုယူကျဲတဲ့ပင်လေးကိုဝိုင်းပြပြီးတော့အဲမှာမိုးလေးကြာထွက်တဲ့ပင်လေးကြာပြီးရင်ချို့ပြားတွေကိုပဲကျွန်တော်ကဆက်ပြီးတော့ပြတယ်ဥပမာဆိုရင်
ဒီလိုအပင်လေးမျိုးကျွန်တော်ကအမှခေါင်းကပါမျိုးကိုလမ်းဘေးရှောင်းလမ်းဘေးမှာစိုက်တယ်ဒီလိုအပင်လေးမျိုးလေးကိုတပုံဆွဲလိုက်ပြီးတော့ဒါအားလုံးဆက်သွားတယ်ထက်ပြီးနေရာထက်ပြတယ်ဒါဆိုရင်ဒါကျွန်တော်တို့ကအပင်လေးတွေကိုရှောင်းလမ်းဘေးမှာကာထားရတယ်စပ်ပြရတယ်ပေါ့နော်ဒီကောင်ရှောင်းလမ်းရှိတယ်ဒီမှာဘေးဘက်မှာအပင်ရှိတယ်နော်အဲ့လိုပင်တွေရှိတယ်အဲ့ဒီပင်တွေကမျိုးစုံဖြစ်တယ်ပေါ့နော်ဒါကိုကျွန်တော်ကပြန်ပြီးတော့ရင်ညွန်းပြန်ညွှန်းပေးရတယ်ဒါဆိုရင်ဒီပင်တောင်မို့ဆွဲတဲ့ဟာဒါဘာပင်မှဘူးမပြောလို့မရဘူးဒီပင်သေးလို့ပဲကျွန်တော်ကတတ်မှတ်လိုက်တယ်ဒီပင်ကဒီနာဖြစ်နေဖြစ်တယ်ပုံလေးဖြစ်နေဖြစ်တယ်လက်ပုတ်ဖြစ်နေဖြစ်တယ်ဒါမှဒါဒီဘာဆိုတော့သူ့ကိုကျွန်တော်က S1 လို့ S1 လို့ရေးတာပြပြလိုက်တယ်ဒီတော့ကျတော့ကျွန်တော်တို့ကမီဒီယာဖြစ်တယ်လို့ M1 လို့ရေးလိုက်တယ်ဒါဆိုရင်နဲ့ပြန်ပြတယ်အဲဒီ1အခုကောက်ပြီးပြန်အဲ့ကိုပြန်ခွဲထုတ်တာခွဲထုတ်တဲ့အောင်မှာကျွန်တော်ကအဲဒီ01ဒီ01ဆိုတဲ့နေရာမှာကျွန်တော်ပါဆိုင်တယ်နော်မှာစေဘူးချေဆိုင်တယ်အဲဒီ02မှာစိတ်မှန်းဆိုင်အဲဒီ03မှာပိန်းနေဆိုင်အဲ့အကြီးဆိုပြန်ခွဲလိုက်မီဒီယာဆိုကြမီ M1 ပါဆိုင် M2 ပါဆိုင် M2 ပါဆိုင်အဲ့တော့မှဓာတ်ပုံနဲ့ပြန်ပြီးတော့ပြပြဒီ small one နော်အဲ့တော့ဒါ S1 လို့ကျွန်တော်တတ်မှတ်လိုက်ပြီဆိုရင်ကျွန်တော်တို့ကစိုက်တဲ့မျိုးစား10မျိုးရှိရင်10မျိုးပုံနဲ့ဆွဲပြနော်ဒါကတော့ရောအုပ်နဲ့အပြင် rush ပုံနဲ့ပုံနဲ့ပြင်ပေါ့အဲ့လိုမဟုတ်ဘဲနဲ့ကျွန်တော်ဒီလိုမျိုးအပင်ငယ်နေရာမှာရွက်ပြားနဲ့ပြတဲ့ပြင်လို့ရှိတယ်နော်ရွက်ပြားနဲ့ပြတဲ့ပြင်လို့ဆိုတော့ရွက်ဝိုင်းလေးပြတယ်နော်ဒါမို့ဆိုရင်အပေါ်စီးရတဲ့ကြီးတဲ့ပုံစံဒါဆိုရင်ဘာတွေဖြစ်နေလဲပိန်းလိုပါလို့ဖြစ်နေတယ်ပြီးရင်ရွက်လို့ကားလာတဲ့ဟာမျိုးဖြစ်နေတယ်ပြီးရင်ဒါမို့ရွက်ဝိုင်းမို့ဘဲနဲ့ရွက်ချွန်နဲ့ပြတဲ့ပြင်ရှိတယ်ရွက်ချွန်နဲ့ပြတဲ့ပြင်ကိုရွက်ချွန်နဲ့ပြတယ်အဲ့လိုရဒါလေးကိုဒီချွန်ဒေါတာလိုက်ပြတယ်ဒါလည်း small ပဲဒီပြင်လေးပဲသူကျတော့ heliconia လို့ဟာမျိုးနော်ရက်လို့ဟာမျိုးဒါအချွန်တက်ဖြစ်တဲ့ဟာမျိုးအဲ့ဒါမို့လည်းကျွန်တော်ချွန်တက်ဆက်ပြန်ဆိုင်နေတယ်ဒီနောက်တစ်ခုကလေကနေစုပြီးတော့မှအပြင်ကိုခြုံလေးတွေထွက်ပြီးနော်ဒါကြတော့ကျွန်တော်ညမျိုးတွေအောင်စုစုမွေးကြလို့ညစိတ်လို့ spider လို့ဟာမျိုးအဲ့မို့အစုလေးဆိုဒီလိုတင်ကြတယ်ပြသူနဲ့40တူတဲ့တင်ကြတွေကိုခွဲပြပြီးပြီးတော့အဲ့ဒါကိုကျွန်တော်တို့ကလေပင်ကတော့ဘာဖြစ်လဲလေပင်ကတော့ဘာဖြစ်လဲဆိုတော့ဒီ plan ပေါ်မှာကျွန်တော်တို့ကထည့်မယ်နော်အဲ့တော့ဒီ plan ထဲမှာကျွန်တော်တို့ကလက်ရှိမှာဆိုရင်ဒီနားမှာဒီလိုလောက်မဲ့နားမှာ page တစ်ခုရှိတယ် wine တစ်ခုရှိတယ်ပြီးတော့ဘေးမှာ wine တစ်ခုရှိတယ်နော်သူ့ရဲ့အရေးရနိုင်တဲ့ area ကိုကျွန်တော်တို့က shape ကြမဲ့ area ကို wine ပြတဲ့သဘောနော်ဒါပေမဲ့ तू ကနေအောင်ကြီးကဟိုဘက်ကနေလာနေတယ်ဆိုရင် shape ကဒီဘက်ကလာဆင်းမှာပြီးတော့ဒီဘက်မှာ wine လေးတစ်ဝိုက်ပြပေးတာပြီးသူ့ကိုနည်းနည်းလေး green line လေးချိန်ပေးလိုက်ဒါဆိုရင် तू ကအရေးကဒီဘက်ကိုကြာတယ်နေရာဒီဘက်ကိုထိုးနေရာဒီဘက်ကထိုးမှာဖြစ်တယ်အဲ့ဒါကိုပြပေးတော့နော်အဲ့တော့နေဝင်မဲ့အရက်မျက်နှာကိုလှည့်ပြီးတော့မှရှိတ်ကိုတဲ့တဲ့နေရာမှာကစားပါမယ်နော်ပြီးတော့အရိတ် area ဘယ်လောက်ပေးတယ်လဲဆိုတဲ့ဟာကိုပုံနဲ့အနည်းဆုံးပူအောင်ဆွဲပေးဖို့ဝေချိုးကြိုက်အောင်နော်ပုံကဒီမှာပေးတောင်းကျွန်တော်က20ကြားတယ်ဆိုရင်ဒီဘက်ကပေး30ကြားတယ်ဆိုရင်ဒီအပင်ကြီးတစ်ပင်ရဲ့ဒီဘက်ကတမပင်ရှိတဲ့တောင်တမပင်ကြီးရဲ့အရိတ်ကဘယ်လောက်ဒီရနိုင်လဲနော်ဒါဆိုရင် average လောက်ရှိသွားမယ်ဆိုရင်10ပတ်လောက်ရှိသွားမယ်နော်ဒါဆိုရင်10ပတ်လောက်ရှိသွားတယ်ဒီဘက်ကညောင်စိမ်းဆိုရင်10ပတ်လောက်အရေးရတယ်ဒီဘက်ကတောင်တမကြီးကတော့10ပတ်လောက်အရေးရတယ်အဲ့ဒီမှာ heavy အပင်ကြီးတွေပါတယ်ဆိုရင်အပင်ကြီးရိတ်ကိုကျွန်တော်တို့ပြည့်ပြီးပြရတယ်နော်အပင်ကြီးအပင်စီကဒီမှာရှိတယ်အပင်ကြီးတွေဒီကြီးတွေကျွန်တော်ဒီလိုပုံပါလာပြီးဟုတ်တယ်ဒါမျိုးပြတယ်ဒါကြောင့် visual နဲ့ကြိုက်အောင်ကျွန်တော်ယူပြီးတော့ပြတယ်နောက်သူအပြင်မှာရှိနေတဲ့ reality ရှိနေတဲ့ object တွေကျွန်တော်တို့ကထည့်သွင်းစဉ်းစားပြီးတော့မှဆွဲလို့ရတယ်အဲ့တော့ဘုရားကဆွဲမဲ့ plan မှာဒီနှစ်ပင်ကိုထည့်ပြီးတော့ဘုရားဆွဲရဒီနှစ်ပင်မှာကျွန်တော်ထည့်ပြီးစဉ်းစားထားတာဖြစ်တယ်ပေါ့နော်ဆိုတော့ရေဒီကွန်ရဲ့နောက်မှာရှိတယ်အဲ့တော့ဒီမှာပြီးရင်ကျွန်တော်ရေဒီကွန်ရှိတယ်ရေဒီကွန်မှာကျွန်တော်တို့ကပထမဒီလိုမျိုး9ပေဒီလိုမျိုး10ပေကျွန်တော်ယူထားပါမယ်နော်အဲ့လိုယူထားတဲ့ဟာမှာကျွန်တော်ကအဲ့ဒီတော့ဘက်ကိုကျွန်တော်မဆွဲတော့ဘူးနော်အဲ့ဒီမှာရေဒီကွန်ရဲ့အဆင့်ပုံစံကိုထည့်ဆိုတော့ဒီအဆင့်တွေကိုဘယ်နေရာလာမလဲဒီနားလေးမှာကျွန်တော်တို့က4ပေ3ပေလောက်ပါတဲ့အဲ့ဒါအဆင့်ပါတယ်ပြီးရင်ဒီအောက်မှာလည်းကျွန်တော်တို့က3ပေ2ပေလောက်ရှိတဲ့ကန်တစ်ဆင့်ပါတယ်ဒီအောက်မှာ2ပေ3ပေခွဲလောက်ရှိတဲ့ကန်တစ်ဆင့်ပါတယ်ဒီအောက်မှာနောက်ထပ်ကန်2ပေလေးတစ်ခုပါကန်လေးလေးနဲ့ရှိပါတယ်ဒါကြီးကြတစ်ဆင့်2ဆင့်3ဆင့်ဖြစ်တယ်နော်အဲ့ဒီထဲကိုကျွန်တော်တို့ရေဝင်လာပြီဒါအချမ်းမင်းအောက်လိုင်းကောက်လိုက်တာအောက်လိုင်းကောက်ပြီးတော့ဒီကောင်းတဲ့ပုံမှာကျွန်တော်ကကြောက်တုံးလေးစီတာဖြစ်တဲ့အတွက်ကြောက်တုံးပုံစံဖြစ်နေတာလို့ကျွန်တော်တို့ကထည့်ဆွဲတယ်ဝိုင်းဖြစ်တယ်ဖြစ်တယ်အလုံးဖြစ်တယ်ဒီလောက်ဖြစ်ဒီနေရာလေးကိုကျွန်တော်ပြန်ပြလိုက်နောက်မှာကြာမှာတောက်တာအဲ့တော့ဒီမှာသူကဒီကြဒုနေရာဖြစ်ပါနေရာနေကြကန်းကြတဲ့လူဒီမှာလာတယ်ဒီကြတဲ့ဒီလာတယ်ဒီကြတဲ့ဒီလာတယ်ဒီမှာကြတဲ့ဒီကဆန်းချောင်းလို့ပြောတာနော်ဆန်းချောင်းလို့ပြောမယ်ဆန်းချောင်းနေရာကိုပြန်သွားမယ်တောက်တုံးနေတယ်ပဲပြန်စီတယ်ကျွန်တော်ကတော့စိတ်ကူးထတာလေဒီရေဒီကွန်လေးက
လေးပေခွဲအမြင့်လောက်ကိုကျွန်တော်တင်လိုက်တင်ထားပြီးတော့ဒီကောင်လေးလေးပေခွဲအမြင့်တင်ဒါလေးဒီအောက်က3ပေလောက်ဟိုက်ပါရှိဒီကောင်လေးဒီ2ပေလောက်ဟိုက်ပါရှိပြီးရင်ဒီကောင်လေး1ပေလောက်ဟိုက်ပါရှိပေါ့ဆိုဒါ1ပေခွဲလောက်ဒီကောင်ဒီ2ပေနဲ့1ပေခွဲဒီအဆင့်ကိုနည်းနည်းနှိမ့်နေပြီလေယူပြီးဒီဘက်ကအဆင့်ကိုကျွန်တော်တို့ကဟိုတပေကျော်လောက်ဟိုက်မှာအမြင့်မှာရှိနေတဲ့ရေဝိတ် area လေးတစ်ခုရှိရအဲ့ area လေးကျွန်တော်ကဆွဲဆက်လိုက်နည်းနည်းရှိအောင်ဆွဲဆက်လိုက်တော့ဟိုဘက်ကိုကျွန်တော်ကစီးတဲ့အားကိုပို့ချင်တယ်ပေါ်မြင်အားကိုပို့ကျွန်တော်ဒီဘက်ကဟာကိုကျွန်တော်ကဟိုဒီ area ထဲမှာဒါကျွန်တော်တို့သတ်မှတ်ထားဆိုဒီခွန်ရှိဆိုဒီထဲမှာပြီးသွားတယ်တယ်မှာဒီပြင်ကကျွန်တော်လည်းဆွဲထုတ်တယ်အဲ့ထုတ်တဲ့ခါမှာဒီနေရာမှာကျွန်တော်ကြောက်လေးတွေကိုထပ်ပြီးတော့ထပ်လေးတစ်ဆင့်လုပ်တယ်အဲ့ဆိုဒီမှာကန်လေးကန်ပြီးတော့ဒီဒီကကြီးပြီးရှန်ပြီးတော့မှကြာတော့မှာဒီမှာလဲရောက်တော့အဲ့လေးကိုကျွန်တော်နည်းနည်းထပ်ပိတ်တယ်စစ်စစ်လေးဆိုအဲ့ပိတ်နေတဲ့ကြားထဲမှာကျွန်တော်အဝိုင်းပေါက်လေးဆန်နေမှာနော်အဝိုင်းပေါက်လေးကြားအဝိုင်းပေါက်ပြီးကြမှာကျွန်တော်ထပ်သွားကြတယ်အဲ့လေးကိုဒီမှာရဲကြအဲ့ဒီကြလာတဲ့ဟာဒီလောက်ထိကျွန်တော်ချောင်းရဲ့အမြင့်လေးကဒီကွန်း space လေးကတော့ကနေတော့ဖြည်းဖြည်းစုလာတယ်ချိန်လေးသွားလာတယ်အဲ့လိုပုံစံလေးအဆင့်ဆင့်လေးဖြစ်တယ်အဲ့ဒါရေလေးကကြားတယ်ပလောကြားတဲ့အဆင့်ကြီးများလာအဆင့်များလာတယ်ကျွန်တော်တို့ရဲ့ခန္ဓာတက်ဝင်တွေကလှုပ်ရှားမှုတွေကပို့ပြီးတော့တက်ဝင်တယ်နော်ဟိုဒါမှမဟုတ်ဟိုကိုကတိုက်တဲ့ပုံစံကိုယ့်ရဲ့ခန္ဓာပုံစံကမျိုးစုံပြောင်းလို့ရတယ်ခုနကကျွန်တော်တို့ကဒါ၄ပေလုံးကြီးအဆင့်လေးယူတတ်တယ်ဒီလိုမျိုးမရှိချင်ဘူးဆိုကျွန်တော်ဒါကိုပြင့်မလိုက်ဘူးဟုတ်လားခုနက6ပေ10ပေလောက်ယူတတ်တယ်ယူတတ်ပြီးတော့မှအမြင်ကြီးကနေကြားတဲ့ပုံစံဘောလို့ကြားတဲ့ပုံစံပြလို့ရတယ်ကျွန်တော်တော့မှပုံအဆင့်လေးတစ်ဆင့်ကိုနှိမ့်စေပါတယ်ဟုတ်လို့ဒီအကြီးကကျွန်တော်အပင်ထက်အပင်အများကြီးစိုက်နော်အဲ့လိုမျိုးပြင်ပြီးတော့ဟုတ်ပြီဒါဆိုကျွန်တော်ဒီ space ထဲမှာကျဲနေတယ်ရှစ်ပေကတော့ဒီမှာ space လွတ်တဲ့နေရာတွေမှာကျွန်တော်ဒီလိုနေရာတွေကဟုတ်ပြီဒီမှာကျွန်တော်တို့ဗာတက်နေဆိုတော့ခုနကဘာလို့ဂျာဒီနာရောက်ခဲ့တော့မတက်ဘူးဒါမှမဟုတ်ကြားလောက်ပါတော့မတက်ဘူးအဲ့တော့သူက space တစ်ခုကိုကျွန်တော်ပေးခဲ့ပြီးတော့ကြောက်ကြီးနေပဲခွေထားခဲ့နော်အဲ့တော့ဒီထဲမှာကျွန်တော်မြေကြီးတက်လိုက်ပြီးတော့ဒီပြင်ထည့်လို့ရပါတယ်သူ့ရှိကိုလည်းရေဒီကွန်ကကြီးက side effect မရှိဘူးရှာနေတဲ့ရေမုံကလွင့်လာလို့ရှိရင်သူ့မှာဘွားချလဲရနော်အဲ့သူ့ရေလောင်းပေးဖို့တော့ကျွန်တော်လိုတယ်ဒီကိုတော့ကြာကြာသူ့ခံဖို့ကျွန်တော်စဉ်းစားစီစဉ်နော်ဒီနောက်တစ်ခုကဒီတောင်လေးမှာဖြစ်တယ်ဆိုတော့ဒီနေရာမှာကျွန်တော်ရေဒီကွန်နားကြားတဲ့အခါမှာဟိုကဖြစ်ရင်အဲဒီကိုမရတော့ပါဘူးဆက်ဒါဥပမာပြောရအောင်ဒီကိုတက်လို့ထည့်လို့ရနော်ဒီကို drawing မှာကိုတက်တယ်ထည့်ရဒါဟဲဒီကိုလေးကဒီမှာ3မိနစ်လောက်ထုတ်ကြတာအဲ့ဒါဒီဘက်မှာဒီဘက်ကစိစိလေးနဲ့အဲ့လိုဟဲဒီကိုလေးကပြင်ပြီးပိတ်သွားဒီဟဲဒီကိုလေးအောက်ကြားထဲမှာလွတ်တဲ့နေရာတွေမှာညက်လေးတွေပါပြီးတော့ညက်လေးအောက်ဦးစုကြီးစပိုက်ဒါညက်လေးတွေတွဲလောင်းကြမဲ့ဟာလေးတွေပါတယ်အဲ့ဒီဂျာမှာ moss တွေပါ moss ကတော့ထည့်ဆွဲလို့ဆွဲတော့နော်ပြီးရင်ဒီမှာဒီမို့အပွင့်လို့ပွင့်မဲ့ဟာတွေရွက်လို့စမဲ့ဟာတွေသိမ့်မိနေတာလို့ဒါကကျွန်တော်ဒီမှာအပြာတစ်ခုလေးနဲ့ပဲဆွဲပြနော်တကယ်ကြအခုခဲနဲ့ဆွဲရမယ်သူတွေကလွတ်တဲ့နေရာကြီးပြန်ထည့်ရတယ်ပြီးပြီဆိုရင်အဲ့ဒါကိုကျွန်တော်ကဟိုတကယ်ဟိုပြရတော့မယ်ဆိုရင်ဒီပြရတော့မယ်ဆိုရင်အဲ့မှာကာလာလေးတွေကိုလူရင်လေးဆွဲလို့ရတယ်အပင်လေးတွေအသေးလေးတွေဖြစ်နေရောဝါလေးတွေရောဝါလေးတွေကျွန်တော်ဒီနေရာလေးတွေမိုးလေးကိုကျွန်တော်ပြေးတာလေးနဲ့ပြန်ဆွဲပြဒါဆိုဒါဒီလိုပတ်ချတယ်ပါကျွန်တော်အပင်လေးတွေရပါပြီဒီနေရာမှာလည်းကျွန်တော်သိမိတယ်နဲ့ဆက်လိုက်တော့ဒါရောနေပါတော့ဒါကြောက်တုံးနေတော့ရောအဲ့ဒါဆိုကြောက်တုံးကကြောက်တုံးတရားဖြစ်တယ်နော်ဒါပြီးသွားပြီဆိုရင်ကျွန်တော်ဒီမှာပါရရှိတယ်ကန်လေးတွေရှိတယ်နော်ဒါဆိုဒါသိမိတဲ့ကန်ဒါကြောက်တုံးတွေကိုပြန်စီသွားနော်ကြောက်တုံးကြားထဲမှာပဲသိမိရထွက်တယ်ဒီမှာဆိုလည်းဒီကြောက်တုံးတွေကဒီဒါကြီးကကျွန်တော်ဘရာဇီးနဲ့ရုပ်သက်ထည့်တယ်ဒီမှာဆိုရင်ဒီဖက်လေးလေးကမျက်ပြင်လေးထည့်တဲ့ဖက်လေးဒီမှာဖက်လေးပါမယ်ဖက်လေးပါမယ်ဒီ sport ပေးတဲ့နေရာလေးကကျွန်တော်ဖက်လေးထည့်တယ်ဗီဒီယို audio တွေထည့်တာနော်အဲ့ဒါလေးကဒီလိုအတွက်ကျွန်တော်ကပေါ်လေးကျန်လေးပြီးပါပြီအဲ့တော့ဒီရေကို drawing အကျမ်းပါမှာကျွန်တော်ဒီဟာလေးကိုဟုတ်ညမှာထိုင်နေခါတယ်ဒီမှာဒီတဲ့အချိန်ကိုဒီမှာလေးလုပ်လိုက်ဒီဘက်ကနောက်ကျောတစ်ခုလည်းကျွန်တော်ကဒီရေကိုဒီရောက်တယ်ညာလောက်ကနေဒီဘက်ရှိကျွန်တော်ကအပင်နဲ့ထည့်တာအဲ့ဒါဟိုဘက်ကဟာကိုကွယ်တယ်လို့နော်ဟိုဘက်ကခြံကိုကွယ်တယ်ဟိုဘက်ကခြုံကိုကွယ်တယ်ဒါဒီဘက်မှာကျွန်တော်ကတော့ဟိုဟာလေးတွေစောရှိမှလည်းဟိုရှိပြီးသားဖြစ်တော့ဒီလောက်လူဝါးလေးဖြစ်တယ်ဝါးလေးတိုင်းဆွဲအောင်ဒီကဒီမှာဝိုင်းလေးပြဝိုင်းလေးပြပြီးဒီမှာခက်လေးပြီးအဲ့ဒါကိုဒီလိုမျိုးပုံစံကပုံဆွဲတာဒါကွန်ပျူတာနဲ့ဆိုရင်ကဒီလိုတပုံဆွဲလိုက်ပြီဆိုရင်အဲ့ဒါကို copy ပူးပြီးကျွန်တော်ကစီချပါလိုက်စီချပါလိုက်ဒီကောင်ကိုကျွန်တော်က S03 လို့တက်တယ် S03 ဒါဒီဘောပဲဖြစ်အောင်ညှို့လို့ရတယ်ထုတ်သွားတယ်နော်ဒီကောင်ကပုံစံတစ်ခုဆွဲလိုက်ဒီကျတော့ကဒီမှာနှစ်ပင်ပါမယ်ဆိုရင်ဒီကောင်ကဒီမှာတစ်ပင်ဆိုဒီမှာတစ်ပင်ဆိုရင်ဒီမှာလည်းအဲ့ပုံစံနဲ့ဒါကို copy ပူးပြီးဆွဲလိုက်တာနော်လက်နဲ့ဆွဲရရင်နည်းနည်းလေးတူအောင်တော့ဆွဲပြရတယ်နော်ဒါဒီမှာဟုတ်ပြီဒါလေးကဝါမယ်ဒါက
ကွန်ပျူတာသမားနဲ့ပြန်လို့မယ်ဆိုရင်ကိုကအကျဉ်းချင်းပြလိုက်ရပြီဒါကိုတပုံဆွဲပြီးရတယ်သူကဒီဘက်မှာ copy ဆွဲပြီးတော့တင်သွားလိုက်ဒါတွေအားလုံးဒီ SD ကို SD ကိုဝါးရတယ်နော်ဝါးရတက်သွားပြီဒီမှာရေကန်ရှိရေကန်ကိုကျွန်တော်တို့ကကျွန်တော်ဘယ်လိုစိတ်ကူးထားလဲဆိုတော့ရေကန်ကိုအထက်မှာကျွန်တော်တို့တမန်သတင်းကြိုင်ထားတယ်နော်အဲ့တမန်သတင်းကြိုင်ထားတဲ့အောင်ကျွန်တော်မပေါ်ခြင်းဘူးအဲ့ဒါမမြင်ရသေးဘူးအဲ့ဒါဆိုကျွန်တော်အဲ့ဒါသူတို့ကတမန်သတင်းပဲကြိုင်ပါပဲသူတို့ကျွန်တော်ကသူတို့သိခိုင်းလို့မရဘူးနော်ဒါပေမဲ့တခုလုပ်လို့ရတာရှိတယ်အချိန်ပိုရတယ်ဆိုကျွန်တော်ကရေကန်ကျင်းတူးပြီးဆိုတာလည်းကြောက်တုံးကြီးတွေကျွန်တော်ထည့်ရေကန်ထဲမှာကြောက်တုံးတွေကိုထည့်ပြီးအဲ့ကြောက်တုံးတွေကျွန်တော်ဒီလက်မျိုးလိုက်ပတ်တက်ပြီးမှအကြားတွေကိုပိုင်းနေလို့ပြန်ချောပါအဲ့မို့ဆိုရင်သူကလောက်ရတဲ့အချိန်တအားကြာကလေးတွေကလည်းအဲ့ဒါကိုဟိုအချိန်ယူပြီးလုပ်ပေးရတယ်ကွာအချိန်ယူပြီးလုပ်ပေးရဒီကျမ်းမှာရေလုံးအောင်လုပ်ရတယ်အဲ့လိုရှိအဲ့တော့ကျွန်တော်အဲ့ဒါကိုသူတို့လိုမစီတိုင်းတော့ဗျမ်းစီတိုင်းကျွန်တော်လိုချင်တဲ့ရေကလက်ကတလောက်မဟုတ်ဘူးပြောရရေကတိတ်ရမှာနည်းနည်းဒီချက်ပို့ပြီးတော့တိတ်ရမှာအဲ့တော့ကျွန်တော်အောက်ကိုနည်းနည်းပို့နှက်လိုက်တယ်ဘာကြောင့်လဲဆိုတော့သူတို့ဒီကလောင်းပြီးသွားရင်ကျွန်တော်ဒီကိုကြောက်တင်နေပြန်ဖုံးလို့ရတယ်ကြောက်တုံးလေးအသေးလေးအာလူကြောက်လေးပြန်ထည့်ပြီးတော့ကျွန်တော်ကြောက်စလစ်လေးပြန်ဖြူပြီးတော့ကာလာကြောက်လေးပြန်ထည့်ထည့်လိုက်ဆိုတော့ဒီမှာသူကအောက်မှာတမန်လေးကြိုက်ထားတဲ့ဖုံးတော့ဖုံးတော့ပြီးသူဘေးမှာထောင်ထားတဲ့တမန်လေးရတယ်ကျွန်တော်ကတ်ချင်တယ်ဆိုရင်ချိန်ပေးတယ်ဆိုဒီဘေးမှာလည်းကျွန်တော်ကြောက်ပြားတွေကြောက်တုံးတွေလိုက်ကတ်လို့ရတယ်ဒါပေမဲ့အဲ့ဒါတွေကိုကွယ်ချင်တယ်ဆိုတော့အဲ့ကောင်လေးကျတော့လူကကြည့်နေမှာပေါ့အဲ့ဒါကိုမကတ်ချင်တော့ဘူးဆိုတော့ဒီရေကန်အပေါ်ဘာလို့ခိုင်းတာလဲဆိုတော့ဒီရေကန်သူတို့အုပ်စီရတာရှိတယ်အုပ်စီရတာအုပ်နေကကြောက်ချင်တာဖြစ်တယ်အဲ့အုပ်နေကအပေါ်မှာကျွန်တော်တို့ကသဘောကြောက်တွေပြန်ဖြစ်တာအဲ့တော့ဒီပေါ်မှာကျွန်တော်တို့ကတပေတူတော့တက်လာပြီးတော့မိုးကြောက်တွေပြန်လာနော်ဒီဝင်မဲ့နေရာကိုဆက်ထားမယ်ကြောက်ခဲတွေပြန်လာတယ်ဒီဘက်တွေကြောက်ခဲအဲ့ဒီကြောက်ခဲနဲ့ဒီကန်နဲ့ကြာမှာကျွန်တော်အုပ်လို့စီရတာလို့ရှိတယ်အဲ့ကိုလူစီကလည်းကြားထဲမှာလည်းကျွန်တော်တို့ကဒီလိုထည့်လို့ရတယ်နော်ဒါတွေကိုကျွန်တော်အသေးသေးကိုပုံပုံလေးတွေကိုပလန်ထဲမှာထည့်မလို့တော့လက်တွေ့လုပ်တဲ့ခါကျမှတက်တယ်နော်ဟုတ်ပြီအဲ့ဒီမှာကြောက်တုံးတွေရှိပြီးဒီမှာရေကန်ဝင်ရှိပါပြီကျွန်တော်ဒီကအထွက်ရှိလာပြီဒီကအထွက်ကိုကျွန်တော် try မယ်ဟုတ်အဲ့ဒါဆိုကျွန်တော်ဒီပုံမှာရေကြီးရဲ့အပေါ်မှာကျွန်တော်တပေကနေတပေခွဲလောက်ထိကိုကန်ကိုပြင်လို့ရတယ်နော်ပြင်လို့ရတယ်ဒီအောက်မှာကျွန်တော်တို့က net ယူထားတာတပေခွဲလောက်ထိတပေခွဲလောက်ထိုက်ယူထားတယ်အောက်ကသူတို့၄လက်မလောက်လောက်လိုက်မယ်ဆိုရင်တပေနဲ့ဟို၄လက်မ၅လက်မလောက်ကျန်ကျန်တဲ့ဟာကိုအဲ့တပေခွဲနည်းနည်းကျန်တဲ့ဟာတွေကိုကျွန်တော်အပေါ်ကိုထပ်ပြီးတော့ဟိုအထက်မှာခဲတွေခဲအောင်မယ်ဆိုရင်အဲ့မှာ6လက်မလောက်တူကပြန်ပေးလိုက်ရတယ်ပြီးလိုက်တော့တပေလောက်ပဲရေးရကြတော့ရေနေ area တပေလောက်ပဲရှိတယ်ဒါပေမဲ့အဲ့ကြောက်ခဲအောက်မှာလည်းရေရတော့ရှိနေတယ်ရေနေ area ကျွန်တော်မြင်မှာတပေလောက်ပဲရှိတယ်အဲ့တော့ရေနေ area များချင်တာဆိုတော့အပေါ်ကိုကြောက်တုံးနဲ့တစ်ဆင့်ဆက်တယ်ပြီးတဲ့အခါမှာကျွန်တော်တို့တပေလို့တတ်မှတ်ထားတယ်ဒါပေမဲ့တပေကြော်ချင်လဲကြော်သွားတယ်ကြော်လို့ချင်လဲကြော်လို့လို့ရတယ်နော်အဲ့တော့ကြော်လို့လိုက်ပြီးဒါကိုကျွန်တော်ကြောက်တုံးနဲ့စီလိုက်ပြီးလို့အဲ့စီတုံးကြားမှာလည်းကျွန်တော်တို့ကြည့်ရမှာဒါကကျွန်တော်တိုင်းအကျမ်းပဲကြည့်တယ်တကယ်တကယ်ဟိုမှာစီပြီးဆိုရင်စီနေကျွန်တော်ထိုင်ကြည့်ပြီးပြောတာဒီဒါလေးကဒီလိုလေးစီဒါမှအပေါက်လေးထားခဲ့ပြီးဒါမှပင်လေးတစ်ပင်ထည့်ပြီးဒီထဲမှာတော့ဒီကြောက်တုံးကိုဒီဘက်ဒီပတ်လိုက်ကွာဒီဘက်ဒီပတ်လိုက်ဒီမှာအပေါက်ကြည့်ရထားတယ်ဒီမှာအပင်ဒါစလူလေးတက်ပြီးရရင်ကောဒါမိုးလေးပေါ့ပြောအဲ့တော့ကိုကနေရာတိတ်မှတ်နော်အဲ့သူတို့ဟိုကလုတ်ပြီးဆိုမှစီနေတော့မှကိုသွားပြီးတော့အာဒါမလုပ်ဘူးရအောင်ဒါဒီလိုလုပ်ပြီးပြန်ကဲလို့မကောင်းဘူးအဲ့တော့ကိုယ့်ဘက်က plan ရှိကြပြီဒီဂျီရောက်ချင်တယ်ဂျီရောက်ချင်တယ်ဆန်မဲ့နေရာကိုပွားရိုက်တယ်ဘာလို့လဲနော်ဟုတ်အဲ့ဒါဒီကဒါဆန်းကြောင်ဒီမှာဒီကောင်ကအပြင်ကျွန်တော်ထက်ကြည့်ပြီးနောက်ကဝါမယ်ထက်ပြီးအဲ့ဒီကတော့ပါလို့ထက်ကြည့်တယ်ဒီကနေ့ငါတို့စီးပြီးထားတယ်မှာခုထားတယ်မှာခုထားတယ်ဆိုပါနော်စလူကိုလည်းထက်ပြီးအဲ့လိုလည်းထက်အဲ့ထက်မဲ့ပင်လေးတို့ဒီမှာကျွန်တော်ကစလူကိုသူနဲ့သူနဲ့ဆွဲမယ်ပေါ့အဲ့ဒါစလူကိုပြအဲ့ဒါရှိပါတကယ်လည်းစလူပုံကြတယ်ကွာဟိုကနေနေတယ်အဲ့တော့ဒီနေ့ပကြီးစီကန်တဲ့တွေတော့လည်းဆိုင်သွားတယ်နော်ဒါရီပြီးတော့အခုဟိုကနေ online အနေနဲ့လေ့လာပြရတယ်အဲ့ဒါနေပြနော် online မှာကြည့်ပြီးဒီရဲ့ဖွဲ့စည်းပုံလေးတွေကိုကြည့်လို့ရတယ်ဒါဆိုရင်ဂျမိုးတပုံရှိတယ်ဒါတခိုင်းနဲ့ပဲစတူရဲ့ပုံစံကတခိုင်းနဲ့မှသူကရွက်ပြီးအများကြီးထွက်ပြီးသွားအဲ့ရနေမှာကျွန်တော်တခိုင်းချက်တော့ဒီကောင်ကိုရောက်ဖို့ပို့ထူးနေတယ်ဒါမှမဟုတ်ဘူးတပုံဆွဲပြီးသွားရင်အဲ့ဒါကိုကျွန်တော် copy သွားလိုက်တယ်ပြန်ထည့်လိုက်တယ်ပုံသွားတယ်ပြန်ထည့်ဒါဆိုရင်3ခက်4ခက်ရောကထူသွားပြီအဲ့ဒီခက်တွေကဒီနေရာမှာရောက်နေဆိုဒီနေရာမှာတက်နေပြီနေရာမှာပေါ့ဒီနေရာမှာတက်နေပြီနေရာမှာဒါကိုခက်လေးမှာထည့်အဲ့ဒီကနေဝါကြတာအဲ့ဒါကိုအဲ့ပုံစံကိုဒီကြတာတစ်ခုခက်လာပြီးဒါပြီးမမျိုးလေပေါ့ဒါဒီနေရာဘလောက်ပေါ့ဒီနေရာ0405ပေါ့ဒီလိုနေတယ်နော်အဲ့တော့ကျွန်တော်ထည့်မဲ့ဒီမှာတစ်ခုရပြီပါတစ်ခုရပြီဒီမှာလည်းကိုထည့်မဲ့တစ်ခုရပြီပြီးတော့ကျွန်တော်ရိပ်ရအပင်ကြီးကိုကျွန်တော်ထည့်နော်အဲ့တော့ဒီနေရာမှာကျွန်တော်ကထိုင်ကောင်ကဒီနေရာမှာထိုင်တဲ့လူတွေဒီနေရာမှာအတန်းပြည့်တယ်အများဆုံးကဒီမှာနေတယ်ဆိုရင်ဒီဒီကန်ကိုလည်းနောက်ချက်မဖြစ်အောင်ဒီဘက်ကနေထည့်မှာဒီကနေတော့ထည့်မှာဒီတွင်းလေးကနေမှဒီလိုနေရာတော့ကနေထည့်ပြီးတော့ဟိုဘက်ကိုအချိန်ချမ်းပေးမလားဒါ
ဒါမှမဟုတ်ဒီပေါ်ထောင်းတော့ကနေအကြီးကြီးပြီးမှဒီဘက်ကိုပြန်ပြီးပြန်ပြီးအဲ့ဒါတော့ပြန်စေရအောင်နော်အဲ့ဒါကိုလိုကြိုက်တဲ့နေရာကိုနေရာချလို့တစ်ဖက်နေရာချတဲ့ခါကျရင်ကိုလိုချိန်လို့ရအောင်နော်ပြီးရင်ကျွန်တော်မြက်ကဒီမှာကြောက်မုံနေတာပြီကြောက်မုံနေတာပြီကျွန်တော်မနေ့ကဆိုစဉ်းစားထားတာကျွန်တော်ကြည့်ကြတဲ့ချောင်းနေတာနဲ့ဆိုရင်ကျွန်တော်ဒီပေါ်ကို3ပေလောက်ပိတ်လိုက်ရှင်တယ်ကြောက်3ပေစီပြီးတော့ပိတ်လိုက်ပြီးတော့မှအဲ့ပေါ်မှာကြောက်ပြားလေးနဲ့ငါကြောက်လို့ကောင်းအောင်လုပ်ပြီးလိုက်နော်အဲ့ဒါလေးဖြစ်တော့အဲ့ဒါလေးဖြစ်တော့ဒီဓာတ်လေးရဲ့ထိပ်ပါလေကျွန်တော်တို့ကဒါလေးဆက်ဟိုဘက်ထိပ်ဒီဘက်ထိပ်ပါအတင်းလေးထည့်ပြရနော်အဲ့ဒီဓာတ်လေးဒါလေးဘက်ထိပ်ပါအဲ့ဒါဒီတော့3ပေပဲထည့်ရပါဒီလိုဒီကားလို့ဒီလေးပဲထည့်တာဒီမှာတကယ်ထည့်တယ်ဟိုဘက်နှစ်ပေရှိဒီဘက်လည်းနှစ်ပေရှိရတော့ပုံလေးတွေကလုပ်တယ်တော့လို့မတော်ကြဟိုဘက်မှာနှစ်ပေထည့်ကျွန်တော်တကယ်ပဲထည့်တာဘာမှမဖြစ်ဘူးဖြစ်ပါဒါ try ပုံစံဖြစ်သွားတယ်အဲ့ဒီမှာကျွန်တော်ကနောက်တဲ့ဟိုဖန်အောင်လိုဟာမျိုးပေါက်သေးလို့ဟာမျိုးထည့်နေလို့ဒီမှာပေါက်သေးလို့ဒီလိုမျိုးညခင်းမရှိတဲ့နေရာဝင်ဝိုင်းနေမှာဒီမှာတပင်ထည့်လိုက်ဒီတပင်ကဘယ်လိုသွားထည့်လဲဆိုတော့ဒီမှာအဲ့တပင်ထည့်လိုက်ပြီးဒီမှာလည်းတပင်နောက်ထပ်ထည့်ပြီးပြီးရင်ညာလောက်မှာလည်းတပင်နောက်ထပ်ထည့်ပြီးအဲ့လိုသူက3မိနစ်ဆိုင်ရထိန်းတော့ဒီဇိုင်းကိုတော့စဉ်းစားလို့ကြာရဲဒါရနင်းဖြစ်တယ်မမိုးလေးနင်းဖြစ်တယ်အဲ့ဒီလေးတွေပြောတယ်နော်ဒီမှာဒီမှာကျွန်တော်တို့ကဟိုဒါဒီကလည်းပြတ်ထည့်တာအသေးကြီးတယ်အဲ့တော့ကိုကြီးမှာအသေးလေးတစ်ခုရှိနေတယ်ဒါလည်းအပူလေးလေးတွေကကျန်နေသေးတာပူလေးဒါလည်းနင်းပြန်ပြီးနားမှာဒါသူတို့ကလင်းချစ်သွားအဲ့လိုလင်းချစ်တဲ့ဟာလေးကိုကျွန်တော် join ကြပြီးတော့ပြေးပြီးတော့ဒီမှာထည့်ပြီးတော့နော်အဲ့ဒါဆိုရင်ဒီဘက်အားလုံးကညခင်းချစ်တာပေါ့ညခင်းချစ်တဲ့ခါမှာဒီဘက်မှာလည်းကျွန်တော်တို့ကလိုင်းရင်းတူတာရှိတယ်ဒီအညာအဆက်ကြီးကိုအဲ့ဒါကိုကျွန်တော်ကကယ်လီဖိုးနီးယားလေးကိုအားလုံးပြထားတယ်ကယ်လီဖိုးနီးယားလေးဒါမှမဟုတ်ကယ်လီဖိုးနီးယားတစ်မျိုးတည်းမဟုတ်ဘဲနဲ့အဲ့ဒီကိုဒီနေ့အကိုလို့ရှိအောင်ကျွန်တော်ဒီပြရတာတော့ကုန်းကြရေးအမိုးလေးကိုဒီမှာထည့်လို့ရတယ်ဒါဒီဘက်တန်းကြီးကုန်းကြရေးကဒီကိုရိုက်တယ်ရောပြီးတော့ပိတ်လိုက်မယ်ပြီးရင်ဒီမှာချက်တွေလုပ်ပြီးပါချင်းပါမလာလို့ရသေးတယ် ဘုံကြာဟိုအဲ့ဒီဝင်ထဲမှာဖြစ်နေဒီဝင်ထဲဖြစ်ဟုတ်ချီဖြစ်လို့ရတော့ကုန်းကြသူကရေထဲမှာလည်းသူထည့်ဖြစ်နေတယ်ပေါ့ဖြစ်တယ်ရေထဲစိတ်နဲ့တန်ခံတယ်သူကဒါပေမဲ့သူ့ကိုတော့အောက်ကဟိုလိုဖတ်ပေါက်တော့ပေးတာရေတိုင်းအိုင်နေတော့အိုင်နေတော့တိတ်တိတ်ကြအောင်ပြီးနောက်တစ်ခုကျွန်တော်ထည့်နေတဲ့အပြင်ရှိတယ်အဲ့ဒါပါလဲဆိုတော့ကိုတို့နဲ့ကျွန်တော်တော့ဟိုမှာစင်းထဲမှာရေးထားတာလည်းအများကြီးပဲကိုတို့ကျတော့ကျွန်တော်တခါတည်းအပင်တွေပြောလိုက်ဥသွားမှာဆိုလို့ပြောသေးတာပေါ့နော်တော့ဟိုပါပေါ့ဟိုဆွစ်ဇာလန်ကြီးဆိုတာအဲ့ဒါမဟုတ်လားအဲ့ကောင်ရေးထဲနဲ့ဆိုင်လို့ရတယ်ပုံပေါ်လည်းဆိုင်လို့ရတယ်သူကအဲ့လိုကျူရိုးလိုမျိုးအပင်တက်လာပြီးအပေါ်မှာလုံးဝကျွန်တော်စင်မိုလီလေးမှာဆိုင်လာတယ်အဲ့လိုအဲ့ဒါဆွစ်ဇာလန်ကြီးပေါ့စိမ့်စိမ့်နဲ့အပေါ်မှာဒီပုံလေးနဲ့ကြည့်ရဘောလုံးလေးလိုပဲကြည့်လာတယ်ကျွန်တော်ချန်နယ်မှာလည်းဆိုင်ကြတယ်အဲ့ကောင်မျိုးကရေနေတဲ့ကောင်ဆိုတော့ဒီလိုကန်ထဲမှာလည်းထည့်ဆိုင်လို့ရတယ်ပြီးတော့ဒီလိုရေဝင်ထဲမှာလည်းထည့်ဆိုင်လို့ရတယ်သူကသူပုံစံတစ်မျိုးကွဲထွက်ကျွန်တော်ဟုတ်တယ်ဂျပန်ကြီးလည်းခေါ်ပြီးဆွစ်ဇာလန်ကြီးလည်းခေါ်ပေမျိုးတက်တယ်တိတ်မဆိုင်ကြဘူးပူပိုင်းတွေမှာတိတ်မတော်ဘူးဒီလိုမှမဟုတ်ဘူးပြီးနောက်တစ်ခုကကျွန်တော်မန်လေးရဲ့တင်တာလည်းဟိုကပါတယ်ရေတန်မြက်ဆိုပါတယ်သူကလည်းအဲ့လိုပဲအယိုးတက်လာတယ်သူ့ရဲ့အယိုးကတန်မြက်လိုပဲသူကရိုးတက်လာတယ်ဒီတန်မြက်လိုပဲသွားတယ်နှစ်ဖက်ညလည်းချမ်းနေပတ်ရင်တွေ့ရမှာအဲ့ကောင်ကကျတော့ပွင့်ပြီဆိုတော့ဒီအခိုင်လေးကနေမှပြဲအောင်ဆိုတော့ပွင့်ရငွေလိုလေးပွင့်အဲ့ခေါ်တယ်လို့ပြောတယ်ခက်ခက်လေးပေါ့အဲ့ကောင်လေးကလာအဲ့ဆိုကော်ပီတိုင်းမှာဆိုသူ့ကိုသူကစင်ဟိုးထဲမှာထည့်ဆိုင်ပြီးရေထည့်ထားပြီးတော့ပါလေအဲ့လိုဟိုကအင်ဒိုတွေမှာထားကြအဲ့ဒီထဲမှာခေါင်းကားလေးတွေပါလေးပို့တာအဲ့လိုလုပ်ကြအဲ့ကောင်မျိုးလေအဲ့ဒါဒီနေရာမှာထည့်တော့ဖြစ်အမိုးပုံတွေကြတော့သူကအပေါ်ကနေမြင်ရတဲ့ပုံတွေဆိုရင်ဒီလိုပုံတွေမျိုးတော့ဆက်နော်ဒီဆိုလာဒီဆိုကြတဲ့မျိုးဖြစ်တော့ဆိုလာဒီကြတော့အလုံးနဲ့ပြတော့ဒါကြီးကတော့ဘာလို့ပြောတာလဲဒါဆိုတော့သူ့ရဲ့ဖွဲ့စည်းပုံအပေါ်ကနေပြင်မြင်ရအောင်နော်အဲ့ဒါဒီမှာမြက်ခင်းဧရိယာကြီးနော်ပြီးရင်ဒီမှာရှောက်လန်းတစ်ခုရှိတယ်ဒီမှာအားလည်းတော့နော်ပြီးရင်ဒီမှာမြက်ခင်းဧရိယာကြီးအဲ့တော့ရှောက်လန်းနဲ့ကျွန်တော်ဒီနေရာလို့ကျွန်တော်ပြောထားတယ်ဆိုတော့ဘိုးတို့ကြိုက်တယ်လို့တတ်မှတ်လို့ရတယ်နော်ဒီဘက်တစ်ချမ်းလုံးကတတ်မှတ်လို့ရတယ်ဒီဘက်ကနေဝင်နေလည်းရတယ်နော်အဲ့တော့ကျွန်တော်ကတော့ဒီဘက်ကဝင်တာသူ့ကိုကြိုက်ဒီဘက်ကပိတ်ချင်ဒီဘက်ကနေဝင်တာတော့အကောင်းဆုံးပဲအဲ့ရှောက်လန်းအပေါက်ကိုကျွန်တော်ဘယ်လောက်ချင်လဲတော့ဒီမှာအုတ်တွေစီထားတာနော်အုတ်တွေစီထားတာဒါကတော့ဒီတစ်ခေါက်ကတော့အချိန်ကြီးရပါတာမပြတ်နိုင်ဘူးအုတ်တွေစီထားတဲ့ဟာကဘာလို့လဲဆိုတော့အဲ့အုတ်တွေကိုကျွန်တော်အချိန်ကြီးပြန်ဖြောက်အောင်နော်ဥပုံကြီးပေါ်နေလို့မလာဘူးမလာတော့ဒီအုတ်တွေကိုကျွန်တော်တို့ကပေါ်နေရဆိုရင်လည်းသူ့ကိုရောင်စုံတွေချယ်ပြီးတော့အောက်ဘက်တစ်ခုလုပ်ပြီးတော့ဖြောက်မလာဘူးပေါ့နော်ဆေးတွေကနှုတ်တွေရှောက်ဆိုးပြတာတော့လုပ်ပြမလားဒါမှမဟုတ်ရောင်တွေချယ်ပြမလားအဲ့ဒါတစ်ခုပေါ့အဲ့လိုမဟုတ်ဘူးအဲ့လိုမလုပ်ချင်ဘူးဆိုဒီအုတ်ကိုပြောင်းကျွန်တော်တို့ကဒီအုတ်ပါကျွန်တော်တို့တိုက်ကက်ຫນွယ်လေးရှိတယ်တိုက်ကက်ຫນွယ်လေးကိုဒီအုတ်လေးကိုတက်သွားအောင်လို့ချိန်ယူပြီးတော့မွေးထားမှာပေါ့အဲ့လိုမျိုးတိုက်ကက်ຫນွယ်လေးဆိုင်တယ်ဒီအုတ်တွေပေါ်ဆိုတော့သွားမှာ
သူကအင်းလေးပုံကတွားတယ်ပေါ့အဲ့ပြီးအဲ့ကောင်တွေမှာကတ်သွားတယ်အဲ့အုတ်ကောင်ကအစိမ်းဖြစ်သွားအဲ့ပြောက်သွားပြီးရင်နောက်ထပ်ကျွန်တော်ဒီမှာရှောက်လန်းအဝင်တစ်ခုရှိပြီဆိုတော့အဲ့မှာဘာထပ်ထည့်လို့ရတယ်ဆိုတော့အဲ့ရှောက်လန်းအဝင်တစ်ခုမှာကျွန်တော်လုံးနိုင်တယ်ဆိုရင်မဟုတ်ဘူးထပ်ထည့်လို့ရတယ်တန်းလုံးခုံလေးဟုတ်လားမဟုတ်ဘူးခုံလေးဝင်ပေါက်လို့တော့လေအဲ့ပေါ်ကိုကျွန်တော်ငွေလေးတစ်ခုတင်လိုက်တယ်နော်ဟိုနှင်းစီတို့လိုဟာမျိုးတင်မလားဒါမှမဟုတ်ရင်ကျွန်တော်ဝါကတော့လိုဟာမျိုးတင်မလားအမိုးတင်နေကြတယ်အဆင်ပြေတယ်အဲ့ဒါလေးကဝင်လာပြီးဒီမှာခေါင်းမှာဘုံလေးတစ်ခုဒါကတော့ additional ထပ်တော့ထားတာနော်မပါဘူးဒီမှာပြီးရင်အဲ့ရဲ့အခြေကိုဘယ်လောက်လုပ်မလဲအခြေကို၄ပေကြီးမှ၅ပေကြီးမှဒီတက်လို့ရတယ်ပြီးရင်အဲ့ထဲမှာကျွန်တော်ကအဲဥစ္စာမှာ6လမ်းကိုတူပြီးပြန်ပြီးတော့3ပေလောက်ပဲပြန်တယ်တယောက်ဆောင်ဆောက်ဆောက်လုပ်ပြီးတော့စပီကဒီမှာမြက်ခင်းကြီးကျနေပြီဒီမှာလည်းမြက်ခင်းကြီးကျနေပြီဒီမှာထိုင်ကုန်ရှိနေပြီပြီးရင်ဒီဘက်ကနေကြည့်ရတဲ့ site view ကဘယ်လိုရှိနေလဲဆိုတော့ချက်ကြည့်အောင်နော်ဒီကြည့်ရပြီဆိုရင်အောက်ကအုတ်ခုံကာရတာရှိမယ်ရှောက်လန်းလေးရှိမယ်စမ်းချောင်းလေးရှိမယ်ဒီသူကရေတကုံနဲ့ကန်တဲ့ဝင်နှမ်းနေနေရနော်အဲ့ဒီဘက်မျက်နှာစာမှာကျွန်တော်တို့ကအားရစရာဘာမှမရှိဘူးအဲ့ဒီမျက်နှာစာကိုကျွန်တော်ကလုပ်ချင်ထပ်လုပ်လို့ရရရှိအဲ့ဒါကျတော့ဘာလုပ်မလဲဒီမျက်နှာစာကိုကျွန်တော်ကဝါးလေးနဲ့ဘလုံးလေးနဲ့တဲပြီးတော့မှဆန်စီကိုခတ်တယ်ပေါ့လေဒီကဆန်စီလေးတစ်ခုခတ်လိုက်ဒီဘက်မှာဝါးလေးနဲ့ထောင်ပြီးတော့ဆန်စီလေးတစ်ခုခတ်လိုက်ဒီဘက်ကလည်းအဲ့လိုပဲဝါးလေးထောင်ပြီးတော့ဆန်စီလေးခတ်လိုက်အဲ့ဆိုရင်ကျွန်တော်ဒီဘက်ဒီစက်တိုက်ခတ်လိုက်ပဲဆိုဒီအိမ်ရဲ့အဟာကြီးအိမ်ကိုချက်ခတ်ပြီးသားမှာဖြစ်သွားအိမ်ကိုဒူးပိတ်ချန်လေးခတ်ပြီးသားဖြစ်သွားပြီးတော့ လက်စကေးလေးကလည်းဒီချန်လေးရောက်သွားလို့ရတယ်နော်ပို့ပြီးတော့ additional ကြီးအဲ့ဝါးလေးတွေကခတ်လာတဲ့မှာကျွန်တော်အောက်မှာတန်စကာမမြင်ရတဲ့ပုံပုံလေးတွေကို2ပေလောက်ကာတယ်ဒီဘက်ကျွန်တော်မြင်တဲ့ပုံပုံတော့လည်းကာတယ်အဲ့ဒီမှာချက်လေးတွေကောင်းလေးထည့်လို့ရတယ်ခုဖြူလေးတွေပါလေးထည့်လို့ရတယ်အဲ့ဒါပြီးတကားဖွင့်ပေးလေးလုပ်ပေးလိုက်ပြီးသွားဒီမှာအကောင်မလောင်လေးငန်းလေးတွေထည့်တာမလားလဲလေးတွေထည့်တာမလားအဲ့ကျတော့လာတဲ့လူတော့ပို့ပြီးတော့သိကြတာရမယ်နော်ဒါတွေက additional ထပ်ဆက်ကြတယ်ဒါပေမဲ့ဒီနေ့ဘယ်နှက်တစ်ဘက်ကကျွန်တော်တို့တင်တဲ့အပီးစီလုံးမှာတော့ဒီဟာတွေမပါပါဘူးနော်ဒီကနေရှောက်လန်းနဲ့ပြန်တော့မယ်အဲ့တော့ဘိုးတို့ကဒီနေရာကိုပဲဝင်မဲ့အပေါက်ကိုပဲတစ်ခါချမ်းပါတဲ့နေရာပေါက်ဆိုင်ဒါအောင်စဉ်းစားလို့နော်ကျွန်တော်ကတော့အခုကအပွင့်ချလာမှာဆိုတော့ဘာမှပြဿနာမရှိဘူးနော်အဲ့မှာဒမိုးချက်စီကိုမကခြင်းဆိုတဲ့အဖေနဲ့ချက်စီကိုကခြင်းအဲ့လိုဘောလုပ်တဲ့ plan တွေကိုထည့်ဆက်ပြရနော်ညောင်ကုန်လေးစိုက်လားဒါမှမဟုတ်ဝါမဲ့အတန်းလေးပဲစိုက်လိုက်တယ်ဒီဘက်ကနေရောအဲ့လိုဘိုးတို့မြတ်ဖုံးလိုဟာမျိုးတွေစိုက်လိုက်တယ်ကျက်စာလေးစိုက်နေတာအဲ့ဒါဆိုရင်သူကချက်စီကိုလည်းတိုက်ချက်လေးခတ်နေတာဖြစ်တယ်နော်ဒီမြက်ခင်းထဲမှာကျွန်တော်တို့ကတော့ကြားနိုင်ခဲ့လို့ရှိရင်ကျွန်တော်တို့အဲ့လိုပေါ့နော် house stay plan မှာပြီးထပ်ထည့်လို့ရတယ်မနီလာအုံးမှာပြီးထည့်လို့ရတယ်အဲ့ဒါကဘုံကြီးစားတယ်ဘာလို့လဲရတယ်ဒီလိုမှဖြစ်တဲ့အတွက် site grade တွေထည့်လို့ရတယ် site grade တွေကမှ site grade တွေတော့ထည့်တယ်ဒီကမှာတော့မယ်ကျွန်တော်ပုံခဏဟိုဘက်ကစကားပြီးတယ်ဒီမှာပေါက်စီးတွေပါတယ်ဆိုဒီပေါက်စီးနဲ့လမ်းချင်တယ်ဒီဘက်ထိပ်မှာပေါက်စီးတွေပါတယ်အဲ့ဒါကိုဒီကတော့မှာပေါက်စီးတယ်ပေါက်စီးလည်းရှိပြီစိုက်ကြလေးလည်းရှိပြီပေါက်စီးတွေလည်းရှိပြီဒီမှာကိုယ်လည်းကြားပြီးလည်းရှိပြီအဲ့တော့ဒီလမ်းပြေကိုကျွန်တော်အဲ့မဲ့ဆိုကျွန်တော်ကဒီကျေလောက်နဲ့ကျွန်တော်သုံးနေတဲ့အချိန်နဲ့ကျွန်တော်တက်ပြီးလို့ရိုးလက်ဆုံးတောင်းအောင်လုပ်ပြီးလို့အဲ့မဲ့ဆိုကျွန်တော်350နဲ့ပြည့်အောင်လုပ်ပြီးတော့မရတော့80ကျနော်ဟုတ်ပြီအဲ့တော့ကျွန်တော်အခုဘယ်နှခါကျ condition တင်မယ်ဆိုဘယ်လောက်တင်မယ်ဆိုတော့ကြာအစီမေးသေးတယ်ကျွန်တော်ပြောပြပါမယ်နော်အဲ့တော့ခါနေဟိုဖုန်းနံပါတ်လေးရေးပေးလိုက်မယ်အဲ့ဟိုအဓိကရေဒီကိုကြောက်ကြောင်းတဲ့ဟာကိုကျွန်တော်ဆက်ပြီးလုပ်ရမယ်နော်ဒီဟိုပေနှုံးသားတွေကတော့ခုနကျွန်တော်ရေးပြထားတဲ့ပိတ်ခဲ့ရတယ်ဒါပေမဲ့ရေကုန်ကြောက်လည်းမထူအောင်မမေးပါနဲ့ခုနအဲ့လိုခဲ့ရတော့အောင်နော်အဲ့လိုခဲ့ရတော့အောင်အဲ့လိုခဲ့တော့ပြီးတော့မှကိုတို့ကဘိတ်ကိုတက်တယ်ညချုပ်ကြည့်လိုက်ပေါ့နော်တခြင်းမာမဲ့ဟာတွေကိုရှော့မလားဘာလို့ရှော့မလဲဆိုတော့ရှော့တယ်နော်ခုကျွန်တော်ချထားတဲ့ဟာပမာဏကကျွန်တော်ကြည့်ရတော့ဟိုနှစ်ခုသာတော့လုံးလို့ရတော့နှစ်ခုသာလုံးလို့ရတယ်ဆိုတော့မှတ်တာပေါ့နော်ဒီမှာလောဘကြီးသွားရင်လည်းပုံတယ်ဟုတ်တယ်ဒါတခြင်းဟုတ်တယ်အဲ့ဒီကအလူကြောက်ကြီးရတခြင်းဒီ6ခုကျန်းကြောက်ကတခြင်းမကြောက်တခြင်းလက်ပြီးစေထုံးစေပြီးရင်ကျွန်တော်ဟိုဟာလေးကစကားကြီးစေဆိုအဲ့ဒီပြီးအဲ့ဒီမှာအပူပါထားတာကျွန်တော်ဟိုဟာကျွန်တော်ပါထားတဲ့ရွှေလာငွေလာကြောက်ပြားလေးရွှေလာငွေလာကြောက်ပြားလေးကဆက်လိုက်နေတဲ့ဟာလေးအဲ့လေးက6လမ်းပါပဲတုံဒီကံပေါ်မှာပဲနေရဒီဘုံထဲမှာလည်းထည့်လို့ရအဲ့ဒါလေးကကျွန်တော်ကဒီအဲ့လေးကသိမ့်မတော့ကြာအဲ့ဒါအပူပါထားတဲ့ဟာပေါ့အဲ့ဒါကျွန်တော်လက်ချက်လေးပြတော့ဝင်တယ်သူနဲ့ဟိုတုံးပြီလေဟိုလုပ်ငန်းတုံးပြီအဲ့ဒါထည့်ပေးပါ
င်ဘောမှာကျွန်တော်ဟိုခြုံကြောက်လို့ဟာမျိုးဟိုဒါရှိအဲ့ဒါကိုကျွန်တော်ကပေါင်းပြီးတွက်ပြီးတာဒီကြောက်ပြားတစ်ချင်းရဲ့ဟိုခြုံကြောက်ခါရဲ့ဟိုတန်ကြောက်ခါရဲ့ပြီးတော့အာလူကြောက်နည်းပို့ထားတဲ့ဟာရဲ့သုံးခုပေါင်းလိုက်ရအောင်နှစ်ချင်းတော့အလားကြောက်နှစ်ချင်းဆိုပြီးတော့ပေါင်းထားတယ်တကယ်ကနှစ်ချင်းမပြည့်ပါဘူးနည်းပြောအလားကြောက်ကနှစ်ချင်းမရှိတစ်ချင်းခွဲတော့မရှိအာလူကြောက်တစ်ချင်းအဲ့ဒီရှိတယ်ဒါအုပ်900လည်းအမှန်တိုင်းပဲကြောက်ကြီးတစ်ချင်းလည်းအမှန်တိုင်းပဲတဲ့တစ်ချင်းလည်းအမှန်တိုင်းအဲ့ဒီလိုရတော့ကြောက်လိုက်တယ်မရှိဒါပေမဲ့ကျွန်တော်တို့ကလုတ်တက်တယ်ဆိုရင်နှစ်ခုထွက်ရတယ်ဟုတ်လားခုန80ကျတယ်ဆိုရင်လုတ်တက်တယ်ဆိုရင်နှစ်ခုထွက်တယ်နှစ်ခုထွက်ရင်ကိုတို့ကခုနပြောတယ်ကျွန်တော်ဆိုရင်100နဲ့မလုပ်နိုင်ဘူးဆိုတော့ဟုတ်တစ်ခုလည်းလုပ်ရမှာဆိုကျွန်တော်100နဲ့လုပ်ရင်တိုက်ချင်မှလည်းတိုက်တော့လုပ်ချင်မှလည်းလုပ်ဒါပေမဲ့ကျွန်တော်ကဒါကိုကျွန်တော်ကအပြင်မှာကျွန်တော်တို့ reality တွက်တဲ့ဟာတကယ်အခုအဲ့အကိုကိုယ်တိုင်းလုံးဝမဲ့လူကိုယ်တိုင်းဖမ်းမိနေမှာဖမ်းမိသွားဝယ်ကြောက်တယ်မှာကြောက်သွားဝယ်အကိုကိုယ်တိုင်းအခုပြန်တဲ့ကိုငါလုပ်ဟိုအဲ့ကမှတော့ဟုတ်လားအဲ့ဒါကိုကျွန်တော်ကနှစ်ခုဖြစ်အောင်ကျွန်တော်လုပ်နေရအောင်အဲ့ကျွန်တော်ရဲ့ဟိုအားတာချက်ကျွန်တော်အဲ့ကြောက်ခဲကိုကျွန်တော်ဘယ်နေရာဘယ်လိုသုံးမလဲဆိုတော့ကျွန်တော်စုတယ်ဟုတ်လားဘယ်နေရာဘယ်လိုလေးပို့ထည့်တယ်ဗျအပင်ကိုလည်းကိုယ့်ရှိရတက်နိုင်တယ်ကကိုမွေးတဲ့အပင်ဆိုရင်ကိုကပို့ပြီးတက်ကြီးကထိလို့ရတယ်ဟုတ်တယ်မလားကိုမွေးထားတဲ့အပင်တသိန်းခွဲလောက်ကျတဲ့အပင်မျိုးဆိုရင်အပင်မှာဝယ်ရ3သိန်းပေးရင်ပေးရပါလိမ့်အဲ့ဒါမျိုးကျတော့ short လည်းပြရပါမယ်ဆိုတော့ဒါဆိုရင်ကျွန်တော်ကဒီ20 30ကို45သိန်း50လောက်နဲ့ဆိုမစိုးဘူးလေလောက်ကျော်တယ်လုံးမဲ့လူလည်းလောက်ကျော်တယ်နော်ရေကင်းလည်းပါမယ်ရေတုံလည်းပါမယ်စမ်းချောင်းလည်းပါမယ်အပိုးလေးနဲ့9လေးတောင်ဝယ်ထည့်ပေးတာပေါ့ရင်းလေးစကောင်လုပ်ပေးတာပဲဟုတ်နော်အဲ့ဒါ plan မနဲ့မှညာဆွဲရတာပါဆွဲပြီးတော့ကိုတကယ် reality လက်ခံတာနဲ့နှုံးနဲ့တွက်ကြည့်ကြည့်ပါနော်ပြီးရင်ဈေးနှုန်းလေးတွေလည်းသင်တော့ကြည့်ပါလက်ခံကြရတော့ကျွန်တော် list ထုတ်ပေးတဲ့ခါကျတော့ list ထဲမှာတော့အကုန်ပါလာတယ်ဖုန်းနံပါတ်လေးလည်းပါလာတယ်နော်ဟိုကျွန်တော်ခုနဈေးတွေရေးပြလိုက်တယ်ဆိုတာအခုလိုချိန်မှာကျွန်တော်ကဒါလိုက်တယောက်ပြီးတယောက်ဆက်ပြီးမေးနေတယ်သူတို့အတွက် noise ဖြစ်တယ်မကောင်းဘူးပေါ့နော်ဟိုအားနာကိုပေါ့အားနာဒါပေမဲ့ဒီကတနင်္လာတယောက်ပြီးတယောက်ကဆက်ပြီးတယ်ဟိုကြောက်ကဘယ်လောက်ဒီကြောက်ကဘယ်လောက်လို့ပြီးတော့ဝယ်ရလည်းမဟုတ်ဘူးဆိုဖြစ်တယ်စစ်ပြီးပါပေါ့နော်မိတ်ဆက်တဲ့ခါကျတော့မှလိုက်ပြပြီးတော့မိတ်ဆက်ပြီးပေါ့နော်အဲဒီမှာလည်းကိုယ်နဲ့မှာရှိရအောင်လုပ်ရမိတ်ဆက်တဲ့အောင်လို့တရားတော့တော့အဲ့ဒါကလည်းမှာကျွန်တော်တို့ပင်ဈေးတွေရတယ်ဟိုရတယ်ပဲ你要找几这种水啊，现在是天气热了，现在这嘛的，你还说说，比你一点开心啊，我一按摩都差不多，一嘛包的，现在零点几，现在其他的啊，你刚刚说你把这来နောက်ကတော့ဒီမှာနိုင်ငံတက်တယ်ပေါ့နိုင်ငံတက်ဟုတ်နိုင်ငံတက်တွေဟာလို့ပါဟုတ်ငါတော့ကျွန်တော်ဒီနိုင်ငံတက်တော့နိုင်ငံတက်ဒီလိုထည့်ကြအောင်ကောင်းဒီမှာလည်းကျွန်တော်ခမောင်းနေနေတယ်ဒီမှာလည်းအတင်လိုက်တယ်ကျွန်တော်တော့ဒီကြောင်တုံးကြီးရဲ့အလောက်ပေါ့ညာမိုးကဒီမှာတစ်ဆင့်လိုက်ဆန်လေးခဏလေးဒီမှာဖတ်တယ်ပေါ်တယ်မှာတော့ဖတ်တယ်ခုတော့ဒီထဲမှာဒီထဲမှာဟိုပြောရရင်ခုနကဒီကိုလည်းပေါ့ရှိမှာပါတယ်သူကလည်းတော့နည်းနည်းနီးစက်လို့ကျွန်တော်ပြောကြနော်ဒီမှာငါသိတယ်ပြပါတယ်ဒီဟာကိုကျွန်တော်သူ့ဟာလည်းပေါ့သူ့ဟာလည်းဒီမှာသိတယ်ပြပါနော်ဒီကြီးတော့မကြည့်ရတဲ့နောက်တစ်ပြန်တော့ခက်ဖြစ်တယ်နော်ဆိုတော့အဲ့လိုဒီနေရာမှာဒါဆိုလည်းအခုထည့်တာတုံးကြတယ်ပြီးတော့ဒီနေ့သွားစင်နော်ဒီလည်းဒီမှာဟိုလိုပဲဒီတောင်းပါဟိုအားလုံးနဲ့ပြည့်နော်ဒီမှာ
ပြီးတော့ဒီမှာကုန်းကြတယ်တက်ဖြစ်နေတာဒီမှာတော့အန်ဂျီလီနော်ဒီလိုပါရှေ့မှာလက်ကြားလို့ပါမဟုတ်ဘူးဒါအလားတူနော်ဒီထဲမှာကျွန်တော်စူလက်ကြားလို့ပါအောင်မှပေါ်တော့သွားတယ်နော်ဒါလေးတော့သုံးလေးနေပါအဲ့ကျန်ကြတဲ့ဘောဇက်ကတော့ပါရှိတယ်ကွာဒီမှာရေကန်ရှိပါဘူးရေကန်နဲ့ဒီလက်ကြားမှာသူကထိပ်ပြီးပါဒီကန်နဲ့အဲ့ဒါတော့တာဝါလို့ဟုတ်တယ်ဟိုကအတွင်းထဲမှာဟိုကအဲ့ကျတော့သူကဒီအောက်မှာကြောက်စီတဲ့ဟာကြီးပေါ်နေတာကြောက်စီတဲ့နေရာကြီးက ပေးရမှာတော့ထိုင်အောက်ပဲချာ အောက်ဒီဘက်ဒီကုန်းရဲ့ဘေးဒီကြီးကဒီကဆက်ချလိုက် ကိုရစူးစဲချဘူးစူးစဲချမြင်ပြီးပါတယ်အဲ့ဒီလို အဲ့ ပေါ့ ကောင်စိတ်လို့ဖြစ်နော်ကောင်းရှိတယ်တိုင်းနဲ့ရှိရတယ်ဒီလိုဖြစ်ရတယ်ဆိုတော့ကျွန်တော်နော်ပြီးတော့ဒီသေးတွေကတော့ပြောပြမရှိပါဘူးဒီတော့ဘုံစိုက်ခိုင်းတယ်ဆိုတော့သူကသူ့ရဲ့အရေးကိုကောင်းတာဒီဘေးမှာကျွန်တော်ဒီဝဲဒီဘက်နေပြီးပေါ့နော်ဒီဘေးမှာတော့ဒီကြီးကိုကြည့်ရတယ်အဲ့ဒီကျတော့အပေါ်ကိုလွယ်တဲ့နိုင်တယ်အောက်ဆွေးလာမှုလည်းကြောက်ကဖြစ်ကြောက်နော်အဲ့ဒါသူကမမြင်ရသေးဘူးလို့လည်းကောင်းပါသူကကြောက်ပေါ်မှာတစ်ချက်ကတ်လာပြီးမှကတ်လာတဲ့ຫນွေဒီပုံတက်ပြီးဒီဘက်ကကိုလာပြီးကြာကြအဲ့ဒါကအဲ့ကြာလာတဲ့ຫນွေကိုကျွန်တော်ကကိုလိုလိုသွားလို့ရတယ်ဘယ်ဘက်ကိုသွားလို့ရတယ်ဘယ်ဘက်ကိုသွားလို့ရတယ် ပိုက်ကတ်လို့ မဟုတ်ဘူး စီလာငွေလာတော့ဘုံနေအနွယ်တက်သွား တင်ကုန်မဟုတ်လို့ပါတော့ဟုတ်တယ်အားလုံးပြီးတော့ရီလဲကြိုက်သူကချိုးပြီးတော့သူ့ဘယ်ထဲမှာထိုးထားတယ်တက်ရှိ တော့ရည်ရှိတဲ့နေရာတော့ထွက်သွားတာနေပါ ဒီနောက်ကိုလိုက်တာ နောက်လိုက်တယ်အဲ့တော့တော့အောက်ဆုံးကနေချတက်တာဘာလို့ဒီထိတ်ဆုံးမှာသွားတင်လို့ဆိုတော့ဘုံကဒီရောက်လေအနည်းကိုတားကြီးမတက်နိုင် ဟုတ်တယ်ရေနဲ့အိုင်မြစ်အိုင်ပြီးတော့ဟိုတက်တော့မှာပဲ အဲ့မှာဘယ်မှမသွားတော့ဘူးဒီက အဲ့ဒီမှာတည်နေတော့ အဲ့တော့ဘေးနားကနေစပြီးတော့ပြောလိုက်အဲ့မှာတော့ဒီရှိတဲ့နေရာကိုမြစ်ကလိုက်သွားတယ်အဲ့ကျမှဒီဒီနဲ့တက်သွားတော့ဒါတော့ဆက်တာကျတော့မမြင်ရဘူးပေါ့နောက်တယ်နောက်ကြတော့ အဲ့တော့ဒီရှေ့မှာလည်းသူကကာဝါရီလုပ်နေတာနော်ဒီကြားတဲ့ဆရာဆက်ဒီနေ့ဒီကားတယ်ဒီကားလေးကာဝါရီနော်ဒါလည်းဒီနေ့ရရလေးဆိုတော့ဘုရားမှာဖြစ်တယ်ဒီလိုโอเคဒီကိုဘာဆင်းလာတဲ့တောင်းတော့ဒီတောင်းမှာတက်တယ်ကြီးလုံးဖြစ်တာကြီးလုံးပြီးတော့ဒီမှာဒီမှာတက်ဒီလုံးဖြစ်နော်အဲဒီလုံးနဲ့ဒီလုံးတော့ဘယ်တော့မှမလုပ်နိုင်ဘူးဒါကတော့လည်းဒီလုံးကတော့ဘယ်လိုမှမလုပ်နိုင်ဘူးနော်အဲဒီကြားကြားမှာကျွန်တော်ကြားလေးကိုကြားလေးဒီကြားလေးကချောင်းပြီးဆင်းနေတဲ့ကြားလေးနော်ဒီလိုမှလည်းလုံးလေးနော်ဒီမှာဒါအလုံးချုံလို့နော်ဒီမှာလည်းစိုက်ကြတော့နောက်ဆုံးမှာလို့ရှိတယ်စိုက်ကြတော့ဒီမှာဘုရားမှာတယ်မင်းတို့ကြားပါနော်ဒီမှာဒါလေးနော်ဒါဘူးပြဆိုတော့ဒီမှာကျွန်တော်ကြောက်လာပဲလို့နော်ဒါတော့ဟိုရှာတယ်နော်အဲ့ဟိုရှာတယ်ဘာစိုက်ကြတော့ဒီလိုမှလည်းကျွန်တော်တော့မပေါ့သေးဘူးဒါရဲ့တောင်းလေးပါတော့ဒီလိုချောင်းလေးနော်ဒီမှာဘုရားတို့ကလို့ပေါ့သေးတော့ဒီလိုကြားလို့ဒီကောင်လေးဒီကောင်လေးဒီကူပြီးတော့အမိုက်လည်းမရှိဘူးနော်ပြတ်ကိုစံနေဒီကောင်မာတော့ဒီမှာပေါက်စီးတော့ဒီပေါက်စီးတော့လည်းဒီကတိုင်းတော့ရှိတယ်ဟုတ်လို့နှလားမှာတော့မရှိတော့ပါဘူးအေးရှိနေတော့ဒီလိုတိုင်းတက်လာပြီးတော့ဘောကနေကြာတော့ကြာတယ်ဒီတော့ပြောအောင်ပြောရတယ်ဒီဘက်မှာရေကိုထားတော့ရေရောင်ကကျွန်တော်တို့ဒီနေ့ဒီကဘက်ကအဲ့ဒါကျွန်တော်ဒီလိုမျိုးဒီလိုနေရာမှာမင်းတို့ရေးရခဲ့တဲ့ခက်ပြီးတော့ဒီလိုနေရာတော့အရင်ကကျွန်တော်နှက်ကလည်းရနော်ဒီဝါမင်းတွေနှက်ကလည်းရဝါမင်းတွေကသူကတက်လာတယ်အဲဒီတော့အောက်ကမှလည်းဒီရအပြင်ကလည်းအားတယ်ဒီရတာလည်းညထိတ်ပြီးဒီရောဒီလည်းမရဘူးဒီကအဓိကဆောက်တော့တယ်နော်အဲကျွန်တော်ဒီခက်ခဲနေမှာတော့ဒီလိုမျိုးလေးကျွန်တော်တော့မရှိဘူးဆက်တာတော့ပေါ့ဒီလိုပါဆက်နေတာ
ပါပါ ဒီမှာအဲ့ဒါဒီရဲတော့ ကိုယ်ရဲ့လူဟာဒီဟာတွေ ဆိုတော့ဒါညရပြနော်နေတော့တော့ဝယ်ပါဘယ်လိုလဲဘယ်လိုလဲဆက်ပြီးကြောင်းစားတယ်တော့တော့သုံးမျိုးတော့နော်ကြောင်းလို့တော့ကြောင်းလို့တော့လုံးဝနော်အဲ့ဒါကဒီတော့လုံးဝပဲဘာလို့မကြည့်တော့ချမ်းပါတော့ကြည့် အဲ့ဒါကဒီကြည့် ဒါရှိပါ လုံးလိုက်ကြည့် စီလူစု လုံးကြည့်တယ်မှာလုံးကြည့်တယ်မှာရှင်းတော့ပါ စစ်ဆောင်မှာအလိုလုံး ဒါတော့ဘာလို့မကြည့်နော်လုံးကြည့်တော့ပါနော်ဒီကတော့မှာဒီနားမှာဘူးရဲ့အကြောင်းလေးဒီကြလေးတွေများမှာဆိုတော့ဘယ်လောက်ရှိရှိတော့ဘာလို့ရှိအပြေဝဲတော့ပြီးတော့လည်းရှိတော့ဘယ်လိုရှိတော့ဘယ်လိုဆိုတော့ဘယ်လောက်ဖြစ်မသူကအထုတ်လေးတွေတော့ပြီးနေတာလောက်ထုတ်နေတာပါတော့ဒါပါပဲသုံးပြီးတဲ့တပီကျက်လောက်ရှိတယ်နော်သုံးပြီးပြီးတော့တပီပြတ်ဆိုရင်နှစ်ထုတ်ပါပြီနော်နှစ်ထုတ်ဆိုရင်ကျွန်တော်ကနှစ်ထုတ်ရှင်းလိုက်ရင်နှစ်ထုတ်သုံးတန်းဆိုမှ6ပေမှတပီရနော်တပီရှိအော်ဆိုရေးတယ်ကားလောင်ညာကားလောင်အဲ့သူကဘလို့ရိုင်းရမကားဘလို့လည်းလည်းပွာကြပွာကြပွာလာတယ်အများကြီးပဲကတ်ပွာ ရှင်းလို့မှချားတော့ ချောင်းချောလမှာပဲဟုတ်ကဲ့ဆုံးဝေးတဲ့ကိုစိုက်လှလို့ကျွန်တော်လှကြည့်လူသွားဆိုင်တာ စစ်စစ်ပေါ်တယ် ဒီစက်ဆိုတာဒီမှာတက်မှာပုံတော့အဲ့ဒါတိတ် အဲ့ဒါ ဒါဆိုပြည့်ချင်းပိတ် ပိတ်လဲပိတ်သွားပြီပြီးတော့သူ့လဲပွားတာ ဒါအပေးစီချားနေတာ စစ်စစ်ပေါ်ဘုရားဘုရားပွားတာ တော့အဲ့လိုတောင်းလိုက်တာ အဲ့ဆို3ပေလောက်ဆိုကျွန်တော်ဒါဆိုဒါဒီကောင်တပေဆိုရင်ဒါဆိုတပေခွဲလောက်ရတယ်5ပေလောက်ရတယ်နော်5ပေဆိုတပေခွဲလောက်ရတယ်အဲ့ဆိုကျွန်တော်တို့က15ပေလောက်ဆိုလို့တော့နော်3ပေလောက်ရှိတယ်နော်အဲ့တော့ဒီရှိတွေပါကျွန်တော်နည်းနည်းလေးနားနေလိုက်ချတယ်ပေ20လောက်ထွက်လိုက်အဲ့ဒီကျွန်တော်ကရဲအုပ်စုရဲအုပ်စုကကျွန်တော်ကကျတော့အဲ့နေရာကိုသူ့ကိုကြတပြိုးလည်းမထည့်ဘူးကျွန်တော်ရောင်းစုပ်လို့နော်အဲ့မှာဟိုကိုရညိုလိုဟာတို့ထည့်နေရတယ်သူ့ကိုကြထည့်နေရတယ်ညစိမ့်ကြားလေးထည့်နေရတယ်ဘာသာလေးထည့်နေရတယ်အကြားလေးကိုရောင်းစုပ်ပေါင်းနေတာနော်တခြားမြက်ကျွန်တော်ချန်ပါလေးဒီမှာလည်းရှိရအောင်စုမယ်မတော်ယူမဲ့နေရာချန်ပါလေးကျွန်တော်တို့ကအဲ့ကနေတွေ့ရတာလို့ပြောတယ်ကျွန်တော်လည်းစုတယ်နော်ဒီအောင်ပြင်20ပေါ့ညစုံနေတယ်နော်ကြားစုံနေတယ်20ဦးနဲ့25ပဲဒီကြားလေးမှာကျွန်တော်ပေါ်လာတယ်ပြရတယ်နော်ဒီကကျွန်တော်ဒီမှာလည်းစုံကြတယ်အများကြီးရှိတယ်ဆိုတော့မလို့တော့25မိနစ်တော့တို့ကကြားရတာနော်ကျန်တဲ့အမျိုး20လောက်ဝင်လာတယ်အပြင်20လောက်ဝင်လာရတယ်နော်3မျိုးအပြင်20လောက်ပေါင်းတယ်အဲ့တော့ဒီရှိရအဝါနဲ့ပေါင်းတယ်အဲ့ဒါကျွန်တော်တော့ဒီဘက်ဒီမှာလည်းကျွန်တော်နော်အဲ့ဒါအားလုံးပေါင်းတော့တော့အဲ့ဒီကျွန်တော်ဒီမူလည်းလာဒီမူလည်းလာဒီမူလည်းဆက်တော့မှာဟုတ်ရှိပါဘူးတော့မျိုးလည်းတက်တယ်ပွားလည်းပွားတာအဲ့တော့ဒီပြန်လေးပေါ့နော်နည်းနည်းလေး smart ဖြစ်နေတယ်လို့ဆက်လို့နော်ဟောကန်တကန်ကိုတစ်စိတ်ကိုနည်းနည်းလေးကန်လို့ထားမှကျွန်တော်အဲ့ကန်မှာရေလဲထည့်လို့ကျွန်တော်မနေ့ကပြောတဲ့ဟိုဟာလေးဘာလို့ရွက်ပေါ်မလေးနဲ့ဟိုဟာဂျပန်တီဆွစ်ဇာလန်တီဆိုတာနော်ရေထဲမှာစိုက်နေတယ်နော်အမိုးလေးနဲ့ကျွန်တော်တစ်ခုလောက်နော်ရေထဲဆက်လို့ရတယ် ဒီမှာကြီးစရာမရှိဘူးရေးစရာရှိတယ်အခု ရေပဲရှိရှိ ဒီတော့အခု အပွင့်မှာပွင့်တော့အကောင်တွေကျတော့ချောင်းတွေထဲမှာတောက်ကြလိုက်ချက်တယ်လို့ကန်တွေချောင်းတွေထဲမှာနော် ဘုရားတမန်နဲ့ အဲ့ဒီစပယ်ကိုရင်းနှင်းစီကိုလေရင်းနှင်းစီတွေနဲ့ထည့်လို့ရတယ်ရင်းနှင်းစီတွေနဲ့ကန်တယ်ဟုတ်ဒါကြီးပေါ့နော်အကြီးကလက်ပေါ့နော်ဖြစ်နိုင်ရင်ဘာလို့ဘာလို့ပြန်တော့နော်ကျွန်တော်ရှိပါတော့ရေးဆက်လို့ရတယ်ဆိုတော့မန်လေးကတင်တာရှိတယ်သူကချင်းတန်းအလောက်တော့မရဘူးအခုတော့ထည့်ထားလို့ရနောက်ကျပွားလာတယ်လားသူကကျွန်တော်မဖြစ်တယ်ဆိုတော့ဒီတည်းနဲ့ဒီ
ချုပ်ချုပ်လေးနဲ့အဖို့လေးရတယ်အင်းအောင်ပြောတော့နော်အဲ့ကောင်လေးမရှိတဲ့ဆက်ပြီးခုနကဟိုထောက်လာဟုတ်တယ်ဘယ်မှာထုတ်လဲဟုတ်တယ်ဒီကပေါ်နေဆက်တော့တော့ဝရည်ရဲ့နှုံထဲမှာပေါ့ဒီမှာပွင့်ပြီးရင်ကျွန်တော်ဒီဘက်ချမ်းတော့ခုနပြောလို့ဒီထက်ကျနေပေါ့ဒီလိုပြလိုက်တာလေးနော်ဒီလိုကမိုးလဲကျွန်တော်ပါနော်ဒီနောက်တဲ့ဒီရှင်ဘက်ကိုကျွန်တော်တို့တွားရတဲ့တွေ့လို့ရှိရင်ကျွန်တော်တိုက်ကြတယ်တိုက်ကြတယ်အားတော့တော့ကျွန်တော်ဒီကိုတောင်းတာလိုက်ချတာနော်ဟိုကလိုက်ချတာအဲ့ဒါအဲ့တိုက်ကြတယ်လည်းကြားလာတယ်ဒီတိုင်းပေါ့တက်လာနော်တက်လာတယ်အဲ့ရှောက်ခက်လေးတွေကောင်းပြီးတော့ကျွန်တော်တို့အိမ်မှာ boss နဲ့ရှိတယ်နော် boss ဆိုတော့နော် boss ပါတော့ကဲအဲ့ဒါနော် boss ရှင်းဖို့လည်းတော့နေဒါပေမဲ့ကျွန်တော်တက်တယ်ပိုင်းနော်ဒီရားလေးလို့တဲ့နေရာလေးကျွန်တော်ဒီမှာတော့ကျွန်တော်ချာဒီဘန်းကြောက်တယ်ဟုတ်တော်လားဒီဘန်းကြောက်တယ်ဒီဘန်းလေးဒီဝေတာတော့ဟောငကားလားငကားမဟုတ်ငကားလိုပဲဒါပေမဲ့ဘေးဝေတာအဲ့ပုံကငကားလိုပဲမတော်ဘူးဒါပေမဲ့သူကမဟုတ်ဒါမို့လဲလျှောက်သွားအဲ့ဒါလေးကြောက်တယ်ဒီကြောင်လည်းမဟုတ်ဟောဒီဘန်းကြောက်ခဲ့ဒီဘန်းကြောက်ခဲ့အဲ့လိုကွာသူအမျိုးကရှာရှာပါပါစီးတော့လာတယ်ကျွန်တော်တို့နောက်ဆုံးသိနေတယ်သူရဲ့ကောင်ပါဘူးလို့မလို့အဲအောင်ဒီတိုင်းတော့တော့ကျွန်တော်သူ့လိုက်ဦးဆုံးလာတယ်ဘိုင်းရောပြန်ဆုလိုက်တယ်သူရဲ့ကျွန်တော်အဲ့တော့နောက်တစ်ခါကိုမမျိုးတက်တဲ့ခါကျကျွန်တော်လက်ဆောင်ပို့ဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်အဲ့ဒါဒီလာရေးကိုကျွန်တော်ပြန်ပွားဟုတ်ပါဘူးညမအဲ့ဒါကိုကျွန်တော်ထည့်လိုက်လာဒီလမ်းကိုသူကားတော့ကျွန်တော်ဒီဇက်ကိုဟို AI မှာဟိုဗီဒီယိုနဲ့ရိုက်ရတယ်ဒီတိုင်းဟွာတော့ဟောရေပေါ်တော့ဆိုတော့မို့ view ကားတော့ဒီကြောက်သွားပြီဟုတ်တယ်ပြီးကျွန်တော်ဒီမှာဟိုဟာလေးတွေရှိတယ်နှစ်တိုက်လေးနှစ်တိုက်လေးနှစ်တိုက်လေးလာတယ်နော်နှစ်တိုက်လေးပြန်มาနော်နှစ်တိုက်ကအပေါ်မှာအပေါ်မှာနော်အဲ့လိုကျွန်တော်တို့တောင်းအောင်ပါတယ်ကျွန်တော်ဟုတ်တယ်အဲ့တော့အဲ့တိုက်ပါလို့ခေါ်တတ်တာပေါ့ဆိုးပြီဒီတော့ပြီးတော့ကျွန်တော်တို့ကန်ပြီးမဲ့နေရာကိုသတ်မှတ်နော်တောင်းပါတော့ကျွန်တော်အတီးရတော့နော်ကျွန်တော်မှလည်းဒီမှာအကြီးကြီးပဲနော်ဒီကိုသူရဆင်းရှိတာဒီနော်ဒီဘက်မှာမတွေ့ကြဘူးဒီကတော့ဆက်ပြီးတာလို့ဒီမှာဆက်ပြီးတာနော်ဒါကျွန်တော်ဒီလိုကန်တက်လာပြီးတော့ထည့်တယ်နော်အဲ့မှာဒီပေါ်လေးတွေမှာကျွန်တော်ကြားနိုင်တယ်ကိုချိန်လေးချက်နော်ချိန်လေးကျွန်တော်မော့စီထည့်တာဒီချာကပါတူတူရှောက်ထည့်တာနော်ကျွန်တော်တို့ဒီကကျွန်တော်အိမ်နောက်ပြီးသွားတယ်တွဲလက်သွားတာလေးသူကလေးချက်ပေါ်တယ်တူတူရှိအဲ့ဒီတော့ဒါပြတဲ့ဖူးပေါ်ပြီးအဲ့ဒီရှောက်ခဲ့အဲ့ဘိုးလေးလာအဲ့ဒါသူကလေးချက်ပေါက်ပြီဆိုတော့သူကဒီလိုနေရာတွေမှာသူကရှင်းနေနေတာဟုတ်ပါကြခဲ့တယ်အဲ့ဘိုးလေးလိုက်ခဲ့တယ်ကျွန်တော်ကလူလုတ်ထားတဲ့ landscape မုန်းတဲ့သူကဒီဘောပေါက်တာမှာပါတယ်အဲ့ကောင်နေရာနဲ့ boss တွေပါတယ်အဲ့သူကလည်း boss ကပါကြ boss ပါတယ်သူက fan နဲ့တူတယ်ဒီ fan ဟုတ်တယ်နော်ဒီနေရာလေးမှာမြင်ခွက်ရည်ကျတယ်အားကောင်းတယ်မြင်ခွက်ရည်တကယ်မိုက်သူကမြင်ခွက်ရည်လာတယ်ဒီလိုပါတယ်ရက်ဒီကြားထဲမှာအခြေလေးပဲဒီဟုတ်တယ်ဒီယူရီးယားပဲစားဝင်အဲ့ဒီခွက်ရပါလားနောက်ကျအဲ့ဒီခွက်ကပွားလို့တိုက်ပတ်တော့ပွားရခင်းလေးပါရအောင်ပြောတာဒီကမတော့မြင်းခွက်ရခင်းပြီးတော့ဟုတ်တယ်သူ့မပွားနေကြတော့တခုကြီးအဲ့မြေကြောဖြတ်တာသူမသွားကြရင်တော့မြေကြောဖြတ်တာတက်တာပြီးပါခဲ့ကျွန်တော်ကဒါတခုနဲ့ဟိုကြောက်စစ်တွေပဲချပြီးကာထားပန်ထားလို့ထားလို့နော်အဲ့ဒါတော့ပွားတတ်တာရေကောင်းကောင်းရတယ်ရေလည်းရှိတယ်ဒီလိုပွားတာဒီကလိုက်ပွားရေသာရှိတယ်ကျွန်တော်တို့အိမ်မှာအရင်ကတော့ဘယ်လိုလဲဆက်ပေါ်လေးမှာဒီကြောက်စစ်တွေမှာဒီဒီကွာပြီးဖြစ်တာဒီရောင်လေးကတော့မှာပေါ်တော့မှဒီဖွေးဒီအလားလားအားမဟုတ်ဒါဆို landscape အားမလို့တော့ကျွန်တော် family တပလေးနေကြဘောလေးပြည်လုံးနဲ့ထည့်တာလည်းရဒါမှစလို့မဆိုကြလားဘိုးဖန်ကွာကောင်းနေပါဘူးအင်ဂျင်နဲ့ပါကောနေတာဒီကတော့တော့ကြီးရတယ်ဟိုမှာစလုံးရမှာလေဒီကွာဒီတောင်းပါလေးနဲ့တော့ဒီတော့ဘုတ်ဘလောက်ဒီတိုင်းလေးရမှာတော့ဘိုးပါလည်းရတယ်စစ်တော်လည်းရတော့ဟုတ်ပါဒါရွှေလာငွေလာဘုံလုံးကလည်းထည့်ရတယ်ဒီကုန်းလေးထည့်ရဒီလိုရရဒီလိုကြဒီလိုကြရေးထည့်နော်ဒီလိုကြတော့ဟိုကရေးကြီးတယ်ပေါ့ဒီနေ့မှာတော့ဆက်ကြည့်တာရကြီးတယ်โอเคလာမလားကွာကြီးတော့ရဟုတ်ကြဆက်ကြည့်တာ
ဆရာတို့အဲ့ဒီမှာအဲ့ဒီကလည်းကြာလို့လို့ရှိရင်ကျွန်တော်မခိုင်းတော့ပြင်ခိုင်းအဲ့မှာလည်းကြာမယ်ပေါ့လေဟိုကျွန်တော်လည်းရှိပါပြီပါရှိပါပြင်ပြီးလို့ရပါလား ရိုက်ခိုင်ကျွန်တော်ရှိတယ် ဘက်ကဘလောက်နဲ့ချင်ခိုင်းနေလေပဲ အကြောင်းပါဘောနော်အဲ့ ခိုင်းနေလေ အကြောင်း ခိုင်းနေလေပဲတော့ မဟုတ်တယ်ကျန်တဲ့အပေါ်မှာတယ် ဘောဘလောက်ချင် တပီကျန်လေး ဒီကြံလေးဟောအဲ့ဒါဒီကောင်းတဲ့ level ယူလိုက်လေဒီကိုခွက်အောင်ပါလေခွက်ရဲ့အခြေကိုဒီကောင်းတဲ့ level ယူလိုက်လေ level ယူပြီးတော့ကျွန်တော်အခြေကိုဒီကောင်းကိုဒီဘက်ကိုတပေးပဲဒီဘက်ကိုတပေးအဲ့တော့ professional နဲ့တော့တတိယကြီးပဲကျွန်တော်ဒီလိုက်ကြည့်ပြီးတော့လိုက်ဒီဆိုင်နဲ့အပင်နဲ့ဒီဆိုင်နဲ့ဒီနဲ့ယာပြီးဥဒုနဲ့ခိုက်ပြီးနံပါတ်1နံပါတ်2ကပါလေပြန်ပြန်ပုတ်ပြီးတော့နံပါတ်3ကပါဒီလိုဒီနေ့ကကျွန်တော်အဲ့ဒီအဲ့ဒီတော့တင်းလာတာဒီကြားတွေတတဝါတွေသူတို့တတဝါတွေရှိတဲ့ဟာကျွန်တော်လူတွေက ခိုင်ကျုံနေကြောင်းတိုင်း သူကလည်းအညာမညာဖြစ်နေ ဟုတ်ကဲ့ ဖြတ်စီးပလိုက်တာဒီကစနေပျက်စီးတယ်အဲ့တခုပျက်စီးသွားပြီဆိုရင်ဟိုပြန်လဲတီးဆောက်ရင်သူ့ဟာသူမပေါက်ဘဲနဲ့ပြန်လဲတီးဆောက်ရင် အဲ့ရဲ့ဒီကဘာဝမှာရှိတဲ့ဆက်ဆက်ပြီးကောင်းလေးအဲ့ပေါ်ဒီကိုပြလာသူပြန်ပြီးတော့ဘူးအဲ့ဘူးနေပြန်ရောက်ဖို့ဒီရှိတယ်ဟုတ်တယ်ညီငါးတွေတရားကြမှာအဲ့ဒါကျွန်တော်တို့ဒီဝက်ပြန်လုပ်တယ်ဘာဝတိုင်ပြန်ဆင်းတယ်ကျွန်တော်ဘာဝတိုင်လူလုံးလို့ပြန်တယ်လူကဒုက္ခတဲ့အမှားကိုလူကပဲပြန်ကြည့်ပြရတယ်လူကပဲပြန်လုပ်တယ်အခုကျွန်တော်လုံရတဲ့15နှစ်လောက်ကစုံနေလာပြီးစိုက်တဲ့အခုကျွန်တော်မစိုက်ဘူးသူပြီးကြပါမယ်ပြီးလာပြီတော့တူပါပြီကျွန်တော်မသိရင်ခွေးရမသိရင်စိုက်ဒါနဲ့ကျွန်တော်စိုက်တဲ့ကာလာလေးလောက်ပဲအဘဘာဝင်နေအကျိုးများပြီးတော့ကျွန်တော်ဖြတ်ရောက်ပြီကျွန်တော်ပြင်ပြီးဖြတ်ပြီနောက်တစ်ခါတော့ပြန်စိုက်ရခုကကျွန်တော်တိုင်းပြည်မှာဗျာဒီကိုအဲ့လိုအပင်ကြီးစိုက်ပြီးတော့ဒီဝါချမ်းသာပြီအဲ့လိုမစိုက်ဘဲနဲ့ဒီဝါချမ်းသာတဲ့လူတွေကရှိတယ်။အခုလိုပြောရတယ်။နာမည်လေးနဲ့အတိအကျပြောလို့ရတယ်။ပြောရတယ်။အဲ့ခါကျတော့ကျွန်တော်တို့ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ရဲ့စိုက်ပျိုးထားတဲ့ဟာတွေဘယ်သူမှသွားပြီးတော့လေဒီကျိုးစိုက်ခွင့်ထူအောင်လာမဲတော့ဟုတ်တဘာဝကြီးကိုပြည့်စည်ပြီးတဘာဝကြီးကိုပြန်ပြီးမကြည့်မဆောက်ကြဘူးကျွန်တော်ကဒီဆောက်ဒါအဲ့အားလေးရဲ့တစ်ခုဆိုကြတယ်ဟုတ်တယ်ကျွန်တော်တို့ဒီရင်းမြစ်တွေပြည့်စည်ကိုလည်းပြီဒီကျွန်တော်မန္တလေးဆိုရင်ဒီရှိရရတရားကြီးရပြင်မှာပေါ့မန္တလေးဆိုရင်စမ်းအောင်ရှိတယ်နော်ဒေါ်ကြီးရှိတယ်ဒုထောက်ကြီးအဲ့ဒီတွေကလည်းပြည့်စည်ဒီကားရာတွေလုံးတယ်ကျွန်တော်တို့ဒီဝင်ကြီးရတယ်ရုပ်ပုံအများကြီးဒါပေမဲ့တခုတည်းကတော့လက်စစ်ရဖို့မီးရဖို့ဆိုတယ်ဒါနဲ့အနောက်နိုင်ငံတွေကအဲ့ဒါမလုပ်တော့အမေရိကန်ရေကာတာမတင်တော့ဘာဘာပိုင်းကြီးအဲ့ခုကျွန်တော်တို့မန္တလေးမြို့မှာဆိုတန်းလောင်မြို့တစ်မြို့သေးတိုးတာကိုတစ်ခါမှဒီ90တရားမမြုပ်ဘူးတဲ့ရွာကိုမြုပ်ဒီသုံးဆုံးမှုကျွန်တော်တို့ဘာတွေပြည့်စည်နေလဲဘာဘာပြောတာအဲ့ဒီမျိုးတွေမရှိဘူးအဲ့ဒါတွေတက်လာရင်ဟောဖြစ်တင်ကကျွန်တော်မိုးရွာတဲ့တရားရတဲ့တော့35ရာခိုင်နှုန်းဆုတ်မှာကျွန်တော်ဆုတ်မှာရေစောတွေကြည့်ပြီးအဲ့ဒီအဲ့ဒါရေပြည့်စည်တာဘိုးတွေတဲ့ပြင်နေမှာလေပြည့်စည်တာဗီဒီယိုတွေဖြစ်ဗီဒီယိုတွေဖြစ်တယ်ဗီဒီယိုတွေပြည့်စည်ကျွန်တော်တို့အဲ့ပြင်နေရတဲ့ဒါလေးအတူလေးထားတယ်လေးဒီကြောင်းသွားလာနေတဲ့ဟာတွေလည်းကျွန်တော်တို့ဘိုးတို့မသိဘူးဒါနဲ့ကြည့်တဲ့လူတွေပြောတော့ဒီလိုကိုဒေါ်လာ350လောက်ရတယ်ဒီကြောင်းတွေကလင်းနေချက်ဟုတ်ကျွန်တော်ဒီ
ကျွန်တော်တိုင်းပြည်နဲ့နမိတ်ပေါ်မှာဖြတ်ရင် ကျွန်တော်လည်းပြောပါမယ်ဒီနေ့ကိုဒေါ်လာ350အဲ့သူပြတ်တန်းသွားတဲ့350ကျွန်တော်လည်းမလား ဟိုပြီးတော့ ဒါပေမဲ့ तू ကဘာဖြစ်လဲသူ့ရဲ့လောင်စာပြီးတော့မို့အဲ့ကာဗွန်အောက်ဆိုက်ကိုဆက် ကိုစုကောင်းတော့ဒီကျမကြီး တို့သဘာဝပတ်ဝန်းကျင်ပြည်ရဆိုတံကြေတွေရောကားတွေရောဖျားကုန်းတွေအကုန်လုံးကိုပြောအကုန်လုံးကိုကြည့်တာလူတွေကသဘာဝကြီးရနေပြီးတော့ဆွဲထုတ်ပြီးတော့သုံးဆွဲရညားနေသဘာကြီးကမောနေဦးနေပြက်စီးနေနော်ဒီပေါင်းရာချီကန်းချီပြီးတော့နေနေဒီတွေကတို့တို့ပစ္စည်းတွေဆွဲထုတ်တယ်အဲ့မှလည်းတော့ပြက်စီးဒီပေါ်တက်လာတော့လေပလတ်စတစ်တွေရေနံတွေဟုတ်လားအဲ့ဒါလည်းရှိအဲ့ပြောညာကြီးကျွန်တော်ရဲ့ပြည့်ရပြည်ကြောင်းနဲ့ညာကြီးအဓိကတော့ကျွန်တော်အဖြစ်ကိုကျွန်တော်ပလတ်စတစ်ကြီးမရှိပါဘူးအမိုက်တွေကြီးမရှိပါဘူးကိုလုံးလိုက်နေလို့ပါဘူးဆိုင်ရကားကတော့ကိုရီစီးနေတာပြောတယ်သွားနေအောင်ဒီကာဗွန်အောက်ဆိုက်ကြီးကိုညာတယ်အဲ့ဒါကိုကျွန်တော်တစ်ပင်ပြန်ဆိုင်ဒီကာဗွန်အောက်ဆိုက်ကိုကျွန်တော်တို့ပဲသုံးပါအဲ့ဒါပြည်များဆိုင်တယ်သူရဲ့ကျွန်တော်တို့ကတော့ပထမစတော့ဝါလို့တဲ့ခါကျတော့ဝါကိုပထမဆုံးကြည့်ပြတယ်။ကာဗွန်အောက်ဆိုက်ဆက်နေတယ်ဆိုတော့ဝါအများတယ်။ဒီလိုကြည့်တော့ဒီရောကလေဒီလေအမေပြင်များလို့ဆိုတာသူကအများဆုံးဆိုတာဟောဒီလိုတော့ဟာလေဝါအများတယ် ကတိကြတော့တော့ပြောပါဦးနော် ဒီမိုးရွာချတဲ့မိုးရေတွေမှာစစ်တယ်ဘုံမှာဝါအဆုံးဆုံးမှဒီဖြစ်ဒီကဒီရောရလည်းဒီတိုင်းနဲ့နိုင်ဒီလိုမျိုးပဲဒီတော့ဒီလိုမျိုးနဲ့ဒီလိုမျိုးပဲမနေ့ကလမ်းလျှောက်တဲ့ရန်ကုန်ကလူကပို့ပြီးတော့ဒုက္ခရောက်တယ်။ကောင်းတယ်အောက်ဆက်က ကိုယ်တွေပြည့်နေတာလေ ကောင်းတယ်အောက်ဆက်ကအေးတိတ်ကြီးကအောက်နေ့လယ်လောက်ကြာမှသူကအပေါ်ငွေ့တယ်။မနေ့ကအေးနေတဲ့ချိန်လေမျိုးလူတွေမနေ့ကကောင်းတယ်အောက်ဆက်ကြီးအားရှိအဲ့တော့ဒီဝင်ခုတ်ပြီးကိုတော့ကျွန်တော်လည်းအဲ့လိုတွေးတယ်ခုလိုတွေးတယ်ခုတ်လိုက်လောင်ကြီးပြန်ဖြစ်အဲ့ဒါဒီသူကြောင်ကြီးဖြစ်ဆိုအောက်မှာရှိတဲ့အိဆက်ပိုးလေးကအေးတန်အေးလေးနဲ့နေရတယ်နေရတယ်လက်ဆက်ပြီးတော့အေးရှိတဲ့နေရာကိုပုံပုံမြင်လာတယ်အဲ့တော့ကျွန်တော်တို့ကကာဗွန်အောက်ဆိုက်ဆလုံးမျိုးဆွဲချပုံပုံနဲ့ဖြစ်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 လို့လည်းပြီးပြီအားလုံးစားရည်ပါရှေးအောင်လေကြီးပေါ်ထုတ်မနေတာဟို ရရရကနေတော့ခုမှနေလာကျွန်တော်ရောတိတ်သွားတယ်မှာမလာဘူးဒီကမြေခက်ပါတိတ်လာမယ်ဆိုတော့ဗာတိတ်လိုက်ဗာရေးရမယ်ဆိုတော့ အဲ့ဒါဘာလို့မှမနေဘူးနည်းနည်းလေးတော့ အင်းပဲနေ ဘွာစိုက်ကျိုးနေမှလို့တဘာဝတွေကထုတ်ယူတယ်ပေါ်ကနေပေါ့ပေါ်ကနေပဲပြောတယ်တဘာဝတွေကထုတ်ယူနေတယ်ဟိုဒီကသူ့ပြအောင်လို့ အဲ့လိုဖြစ်ရိုက်မိအောင်ဆိုတော့ဒီဒီတော့ ဒီရဝါပေါင်းခံတယ်ဒီရဝါပေါင်းခံရင်ခြေခံရှိသွားပြီဆိုရင်ကျွန်တော်တို့ကအားကြီးလည်းရမယ်နော်ကျွန်တော်တို့ကကြောပိုးပြေးပြေးလို့ခေါ်ပိုးပြေးပြေးပိုးနေပြေးလို့တေးအောင်တက်ဘူးအားကြီးရမယ်ပိုးပြေးပြေးပေါ့နားတော့ကျွန်တော်တို့ဓာတ်ရုပ်ကကြောပိုးတက်စီတယ်နော်အဲ့ဒီကွယ်လည်းသုံးလို့ရတယ်ပိုးပြေးပြေးလည်းသုံးရတယ်အားကြီးလည်းသုံးရတယ်ပိုးပြေးလည်းသုံးရတယ်အဲ့နှစ်ခုအခြေခံပြီးတော့ အခြေခံနေတဲ့နှစ်ခုရှိရမှာ ရှိရမယ်အဲ့နှစ်ခုရှိရမယ် ဘာသာဆိုင်ရှိရမှာ ဘာမှမရှိရဘူးရှိရတို့အခြေခံပြီးတော့မှကျွန်တော်ကနောက်ထပ်ပြင်ပအားသေးဆိုရင်ဒါနဲ့သုံးတယ်အားသေးသုံးတယ်ဆိုရင်အားသေးလို့အားသေးနောက်ပြီးပိုးပြေးလေးလို့ဆိုရင်လည်းပိုးပြေးလေးလို့ရတယ်ပြောတော့ လိုက်လူလာတော့ ဟုတ်တယ်လို့သူတို့တော့တွေ့ အေးတော့ရတာတိတာလား ဘောအားသေးဒီရနေဒီဟောအားသေးလို့ကျွန်တော်က
9မိုင်နေပြီဆက်ပြီ ကိုယ်ပဲဖြစ်တယ် အဲ့တုံးဘူးဆိုရင်အဲ့အမှဆိုအားကြီးရတယ်အဲ့တော့ကိုကဟောတဲ့ဝယ်ပြန်မလို့နဲ့ပုံတစ်ပုံရင်းပြီးတော့စာလကာရီတော်ကောင်ပြည့်ရတော်ကောင်ရှိရင်ကို့အမှဒီနေ့ဆက်တဲ့ခါမှာလေအချင်းကြီးရလည်းကုန်ထည့်လို့ရတယ်ဆက်ရမှာတော့အကြီးရည်ဒီရည်ပြည့်ရဒကာရီတိုက်တယ်တော့ဆက်ကိုပုံလေးထဲမှာထည့် ဘဝစီ အဲ့ရပေါ့တလီတာပေါ့ဗျာဒီရတလီတာ ဒီနေ့ ကျွန်တော်ဟိုပါပေါ့ခင်းရကတလီတာအဲ့ရောပြီးတော့ရေးသုံးနေတာဆိုဟိုအဲ့တဲ့ဟိုအခုအင်းကဆုံးပြတဲ့ဟာဒီမော်ဒီခါပြဦးကြိုက်တာဗျာဟိုအကုန်ထည့်လို့ရတယ်စက်တုံကော ဒီကဆိုင်မှာအဲ့လိုမျိုးတော့လုပ်ထားတယ်ဒါပေမဲ့အဲ့လိုမျိုးတွေလေဟိုအခုနပြောအရင်ကဘာလို့မျိုးရည်မရဘူး မရဘူးတော့ဟုတ်လား ဒီရင်ကကျွန်တော်အခဲဝယ်လိုက်တယ်ဒီကျွန်တော်တို့မလုပ်တော့ဘူးဆိုတော့ဒီရင်အခဲကိုဝယ် မင်းဝယ်တာမဟုတ်ဘူး သူတို့အခဲတုံရောင်းနေတော့လက်လက်ဝင်ပြီးတော့စိုက် ဩ ပြီး ဒီ သူကအဲ့အခဲလေးထုတ်တယ်သူကအခဲဝယ်ပြီးသူငယ်ရင်လည်း ကျော်လိုက် ကျော်လိုက်တော့ပြီးတော့ တော့မှ တော့ ဟုတ် ဒီအဲ့နဲ့နန်းမထင်တယ်နော်ဒီက မနာဘူး နန်းနော် သူချင်းနေလေးတင်းနေ နေအေးရအေးရ အေးရပြက်ပြီဒီတုံးနဲ့ နေအေးရကောင်း 9မိုင်လောကလည်းအဲ့လိုအမှန်လေး9ညီနဲ့လေးတင်းနေအဲ့9ညီလေးမတင်းတင်းညနေပုံနဲ့တော့တော့တုံးလိုက် အဲ့ဒီပင်တွေတော့လည်းမကောင်း ဟောလက်နေတော့ကောင်း ကိုကခုနသိမိုးတီးနော်ဆိုတော့ခါ ကျန်သေးမောပြီးတော့ပြောပြီးခွန် ကျဲဦးခေါ် ကျုပ်ခွန်မထိုင်နဲ့ကျုပ်ကအမုန်းဖြစ်မှစားသားတာခွန်လိုက်ခဲ့ရင်လည်းမစား ကျဲဦးခေါ်ထောင်းလိုက်တယ် ရတယ်မုန်းဖြစ်ရအိမ်မှာရှိတယ်ကျွန်တော်လည်း အချိန်မထက်နဲ့ဆိုတော့ အေးကမြာလေးမထိုင်နဲ့ တမ်းမြတ်ဒီမထက်နဲ့ နော်လိမ္မောကြီးမထိုင်နဲ့ဆင်းရဲကြီးတွေကတော့လည်းနေတယ်အမေကြီးလည်းမထိုင်နဲ့ရတယ်ဖေးကြီးထက် ရှင်းတတ်ပါလား ကျန်တဲ့ပါလေရင်းကုန်တွေရောဖြစ်အဲ့လုံးဝကိုချင်းလေးမွေးနေကလာလောက်နေမွေးလိုက်နေတိုင်းထဲမွေးရတယ်ပြီဒီနေ့တနေ့တော့ မသုံးလို့မရအောင်အဖုံးတိကျလောက်အောင်ပြရအောင် လုံးဝပေးရဒီနေ့ခါလောက်မွေးဒီကမှစစ်တယ် အဲ့ပြီးတော့ကော်ဖီလေကော်ဖီရဲ့ကိုယ်ရဲ့ဟာလေအဲ့လိုရှင်းပြီးတော့ခါခါပြီးတော့အဲ့လိုမျိုးလောင်းလိုက်တာ ရတယ် မရဘူး အဲ့တလားထားပုံပြီး ကော်ဖီရ ဟုတ်ပြီမိကျင်ဆိုရရအဲ့ခုနဟာကျွန်တော်တို့ကရေထက်ရောအောင်ပါလား နော် ဒီတိုင်းကိုသုံးလို့ရ ဒီကပြေးပြေးလိုက်တော့ကိုစစ်လိုက်စစ်လိုက် သိပြီးတော့ ဂျုံစစ်တယ်အောင် သိပြီးတော့တန်းလောင်းလို့ရပြီပေါ့ အဲဘိုးကိုမလောင်းရဖျန်း အော်ဖြန့်မှုဒီဖြန့်မှုနဲ့ ဟုတ်တယ် ဖြန့်မှုနဲ့ ဒီကလာတဲ့ဘုံဝင်40စစ်စီ ဒီကတော့အားသေးပေါ့ ဟုတ်တယ်အားလဲအားပြီးလဲပါအဲဂျင်းတွေကျွတ်တုံကြီးကျွတ်တုံကြီးတွေပါတော့ကိုလည်းမကြည့်မှုရည်ဒါကျွန်တော်ကိုယ်တိုင်လောက်ထားတယ်ကိုယ်တိုင်သုံးနေတယ် ဟုတ်ကဲ့ liquid fertilizer တော့မဆိုင်ဘူးပေါ့ဒါတော့တက်တော့ ဒါဟုတ်ဒါအီယာကိုခြေခံပြီးတော့ထုတ်တယ်အီယာကကိုဖတ်တယ်မှသူကဘာက ဖိုက်ဒီကမှအဲ့ ဆွဲကိုသားမှတက်တယ် တက်နော် ဟာသူကအများကြီးပဲဘာဝရတယ်ပိုးရည်မျိုးဖတ် ဒီ တယ် လိုလေရောကိုကိုယ်တိုင်လည်းလုတ်တတ်တာမဟုတ်တော့လေပြောတဲ့ဟာတွေမှတ်မှတ်ပြီးလို့တော့ဘယ်ဟာအမှန်မှန်လည်းမသိတော့ရောကိုဟုတ် ကိုယ်တိုင်ဆမ်းမှရမှာ အဲ့လိုအားရကျွန်တော်တို့ကိုယ်တိုင်စမ်းတာလေအခုခုနပြောတဲ့ ခုဒီပုံစံဆိုရပြီကျွန်တော် ကိုကခုန ဆိုင်ဘူးအဝ sorry EM အရေးဆိုတော့အဲ့ EM ဖြစ်ထားတဲ့အဲ့ဒီတလီတာကိုသုံးရမှာ တလီတာရေအဲ့ဒီကဒီနေ့ဒီ3လီတာ ဒီသုံး